ကောင်းကင်ဘုံမြစ်ကြီးကကျင့်ကြံသူပေါင်းများစွာကိုအရေးမြစ်စွမ်းအားပေးကပြန်လည်နိုးထလာစေခဲ့ပြီးမြစ်လက်တက်၄ခုခွဲဖြာသွားခဲ့တဲ့နောက်ရှင်တန်ထမြောက်ခြင်းကိုဖြစ်ပေါ်စေတဲ့ဝိညာဉ်မြစ်ကြီးကနေဒီဇလန်လေးဟာစတင်လာခဲ့ပါတော့တယ်စုံချွဲလေဒေါသအရန်ထွက်နေခဲ့ပြီးရဲကျန်းဆိုတဲ့ကောင်ကသူ့သွေးစွမ်းအားတွေကိုတေးချင်နေလို့လူယူသွားတာလားဆိုပြီးသွေးသက်ဖြတ်သူလောကကျင့်စဉ်ရဲ့တတိယမြောက်အကွက်ကိုထုတ်အသုံးပြုလာခဲ့ပါတယ်တိုက်ပွဲဖျက်ခတ်လာရင်အကုန်သေးသွားနိုင်တာကြောင့်လူတိုင်းထိတ်လန့်နေခဲ့ရပေမဲ့ကိုတော်ပိုင်ကတော့သွေးသားတိတ်တီမှုလောက်ကိုသူလဲလိုက်လုံနိုင်တယ်ဆိုပြီးအရှိန်ပြင်းပြင်းခုခံထားလိုက်ပါတယ်ရှုပ်ထွေးနေတဲ့မြင်ကွင်းတွေကြားမှာအာယုံဆူဆိုင်ထားတဲ့ရဲကျန်းစီကိုနက်ဆရာဖြစ်သူတို့ကအခွင့်အရေးယူတိုက်ခိုက်ကြပြန်တာကြောင့်အရန်တော်သားထွက်သွားတဲ့ကိုတော်ပိုင်လဲသွေးသားကြီးကိုမွေရမ်းပစ်လိုက်ပြီးဝင်ရောက်လှုပ်ကြံသူတွေစီရှင်းထုတ်ပစ်လိုက်ရပါတယ်အလဲတောင်ထိတ်တစ်ခုလုံးပောက်ကွဲမှုကြီးတွေဖြစ်ပေါ်နေခဲ့ပြီးစောင့်ကြည့်နေတဲ့ရွှေရှောင်းရှမ်းတယောက်လည်းရဲကျန်းဆိုတဲ့ကောင်လေးကစုံချွဲထက်တောင်စွမ်းအပ်ပိုကြီးနေသေးတယ်ဆိုပြီးမယုံကြည်နိုင်မှုတွေနဲ့ရေရွတ်မိလိုက်ပါတော့တယ်ဒဏ်ရာရသွားတဲ့စုံချွဲလည်းမြေပေါ်ပြန်ဆင်းလာခဲ့ရပြီးရဲကျန်းမင်းသုံးသွားတာကသွေးသက်ဖြတ်သူလောကကျင့်စဉ်မဟုတ်ဘူးဆိုပြီးပြောတော့စိတ်ပေါက်သွားတဲ့ကိုတော်ပိုင်လည်းသွေးသက်ဖြတ်သူလောကကျင့်စဉ်ရဲ့တကယ်စွမ်းအားအစစ်မှန်ကိုအားလုံးမြင်အောင်ထုတ်ပြပေးမယ်ဆိုပြီးအလဲတောင်ထိတ်တစ်ခုလုံးရဲ့သွေးကြည်တွေအကုန်လုံးကိုစုပ်ယူပစ်လိုက်ပါတယ်အဲ့ဒီအခါကိုတော်ပိုင်ရှိတဲ့နေရာကိုသွေးကြည်တွေစူးစီးသွားခဲ့ကြပြီးလူပီလူကြီးတကောင်ရုတ်တရက်ထွက်ပေါ်လာတဲ့အခါမှာတော့မြေစိမ့်တောင်ရဲ့ဘလူးကြီးကိုသွေးသက်ဖြတ်သူကျင့်စဉ်နဲ့ပေါင်းစည်းလိုက်တာလားဆိုပြီးလူတိုင်းအံ့အားသင့်သွားကြရပါတယ်မဖြစ်နိုင်ဘူးဆိုတဲ့စုံချွဲရေရွတ်တန်တဲ့အတူမင်းတို့ငါ့ကိုတက်ချင်ရင်မင်းတို့ကိုအရင်ပြန်တက်မယ်ဆိုပြီးကိုတော်ပိုင်ဘက်ကအေယာမသွေးသားကြီးကိုခုတ်ပိုင်းလာခဲ့တာကြောင့်တပည့်အကုန်လုံးလည်းအကာအကွယ်မျိုးစုံအသုံးပြုပြီးကြောက်လန့်တကြားကာကွယ်ထားလိုက်ရပါတယ်ရွှေရှောင်းရှမ်းတယောက်လည်းသူဟာအလဲတောင်ထိတ်ကိုင်းသားမဟုတ်လို့အရင်ပြန်ခွင့်ပေးပါအောင်ဆိုပြီးတိုက်ပွဲရှိန်ဝါတွေကိုမနေတောင့်ခံထားလိုက်ရတယ်လို့စုံချွဲကိုယ်တိုင်လည်းရဲကျန်းဆိုတဲ့ကောင်ကိုအယမ်းမုန်းတီးနေခဲ့ပေမဲ့လက်ရှိစွမ်းအားတွေကြားမှာအလူးလဲဖြစ်နေခဲ့ရပါတယ်ညီကသားကြောက်ထဲမှာပိုင်ရှောင်းချွန်းကစိတ်တန်ရာတွေပေးသွားခဲ့တယ်လို့အနာမကျက်သေးခင်မှာပဲနောက်ထပ်လူတစ်ယောက်ကထပ်မံဖိအားပေးလာပြန်တာကြောင့်နာကြီးဒေါသဖြစ်နေခဲ့ရပါတော့တယ်အကာအကွယ်ကြီးပျက်စီးသွားတော့မဲ့အချိန်တော်လောက်ပြီဆိုတဲ့အမိန့်ပေးတန်တစ်ခုကအနီရောင်ကောင်းကင်ထက်ကနေရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးသွေးကြည်တွေပြက်ပြဲဆိုတဲ့စကားနဲ့အတူကိုတော်ပိုင်းပတ်ဝန်းကျင်မှာရှိတဲ့သွေးကြည်စွမ်းအားတွေအကုန်လုံးပျောက်ကွယ်သွားခဲ့ကြပါတယ်တခြားလူတွေသူ့ကိုဝိုင်းတက်နေကြတော့ကထွက်လာပေးတာမျိုးမရှိပဲသူပြန်တက်တဲ့အချိန်ကျမှဘာသဘောနဲ့ထွက်တားစီးရတာလဲဆိုပြီးလက်သိမခံနိုင်တဲ့ဘက်ကသွေးသက်ဖြတ်သူလောကကျင့်စဉ်ရဲ့တတိယမြောက်အကွက်ကိုထုတ်သုံးပြုလိုက်တဲ့အတွက်အကာအကွယ်တစ်ခုလုံးကျိုးပဲပျက်စီးသွားခဲ့ရတယ်လို့ဂိုင်းသားတချို့လည်းထက်သေးဆုံးသွားခဲ့ကြရပါတယ်သွေးသက်ဖြတ်သူလောကကျင့်စဉ်ရဲ့တတိယမြောက်အကွက်ကိုသွေးကိုင်းသားတွေအကုန်လုံးအောင်မြင်နိုင်ခြင်းမရှိသေးတာကြောင့်ရဲကျန်းအခုလိုအသုံးပြုပြသွားတာကိုမြင်တဲ့အခါစုံချွဲတယောက်လည်းအရန်စိတ်တက်ကြသွားခဲ့ရတယ်လို့မခံမရက်နိုင်ဖြစ်သွားခဲ့ရပါတယ်အပျက်စီးတွေကြားထဲကနေတက်ဖြတ်လို့တဲ့စိတ်ဆန္ဒညီရဲပြုကျဲနေတဲ့မျက်လုံးတွေနဲ့အတူလူတစ်ယောက်လမ်းလျှောက်ထွက်လာခဲ့ပြီးသူ့ကိုတက်ချင်တဲ့ကောင်တွေအကုန်ထွက်လာခဲ့ကြဆန်းဆိုပြီးမန်သွင်းဟစ်ကြွေးလိုက်ပေမဲ့အသက်ရှင်ကျန်တဲ့သူတွေဟာထွက်ပြေးဖို့အတွက်ကိုတောင်ကြောက်ထူးတုန်နေခဲ့ကြရပါတယ်ရဲကျန်းပုံစံကဆက်လက်ယူသွတ်နေသေးတဲ့အတွက်ရက်လိုက်ဖို့တင်ပြီဆိုပြီးဘိုးဘေးဝူကြီးကိုယ်တိုင်လူလုံးထွက်ပြလာခဲ့တာကြောင့်ဂိုင်းသားတွေလည်းအယိုအသေးဝိုင်းပြုတ်လိုက်ကြပြီးသူတို့အတွက်တရားမျှတမှုရှာဖွေပေးပါဆိုကတိုင်တန်းလိုက်ကြပါတော့တယ်ဘိုးဘေးဝူကြီးကရဲကျန်းမင်းတက်ဖြစ်နေတာမတော်နိုင်သေးဘူးလားဆိုပြီးဩဇာအပြည့်နဲ့ပြောလိုက်တဲ့အခါကိုတော်ပိုင်ကလည်းညီရဲနေတဲ့မျက်လုံးတွေနဲ့ဘိုးဘေးဝူကြီးစီလဲကြည့်လိုက်ပါတော့တယ်ဘိုးဘေးဝူကြီးကအစွမ်းတွေထုတ်လိုက်ရင်ရဲကျန်းစီစစ်ဆေးကြည့်လိုက်ပေမဲ့မူးမမှန်တာမျိုးဘာတစ်ခုမှရှာမတွေ့တာကြောင့်စွမ်းအပြန်ရုပ်သိမ်းလိုက်ပြီးအရေးချင်းထူးချွန်သလိုကြမ်းတမ်းမှုလည်းရှိတဲ့အပြင်တွေးဘိုးဘေးကြီးနဲ့လည်းဆက်နွယ်မှုရှိနေတယ်ဆိုပြီးချီးကျူးစကားပြောလိုက်ပါတယ်ဒါပေမဲ့တေမျိုးအုပ်မြင့်တိဆောက်သူဖြစ်နေလို့စိတ်မကောင်းစရာပဲဆိုပြီးဒဏ်ရာတွေကုသပေးလိုက်ကသွေးဆေးလုံး၃လုံးပါဝင်တဲ့ဆေးပလင်းတစ်လုံးကိုလည်းထုတ်ပေးလိုက်ပြန်တာကြောင့်တပည့်တွေအကုန်လုံးလည်းမယုံကြည်နိုင်ဖြစ်နေရပါတယ်လူတွေအများကြီးတက်ထားပြီးနေရာတစ်ခုလုံးဖျက်ဆီးပစ်လိုက်တာတောင်အပြစ်ပေးခြင်းမရှိကြတဲ့အပြင်ဆုလက်တွေရရှိလိုက်တာကြောင့်သွေးစွမ်းအင်းနဲ့ရေစင်ကိုင်းကဒီတစ်ခုတော့ကောင်းမွန်တယ်ဆိုပြီးဘိုးဘေးပြောက်ကွယ်သွားတဲ့ဘက်ကိုကြည့်နေရင်တွေးမိလိုက်ပါတယ်ရွှေရှောင်းရှမ်းလဲဆေးလုံးတွေကိုစိတ်ဝင်စားပေမဲ့ရဲကျန်းအကြည့်မြင်လိုက်တဲ့အခါကြောက်ရွံ့ထိတ်လန့်သွားခဲ့ရတယ်လို့ရဲကျန်းလိုအရေးချင်းရှိတဲ့သူတယောက်ကအလဲတောင်ထိတ်မှဆက်နေရင်ဖြုံးတီးတယ်လို့ဖြစ်နေလိမ့်မယ်ဆိုပြီးအလောင်းတောင်ထိတ်စီလာခဲ့ဖို့ဖိတ်ခေါ်ကြည့်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲမြေစိမ့်တောင်ရဲ့တခင်ကြီးရောက်ရှိလာခဲ့ပြီးခန္ဓာကိုယ်တန့်စင်ခြင်းနည်းစနစ်ကိုသူတို့တောင်မှလိုက်လေးလာဆိုပြီးကတ်တိုးလေးဖိတ်ကြားလိုက်တဲ့အပြင်အမီမဲ့တောင်ကြီးကဲကလည်းသူတို့တောင်ထိတ်ကရဲကျန်းအတွက်အမြဲတမ်းကြိုဆိုပေးနေတယ်ဆိုပြီးထုံးစံအတိုင်းတပည့်ဝိုင်းလူနေကြပါတယ်ရွှေရှောင်းရှမ်းလဲအကြီးကဲတွေကြားထဲမှာတပည့်ဝင်လူဖို့စူးစမ်းလိုက်ပေမဲ့အစင်တန်းချင်းကွာခြားလွန်းတာကြောင့်အလောင်းတောင်ဘက်ရောက်အောင်ကန်ထုတ်ခံလိုက်ရပါတော့တယ်ဒီအချိန်စုံချင်းဝံပါဒီနေရာကိုရောက်ရှိလာခဲ့ပြီးသူ့နေရာကိုလာပြီးတော့သူ့လူကိုလာလူယူချင်နေတာလားဆိုကသွေးသားတွေနဲ့တိုက်ခိုက်ပစ်လိုက်တာကြောင့်အကြီးကဲတွေလည်းရဲကျန်းစီလန်းကြီးလိုက်ကြပြီးနောက်တစ်ချိန်ကျမှသူတို့ဆက်ဆွေးနွေးကြမယ်ဆိုကအတီးတီးထွက်သွားလိုက်ကြပါတယ်ရဲကျန်းစီတစ်ချက်လန်းကြီးလိုက်ရင်မောင်လေးရဲကျန်းမမနာကနေထွက်မသွားရဘူးနော်ဆိုပြီးပြောတော့ဒေါ်လေးဖြစ်တဲ့လူကသူ့ကိုဂယုမဆိုင်တဲ့အပြင်အမြင်ကပ်နေတဲ့ကောင်ကိုပါတဲတဲလှုပ်ပြနေတဲ့အတွက်ဒေါသထွက်သွားတဲ့ရဲကျန်းလဲတခြားတပည့်တွေရဲ့အကူအညီပေးမှုကိုညှင်းဆန်လိုက်ပြီးတယောက်တည်းထွက်သွားခဲ့လိုက်ပါတော့တယ်
宋金ဝန်စီဘိုးဘေးဦးကြီးအကြောင်းမေးကြည့်လိုက်တော့လွန်ခဲ့တဲ့နှစ်800တုန်းကမြေခါးသားကျောက်ထဲဝင်ရောက်ခဲ့ပြီးမြေကဘာအုပ်မြစ်ကိုလည်းအစင်ကိုထိရောက်အောင်စူးစီးနိုင်ခဲ့တယ်လို့ကျင့်စဉ်ဖောက်ပြန်သွားတဲ့အတွက်ဂိုင်းလေးဂိုင်းတပည့်တွေကိုအယူတယောက်လိုတက်ဖြတ်ခဲ့တဲ့သူဖြစ်မှန်းပြန်သိလိုက်ရပါတယ်။ဒါကြောင့်ဘိုးဘေးဦးကြီးဆိုတဲ့သူကပတ်သက်လို့မကောင်းဘူးဆိုပြီးရဲကျန်းစီသတိပေးလိုက်ပြီးတာနဲ့宋金ဝန်တယောက်ထွက်ခွာသွားခဲ့ပါတယ်။ဖြစ်စည်းသွားတဲ့အလဲတောင်ထိပ်ထဲမှာသူ့အိမ်လည်းပါဝင်နေခဲ့တာကြောင့်နေစရာသွားဝယ်ရမယ်ဆိုပြီးနောက်တစ်နေ့မှာတော့ဂိုင်းစစ်ဘက်ချမ်းစီထွက်လာခဲ့လိုက်ပါတယ်။တွေးကိုင်းတစ်ခုလုံးကိုသတင်းပြန်သွားခဲ့ပြီဖြစ်လို့သူ့ကိုတွေးတဲ့လူတိုင်းကမိစ္ဆာတကောင်ရောက်လာတယ်ဆိုပြီးကြောက်ရွံ့ထိတ်လန့်နေခဲ့ကြသလိုရဲကျန်းဆိုတဲ့ကောင်လေးကလက်တစ်ချက်ဝေ့ရန်လိုက်ရင်လူပေါင်းများစွာတပ်ပစ်နိုင်တဲ့အထိဘလောက်ရက်ဆက်တယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်းချဲ့ကားပြောဆိုနေကြပါတယ်။တိတ်မကြခင်မှာပဲအိမ်ဝယ်တဲ့နေရာရောက်လာခဲ့ပြီးစာဖတ်နေတဲ့အကြီးကဲဖြစ်သူထံမှအိမ်ဝယ်ခြင်းတဲ့အကြောင်းပြောလိုက်တော့တစ်ဖက်ကလည်းနာမည်ဘလို့ခေါ်တယ်လဲဆိုပြီးဂယုမထားစွာပြန်မေးလာခဲ့ပါတယ်။ဒါပေမဲ့ရဲကျန်းဆိုတဲ့အတန်ကြားလိုက်တာနဲ့လူအကုန်လုံးထွက်ပြေးသွားကြသလိုအကြီးကဲဖြစ်သူလည်းဝယ်ယူနိုင်တဲ့အိမ်နေရာတွေကိုကြောက်အားလန့်အားထုတ်ပြပေးလိုက်ရတဲ့အပြင်သူထိုင်နေတဲ့ခုံပေါ်မှာပါထိုင်ခိုင်းထားလိုက်ရပါတယ်။စားလိပ်ပေါင်း18000လောက်ကိုလန်လောကြည့်ရှုနေခဲ့ပေမဲ့စိတ်တိုင်းကြခြင်းမရှိတာကြောင့်ဘလို့နေရာဝယ်ယူချင်တာလဲဆိုပြီးမေးမြန်းကြည့်လိုက်တဲ့အခါသွေးသက်ခင်အိမ်တော်နဲ့အရန်ကြီးရဲ့နေရာကိုလိုချင်တဲ့အကြောင်းပြန်ရှင်းပြလာပါတယ်။ဒီနေရာတွေအကုန်လုံးကဝယ်ယူပြီးသားဖြစ်နေကြတဲ့အပြင်အနီးဆုံးနေရာက宋金ဝန်အိမ်တော်ဖြစ်ပြီးနောက်ထပ်အနီးဆုံးနေရာကတော့နက်ဆရာအိမ်ဖြစ်နေတာကြောင့်ဒါကိုသိသွားတဲ့ကိုတော်ပိုင်လည်းနက်ဆရာလိုတောက်ချစ်မကောင်းတဲ့ကောင်ကိုဘာလို့ရောင်းပေးထားရတာလဲဆိုပြီးပြဿနာထရှာပါတော့တယ်။အကြီးကဲဖြစ်သူလည်းအဲ့ဒီနေရာတွေကိုဝယ်ယူလို့မရနိုင်တော့ပေမဲ့စီမင်းစီကန်တိုင်းဆိုရင်ပြန်လူယူလို့ရနိုင်တယ်ဆိုပြီးတေချာရှင်းပြပေးလိုက်တဲ့အတွက်နက်ဆရာအိမ်ကိုချက်ချင်းရောက်လာခဲ့ပါတယ်။အထဲဘက်မှာတော့နက်ဆရာဖြစ်သူကဒဏ်ရာကုသနေလျက်ရှိပြီးသူပြန်တက်တာလာတဲ့အခါကျရင်ရဲကျန်းဆိုတဲ့ကောင်ကိုလက်စားပြန်ချေပြရမယ်ဆိုကလက်တီးပုံထိုးနေခဲ့ပါတယ်။ဒီအချိန်မှာပဲရှန်စွမ်းကြည့်မင်းထွက်လာခဲ့လိုက်စမ်းဒီနေရာတစ်ခုလုံးသူပိုင်သိမ်းလိုက်ပြီဆိုတဲ့ရဲကျန်းအတန်ကြာလိုက်ရတာကြောင့်နက်ဆရာလည်းအသေးချိန်ဆဲပစ်လိုက်ပြီးဒီနေရာဟာသူ့အိမ်ဖြစ်နေပြီးသားမို့လှုပ်ချင်တယ်လို့လုံးမဖယ်ပေးနိုင်ဘူးဆိုပြီးအပြက်ညင်းပစ်လိုက်ပါတယ်။ကိုတော်ပိုင်လည်းတားရဲဦးချိုတစ်ချောင်းကိုအော်လက်အဖြစ်အသုံးပြုလိုက်ပြီးညီမလေးရှယ်မေငါရှန်စွမ်းကြည့်ကညီမလေးကိုချစ်မြတ်နိုးနေခဲ့တာအတော်ကြာခဲ့ပါပြီ။တနေ့နေ့တစ်ချိန်ချိန်ကြရင်မရရတဲ့နီလန်းနဲ့အပိုင်သိမ်းပြစ်မှာဆိုပြီးနက်ဆရာရဲ့လှုပ်ဝက်ချက်တွေကိုယုံပြောထားတဲ့အတိုင်းပြန်အော်ပြောပေးလိုက်တာကြောင့်တွေးအမတက်ဖြစ်သွားခဲ့ရပါတယ်။နက်ဆရာလည်းအပြင်ထွက်တိုက်ခိုက်ခြင်းပေမဲ့တိုက်ခိုက်ရင်လည်းသူပဲအတီးခံရမှာဖြစ်တယ်လို့စကားနဲ့လည်းအနိုင်မယူနိုင်တာကြောင့်အကောင်းဆုံးနီလန်းထုတ်သုံးမယ်ဆိုပြီးတခင်မလေးဖြစ်သူထံမှတိုင်တန်းပြောဆိုလိုက်ပါတယ်။ပထမတော့နေ့နေရာကိုဘသူလာလူယူချင်တာလဲဆိုပြီးသူ့ရွှေမေးမေးကြည့်လိုက်ပေမဲ့ရဲကျမ်းမှန်းသိသွားတဲ့အခါတကားပိတ်ကျင့်ကြံစရာလေးရှိနေလို့သူပြန်ထွက်လာတဲ့အခါကျမှတရားမျှတမှုရှာဖွေပေးမယ်ဆိုပြီးမတိကျင်အောင်ဆောင်အမျက်လစ်ထွက်သွားခဲ့ပါတယ်။လက်ရှိဖြစ်ပုံကကြားကြောက်လို့ရှင်ကြီးကိုကမှရှင်ကြီးကကြားထက်ပိုဆိုးနေတဲ့အတွက်အားကိုးစရာမရှိတော့တဲ့နက်ဆရာရှန်စွမ်းကြည့်လေရဲကျမ်းစီမှာအိမ်အလူခံလိုက်ရပါတော့တယ်။နောက်နေ့တွေမှာတော့ရဲကျန်းနဲ့တူးရွှေမေးတို့ကချစ်သူတွေဖြစ်နေကြတဲ့အပြင်ကလေးတယောက်ကိုလည်းတိတ်တိတ်ပုံမွေးထားသေးတယ်ဆိုပြီးအတင်းပြင်းတွေထွက်ပေါ်လာပြန်တာကြောင့်宋金ဝန်လည်းတခုသောညတညမှာရဲကျန်းစီအခေါ်လွတ်လိုက်ရပါတယ်။ရဲကျန်းလည်းအကြီးကဲဆုံးကဒီလိုအချိန်ကြီးကြမှာပါဖြစ်လို့လှမ်းခေါ်လိုက်ရတာလေသူကအခုချိန်ထိကလေးလေးပဲရှိသေးတာကြောင့်မဟုတ်တာတခုခုလုပ်ရင်ဘလို့ကာကွယ်ရမလဲဆိုပြီးပေါက်တက်ကရလျှောက်တွေးနေရင်အိမ်တော်စီရောက်လာခဲ့ပါတယ်။宋金ဝန်ကမောင်လေးရဲ့ကြံဘာဖြစ်လို့သူ့ကိုမကြည့်ရတာလဲမဟုတ်မှလွဲရောမောင်လေးရင်ထဲမှာတူးရွှေမေးရှိနေတာများလားဆိုပြီးဆွဲဆောင်ရင်မေးကြည့်လိုက်တဲ့အခါကိုတော်ပိုင်ကလည်းအကြီးကဲဆုံးကကောလာဟာလာတွေကြားထားလို့သူ့ကိုခေါ်စစ်ဆေးနေတာဖြစ်မှန်တမ်းရိပ်မိလိုက်ပါတော့တယ်။ဒါကြောင့်သူ့ရင်ထဲမှာမမဆုံတယောက်သာရှိနေတယ်လို့သူအားငယ်နေတဲ့အချိန်တွေမှာလည်းမမဆုံတယောက်ထဲကသာကာကွယ်စောင့်ရှောက်ပေးတတ်တာကြောင့်နှလုံးသားတစ်ခုလုံးရဲ့အလင်းရောင်ဖြစ်တယ်ဆိုပြီးပြန်ဟန်ဆောင်ပြလိုက်ပါတယ်။ကောလာဟာလာတွေကြောင့်ဖြူစင်ရိုးသားပြီးအင်ဒရီရှိလွန်တဲ့ပုံရိပ်လေးကိုအယောင်မဆိုးပစ်လိုက်ပါနဲ့သူ့ကိုချစ်ကြိုက်မိတော့အောင်လဲဆွဲဆောင်ဖျားယောင်းမှုတွေကိုအသုံးမပြုလိုက်ပါနဲ့ဆိုပြီးဟိုးအရင်တုန်းကလိုမျိုး宋金ဝန်ပုံရိပ်လေးကိုသာပြန်မြင်တွေ့ကျင်ပါတယ်ဆိုကတော်ကီတွေပြစ်ထည့်လိုက်တော့အပြိုကြီး宋金ဝန်လည်းချိုးတာတဲ့စကားတွေကြားထဲမှာကျွေးစင်းသွားခဲ့ရပါတော့တယ်။ဒါကြောင့်宋金ဝန်လည်းဆွဲဆောင်မှုတွေပြန်ရုပ်သိမ်းလိုက်ပြီးလေသာဆောင်ဘက်လျှောက်လန်းလာလိုက်ကနောက်ပိုင်းကျရင်မင်းရင်တဲကမမဆုံလိုမျိုးသူပြန်ဖြစ်ပေးမယ်ပြောတော့ကိုတော်ပိုင်လည်းမကောင်းဆိုးဝါမှကြီးတော်သေးတယ်ငါပိုင်းရှောင်းချွမ်းကတော်ကီတပေါက်ရှန်းတောက်သွားလို့ဆိုပြီးသူ့ကိုယ်သူကြိတ်ချီကျူးမိလိုက်ပါတယ်။ရဲကျန်းကသူမအပေါ်မှာတစ္ဆာရှိနေတဲ့အတွက်宋金ဝန်ကလည်းငိမ့်ချမ်းရေးတန်တမန်ဖြစ်ခက်အပ်ပေးလိုက်ပြီးနောက်3ရက်နေရင်စိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းကိုတန်တမန်ဖြစ်သွားရောက်ရမယ်ဆိုပြီးပြောပြလာပါတယ်။လောချမျိုးနွယ်စုရဲ့ပုံကံမှုပြီးသွားတဲ့အချိန်တည်းကဂိုင်းကြီးနှစ်ခုကြားမှာတိုက်ပွဲဖြစ်ပွားနေခဲ့ကြပြီးသူတို့စုံမိသားစုတွေကငိမ့်ချမ်းရေးယူကျင်ကြပေမဲ့ဘိုးဘေးဦးကြီးနဲ့တူးရွှေမေးတို့ကတိုက်ပွဲဖြစ်စေချင်ကြတာကြောင့်သွေးကိုင်းထဲမှာတောင်အဖွဲနှစ်ခုကွဲနေကြပါတယ်။တိုက်ပွဲဖြစ်တဲ့အခါကျရင်ဂိုင်းတစ်ခုပျက်စီးသွားရမယ့်အပြင်အနိုင်ရသွားတဲ့ဂိုင်းဘက်မှာလည်းအင်အားနဲ့သွားနိုင်တာကြောင့်ရှောင်လွဲလို့မရဘူးလားဆိုပြီးကိုတော်ပိုင်မေးကြည့်တဲ့အခါစမ်းကျင်တဲ့ရေစင်ဂိုင်းနဲ့ဆေးစွမ်းအင်းနဲ့ရေစင်ဂိုင်းကလည်းတိုက်ပွဲဖြစ်ပွားနေကြကြောင်းပြန်ရှင်းပြလာခဲ့ပါတယ်။စမ်းကျင်တဲ့ရေစင်ကိုင်းဟာအကြံကြီးဆုံးကိုင်းတစ်ခုဖြစ်ပြီးဆေးစွမ်းအင်းနဲ့ရေစင်ကိုင်းကိုအနေနဲ့အမြန်သိမ်းယူပြီးတဲ့အခါကျရင်သူတို့သွေးကိုင်းကနောက်ထပ်ပြစ်မှတ်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်ရန်သူပြောင်းလဲသွားရင်တောင်စစ်ပွဲတစ်ခုကတော့ကျင်းတွေဖြစ်ပွားလာနိုင်တာကြောင့်နောက်3ရက်နေရင်စိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းစီသွားပြီးရန်သူတွေဆက်ဖြစ်ကြမလားရဆိုင်ပူးပေါင်းကြမလားဆိုတာကိုတန်တမန်ဖြစ်သူတွေကဆွေးနွေးပြောဆိုဖို့လိုအပ်နေပါတယ်။ဒီအကြောင်းတွေရှင်းပြလိုက်ပြီးရဲချမ်းကိုလည်းကြိုတင်ပြင်ဆင်ကိုင်းထားပြီးတာနဲ့စုံချင်းဝံအထဲပြက်ဝင်သွားတဲ့အခါသူမဟာညှို့ယူဖျားယောင်းမှုတွေတင်ယူထားခဲ့တယ်ဆိုပေမဲ့ဘသူအပေါ်ကိုမှတစ်ကြိမ်တစ်ခါလေးတောင်ထုံးမသုံးခဲ့ဘူးဆိုပြီးရဲချမ်းကိုပြောပြပေးသွားခဲ့ပါတော့တယ်။ဒီနေ့မှာတော့စိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းကိုတန်တမန်ရေးရသွားရောက်ကြမှာဖြစ်ပြီးတပည့်တွေအကုန်လုံးကိုစုံချင်းဝံကဥဆောင်ပေးထားခဲ့သလိုဒီခီးစဉ်အတွင်းမှာပိုင်ဆောင်ချွမ်းချောင်းကိုလည်းစုံစမ်းကြအောင်မှာဖြစ်ပါတယ်။တိတ်မကြခင်မှာပဲစုံမျိုးနွယ်အကြီးကဲပါထပ်မံရောက်ရှိလာခဲ့ပြီဖြစ်လို့စတင်ခီးနဲ့လိုက်ကြတဲ့အခါကိုတော်ပိုင်လည်းကိုအိမ်ကိုပြန်ရတော့မယ်ဆိုပြီးကြိတ်ဝမ်းသာနေခဲ့ပါတယ်။ဆရာတူညီကိုတွေကသူ့ကိုမမိကြမှာမဟုတ်ဘူးဆိုပြီးတွေးတောနေတဲ့အချိန်နတ်ဆရာဖြစ်သူကမတိမတာလန်းရှိုးနေတာကြောင့်ခိုးတကောင်လိုအမြဲကြီးနေတဲ့နတ်ဆရာမင်းငါကိုပါကြည့်နေတာလဲဆိုပြီးလမ်းဟောက်ပစ်လိုက်ပါတယ်။နတ်ဆရာလည်းမင်းဆိုတဲ့ကောင်ကကြင်ကြံမှုတစ်ခုတည်းတည်တဲ့အပြင်အစွမ်းထက်တဲ့ဆိုတိုင်းသူများတကာတွေကိုပြဿနာလိုက်ရှာချင်နေတာလားဆိုပြီးမကျင်မနဲ့ပြန်ပြောလာတာကြောင့်ကိုတော်ပိုင်လည်းသူဟာမင်းအခုကြင်ကြံနေတဲ့နခပညာရက်တွေကိုလည်းတက်ကြွသေးတယ်ဆိုပြီးပြန်ကြွားပစ်လိုက်ပါတယ်။စကားနဲ့ပြောနေရင်လက်တွေပါလာကြတဲ့အခါစုံချင်းဝံကလန်တားစီးလိုက်ရပြီးကိုတော်ပိုင်ကိုလည်းသူ့ဘေးနားမှာလာထိုင်ခိုင်းလိုက်ပါတယ်။ကြောက်နေတဲ့ကိုတော်ပိုင်ကအကွာဝေးချထားတဲ့အတွက်စုံချင်းဝံကအနားထက်တိုးခိုင်းလိုက်တဲ့အပြင်သူ့ရွှေမင်းနဲ့ဘလို့ပတ်သက်နေတယ်လဲဆိုပြီးမနေ့တုန်းကအကြောင်းကိုထပ်မေးလာခဲ့ပြန်တာကြောင့်ကိုတော်ပိုင်လည်းမိန်းကလေးတွေရဲ့စိတ်ကခံမှန်းရခက်လိုက်တာဆိုပြီးစိတ်ညစ်သွားခဲ့ရပါတော့တယ်။တိတ်မကြခင်မှာပဲကြေကျွေးတောင်စီရောက်လာခဲ့ကြသလိုစိတ်ဝိညာဉ်ကိုင်းပိုင်နဲ့ဖြစ်တာကြောင့်ခရီးလာကြိုသူတွေလည်းအတီးတီးရောက်လာခဲ့ကြပါတယ်။လက်ရွေးစင်ကိုင်းသားတွေကတန်တမန်ရေးရလာကြိုသူတွေဖြစ်ကြပြီးတွေးကိုင်းတပည့်တွေကိုလည်းတခါတည်းစောင့်ကြည့်နေလျက်ရှိကြတဲ့အပြင်လေတင်းဘောတွေကိုလည်းဂိုင်းနဲ့နမိတ်ထဲခေါ်ဆောင်သွားခဲ့ကြပါတယ်။တခြားသူတွေကရဲချမ်းကိုဘယ်သူမှမသိကြပေမဲ့ကုန်းဆုံးဝံအားတစ်ဖြစ်လဲနတ်ဆိုးမလေးကတော့အကိုလေးအိမ်ပြန်ရောက်လာပြီလားဆိုပြီးနေရာတစ်ခုကနေလှမ်းကြည့်နေခဲ့သလိုကိုတော်ပိုင်ကလည်းအေးဆက်လွန်းတဲ့ခံစားချက်ကိုတစ်ကြိမ်ပြန်ခံစားလိုက်ရပါတယ်။နေရီစင်ကိုင်းဘက်ကအကြီးကဲတွေရောက်လာပြီဖြစ်လို့ပင်လေရီပြင်ကြီးကိုလှိုင်းထအောင်ပြုလုပ်လိုက်ပြီးပညာစမ်းသက်လိုက်တဲ့အခါစုံအကြီးကဲကလည်းဖိအားတစ်ချက်ထဲနဲ့တင်းငိမ်အောင်ပြန်လုပ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အကြီးကဲတွေအချင်းချင်းလောကုစကားပြုလိုက်ကြပြီးဂိုင်းအတွင်းဘက်ကိုခေါ်ဆောင်လာခဲ့ကြတဲ့အခါတပည့်တွေကလည်းတယောက်ကိုတယောက်အကဲခက်ကြည့်နေကြပါတယ်။နေရီစင်ကိုင်းမှာကိုတော်ပိုင်ကအရန်ကြော်ကြားနေသလိုသွေးကိုင်းဘက်မှာလည်းရဲကျန်းဆိုတဲ့သူကညနဲ့ဆိုးကောင်ဖြစ်နာမည်ဆိုးနဲ့ထင်ရှားနေပြန်တာကြောင့်လူတိုင်းကသတိထားနေခဲ့ကြပါတယ်။ဒါကြောင့်ကိုတော်ပိုင်ဘက်ကတာမန်တိုင်းနှုတ်ဆက်ပြုံးရပြလိုက်ရင်တောင်တခြားသူတွေအကုန်လုံးကတိုက်ခိုက်လာတော့မှလားဆိုပြီးထိတ်လန့်နေကြရပါတယ်။စိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းမှာပိုင်ဆောင်ချွမ်းဆိုတဲ့သူကအရန်ထူးချွန်လွန်းတာကြောင့်သူ့နေရာကိုလိုက်ပြပေးလို့ရမလားဆိုပြီးစုံချင်းဝံကတောင်းဆိုလာတဲ့အခါလမ်းပြပေးရမယ့်တာဝန်ကိုဖတ်တီးကျန်းတို့အပေါ်လွှဲပြောင်းပေးလိုက်ကြပါတယ်။ဒါပေမဲ့သွေးကိုင်းသားတွေဟာစုံစမ်းထောက်လှမ်းတဲ့နေရာနဲ့နမိတ်ဖတ်ပညာရက်တွေမှာထူးချွန်သူတွေဖြစ်ကြတာကြောင့်ပိုင်ဆောင်ချွမ်းနေတဲ့နေရာကိုကိုယ်တိုင်ရှာဖွေကြည့်ပါလားဆိုပြီးတောင်းထိတ်သခင်မကပညာစမ်းသက်ပါတော့တယ်။ဒီစကားကြားလိုက်တဲ့အခါနတ်ဆရာဖြစ်သူကသူ့အချိန်ခါကြားရောက်လာပြီဖြစ်လို့သွေးကိုင်းတစ်ခုလုံးမှာသူဟာဒုတိယမြောက်အတော်ဆုံးဖြစ်ကြောင်းကိုရည်သွေးပြလိုက်ပြီးတာနဲ့တွက်ချက်မှုပြုလုပ်လိုက်ပါတယ်။နတ်ဆရာကဒီပညာရက်တွေမှာတကယ်စွမ်းထက်ပေမဲ့အမြင်ကက်နေတဲ့ကိုတော်ပိုင်ကလည်းဒီပစ္စည်းလေးတွေကတကယ်ရှာဖွေပေးနိုင်တာလားဆိုပြီးအာယုံဆိုင်လို့မရအောင်နီးလက်မျိုးမျိုးနဲ့ဝင်နောက်ရှက်လိုက်ပါတယ်။နတ်ဆရာကပိုင်ဆောင်ချွမ်းရှိနေတဲ့ဘက်ကိုအကြမ်းဖြင့်တွက်ချက်လိုက်နိုင်ပြီဖြစ်လို့နောက်ပိုင်းတွက်ချက်မှုတွေကိုတော့နမိတ်ဖတ်တဲ့ပညာရက်မှာအရန်ကျွမ်းကျင်တာဆိုပြီးအားချောင်းထားတဲ့ရဲကျန်းစီကိုလွှဲပြောင်းပေးလိုက်ပါတော့တယ်။စိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေကရှုပ်ထွေးပွေလီလွန်းတာကြောင့်နတ်ဆရာလည်းဒီလောက်ထိပဲတွက်ချက်နိုင်ခဲ့တာဖြစ်တယ်လို့ရဲကျန်းကိုလည်းတွက်ချက်နိုင်မှာမဟုတ်ဘူးဆိုပြီးကျန်တဲ့လူတွေကမဖြစ်နိုင်ကြောင်းပြောနေကြပါတယ်။ဒီစကားကြတော့နတ်ဆရာဖြစ်သူကသူ့ရဲ့ဆရာတူညီလေးကမယုံကြည်နိုင်လောက်အောင်အရန်ထူးချွန်လွန်းတယ်ဆိုပြီးမြောက်ပင့်ပြလိုက်တာကြောင့်ကိုတော်ပိုင်ကလည်းလူရှိသူရှိမှသူ့ကိုအရှက်ခွဲချင်နေတာဖြစ်မှန်သဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူနေထိုင်ခဲ့ဘူးတဲ့နေရာကိုသူ့ကိုလာရှာခိုင်းနေတာကြောင့်စိတ်ထဲကနေအော်ဟစ်ရမောနေလိုက်ပြီးအပြင်ဘက်မှာတော့တီကြီးလေးနဲ့တဲ့ပုံစံနဲ့သူရှာတွေ့သွားတဲ့အခါကျရင်ဘာဘေးမှလဲဆိုပြီးလောင်းကြီးမိလိုက်ပါတယ်။နတ်ဆရာကလည်းတကယ်တွက်ချက်ပြနိုင်တယ်ဆိုရင်လက်အောက်ငယ်သားဖြစ်လာပြီးအလုတ်ကျွေးပြုမယ်ဆိုတဲ့အကြောင်းလောင်းကြီးထက်လိုက်ကြတဲ့နောက်ကိုတော်ပိုင်လည်းဆရာကြီးတယောက်ထားနဲ့ဟန်လုံးတွက်ချက်နေလိုက်ပြီးတိတ်မကြခင်မှာပဲနေရာတစ်ခုစီခေါ်သွားပေးလိုက်ပါတော့တယ်။ခေါ်သွားပေးတဲ့နေရာကဝေးလံခေါင်တီလုံးနေသလိုနေအိမ်တစ်ခုလုံးကလည်းပြိုကျပျက်စီးနေခဲ့တာကြောင့်ပိုင်ဆောင်ချွမ်းလိုမျိုးဂုံတရင်ကြီးမားတဲ့သူကဒီနေရာမှာနေထိုင်ခဲ့တာမဖြစ်နိုင်ဘူးဆိုပြီးနတ်ဆရာကသူနိုင်သွားပြီဆိုကအပိုင်သတ်မှတ်လိုက်ပါတယ်။ဒါပေမဲ့အကြီးအကဲဖြစ်သူနဲ့အတူတပည့်တွေအကုန်လုံးကခေါင်းကြီးထောက်ခံလိုက်တာကြောင့်ရှန်စွမ်းကျစ်တယောက်လည်းပထမအကြိမ်ဘာဖြစ်ရိုက်ခံလိုက်ရသလိုအဆက်ကွဲသွားခဲ့ရတဲ့အပြင်လူတွေကိုစီးယုံခဲ့တဲ့နေရာနဲ့တိုင်းပြိုင်ခဲ့တဲ့နေရာတွေကိုအကုန်တွက်ချက်ပြလိုက်တဲ့အတွက်မျက်နှာတစ်ခုလုံးหนีရဲနေခဲ့ရပါတော့တယ်။အရှုံးမပေးခြင်းသေးတဲ့ဘက်ကခေါင်းပြက်နေတဲ့ရုပ်ထုကြီးကိုဘသူပိုင်တဲ့ဟာလဲဆိုပြီးအမတ်မရှိထပ်ပြိုင်လိုက်ကြတဲ့နောက်ရှန်စွမ်းကျစ်တယောက်လည်းတွက်ချက်မှုအကုန်လုံးမှာမယုံကြည်နိုင်စွာရှုံးနိမ့်သွားခဲ့ရပါတော့တယ်။
ပိုင်ရှောင်ချွန်းသာဒီနေရာမှာရှိနေတယ်ဆိုရင်ရဲကျန်းနဲ့တိုက်ခိုက်ရှင်ပြိုင်စေချင်တာဆိုပြီးစုံကျင်းဝန်ထက်ပြောလိုက်တဲ့အတွက်တပည့်တွေကလည်းပိုင်ရှောင်ချွန်းနဲ့ရဲကျန်းတို့ကြားမှာဘသူပို့တော့တယ်ဆိုပြီးပုတ်တိုက်မှုဖြစ်ပွားကြရပြန်ပါတယ်။ရဲကျန်းကတေမျိုးအုပ်မြင့်တိဆောက်သူဖြစ်လို့နှိုင်းရှင်ကြည့်နေစရာမလိုဘူးဆိုပြီးတစ်ဖက်ကပြောလာခဲ့ကြသလိုပိုင်ရှောင်ချွန်းကကောင်းကင်အုပ်မြင့်တိဆောက်နိုင်ရင်တော့သူတို့ရဲကျန်းကကိုပိုင်အစွမ်းထက်မှုနဲ့အနိုင်ယူပြနိုင်တယ်ဆိုပြီးအခြေအနေတင်းမာလာကြပါတယ်။ဖတီကျန်းကလည်းမင်းတီလောက်အစွမ်းထက်နေရင်သူ့ကိုတွက်ချက်ပြဆန်းဆိုပြီးပညာထက်ဆန်းလာတာကြောင့်နတ်ဆရာဖြစ်သူကနမိတ်ဖတ်ပညာထဲမှာလူသားတွေကိုတွက်ချက်ပြရတာကကောင်းကင်ကိုစန့်ကျင်နေတာဖြစ်လို့အရန်ခက်ခဲလွန်းတဲ့ဆိုပြီးရဲကျန်းကိုလှုပ်စေချင်နေခဲ့ပါတယ်။ကိုတော်ပိုင်ကဖတီကျန်းကိုအနာတုတ်ကက်စေလိုက်ပြီးအကိုကျန်းကအနာဂတ်ကြရင်ချမ်းသာထီပေါနိဗ္ဗာန်ရောက်အောင်မှာဆိုပြီးလမ်းဘေးဘေးတင်တွေလိုအရင်ပြောပြလိုက်ပါတယ်။ဖတီကျန်းကလိုရင်းပြောခိုင်းလိုက်တဲ့အခါကျမှထမင်းပကံလုံးအောက်ခြေကိုထုရိုက်ထားလိုက်မယ်ဆိုရင်ထမင်းတွေအများကြီးကိုခုခတ်စားနိုင်လိမ့်မယ်ဆိုပြီးကတိုးလေးပြောပြလိုက်တာကြောင့်ဖတီကျန်းလည်းသူတို့လှုပ်ဝက်ချက်ကိုဘလို့သိနေတာလဲဆိုပြီးမယုံကြည်နိုင်ဖြစ်သွားရပါတယ်။ဒီနီလန်းကပိုင်ရှောင်ချွန်းပေးခဲ့တာဖြစ်ပြီးအကြီးကဲတွေရဲ့ဝိညာဉ်စွမ်းအားထမင်းကိုအများကြီးခိုးထားနိုင်မဲ့နီလန်းကောင်းဖြစ်တာကြောင့်ဖတီကျန်းလည်းလက်ခံသွားခဲ့ရပါတော့တယ်။တောင်ပိုင်းပြီးသွားတဲ့အခါမြောက်ပိုင်းအကြီးကဲတွေစီတွားရောက်နှုတ်ဆက်ကြပေမဲ့အဖွားအိုကြီးကသားရဲတွေထုတ်ပြလိုက်ပြီးရောက်လာတာမကြိုက်တဲ့အကြောင်းကိုတွဲဝိုင်းပြသလာခဲ့ပါတယ်။တိုက်ခိုက်ရေးသားရဲတွေဖြစ်တာကြောင့်စိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းကြီးရဲ့အင်အားကခံမှန်းလို့မရနိုင်မှန်းသိလိုက်ရပြီးစုံချင်းဝန်ကသူတို့ရောက်လာတာကိုဒီလိုကြိုဆိုရသလားဆိုပြီးမေးခွန်းထုတ်လိုက်ပါတယ်။ဒီစကားကြတော့အဖွားအိုကသူတို့မြောက်ပိုင်းသားတွေဟာဖော်ရည်ခြင်းမရှိတတ်ကြဘူးဆိုပြီးဒီနေရာမှာဆက်နေအောင်မယ်ဆိုရင်သားရဲအစာဖြစ်သွားနိုင်တယ်ဆိုကလက်ကပြရင်ထွက်သွားခိုင်းလိုက်ပါတယ်သူတို့တွေကိုအနိုင်ကျင့်ပြနေတာဆိုပြီးနက်ဆရာကမခံမရက်နိုင်ဖြစ်ပြနေတဲ့အခါဒီလောက်တတိရှိနေရင်မင်းတယောက်တည်းတွားတိုက်ခိုက်လေဆိုပြီးကိုတော်ပိုင်လည်းအမြင်ကက်ကက်နဲ့ပြောလိုက်ရပြန်ပါတယ်။ခြေတလဲနောက်ဆုတ်လိုက်ပြီးစုံကျင်းဝန်တို့ထွက်သွားကြတော့မဲ့အချိန်အရက်မျက်နှာတစ်ခုကနေကြီးမားတဲ့အရှိန်ဝါတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့တာကြောင့်သားရဲ့အကုန်လုံးနောက်ဆုတ်သွားကြရပါတယ်။သားရဲ့ဘီယမန်တီးလိုက်ကြတာကြောင့်မြစ်လေပိုင်းကဂိုင်းကြီးတွေမှာတော့အနှဲငယ်လောက်ပဲရှိတာဆိုပြီးနက်ဆရာဖြစ်သူလည်းမယုံကြည်နိုင်ဖြစ်နေခဲ့ရသလိုပန်းမြင့်ဝင်းတောင်တခင်မကြီးကအနောက်ပြန်ဆုတ်ဆိုပြီးအမိန့်ပေးလိုက်ပါတယ်ဒီအချိန်အရွယ်ရောက်နေပြီဖြစ်တဲ့သားရဲဘီရင်ထွက်ပေါ်လာခဲ့ပြီးရဲကျန်းကိုသတိပြုမိလိုက်တာကြောင့်အဖေဖြစ်သူစီပြေးဝင်လာခဲ့တဲ့အခါကိုတော်ပိုင်ကလည်းသူ့လို့ဆရာလေးတွေရှိနေသေးလို့နောက်ပိုင်းကျရင်အဖေပြန်လာခဲ့မယ်ဆိုပြီးတမ်မဏိလေးကိုစိတ်ထဲကနေလမ်းသတိပေးလိုက်ပါတယ်တမ်မဏိလေးကချက်ချင်းရက်တန့်သွားခဲ့ပြီးစုံကျင်းဝန်ကိုမျက်စိမိတ်ပြလိုက်ပြီးတာနဲ့ပြန်ထွက်သွားခဲ့တဲ့နောက်မှာတော့သားရဲဘီရင်ရဲ့နောက်ခံစစ်မြစ်တွေကိုရဲကျန်းစီတွက်ချက်ခိုင်းလိုက်တာကြောင့်ပိုင်ရှောင်ချွမ်းမွေးထားတဲ့သားရဲဆိုပြီးဘေရင်ထက်ဟောပေးလိုက်ပါတယ်ဒီစကားကြတော့ပိုင်ရှောင်ချွန်းကကြင်ကြံမှုနဲ့ထူးချွန်တဲ့အပြင်နတ်သားရဲ့မျိုးအစားဖြစ်တဲ့သားရဲဘရင်ကြီးကိုလည်းထပ်မံမွေးမြူထားနိုင်တာကြောင့်ဘလို့လူမျိုးဖြစ်နေမလဲဆိုပြီးနတ်ဆရာလည်းထိတ်လန့်ကြောက်ရွံ့နေခဲ့ရတယ်လို့စုံကျင်းဝန်ကလည်းပိုင်ရှောင်ချွန်းသာသူတို့ဂိုင်းသားဖြစ်နေရင်တိတ်ကောင်းမှာပဲဆိုပြီးတိတ်တဆိတ်ရေရွမိလိုက်ပါတယ်တစ်ဖက်မှာလည်းအကြီးကဲတွေကြားမှာအခြေအနေတင်းမာနေလျက်ရှိကြပြီးညှိနှိုင်းဆွေးနွေးမှုကလည်းအောင်မြင်ဖို့ခဲယဉ်နေခဲ့ပါတယ်သွေးကိုင်းအကြီးကဲကစစ်ပွဲဖြစ်မလာခြင်းဘူးဆိုရင်သူတို့ဂိုင်းစီမှာနှစ်ပေါင်း900ချိတ်ပိတ်ခံထားရမယ်ဆိုပြီးတောင်းဆိုမှုပြင်းထန်နေတဲ့အပြင်အဲ့ဒီနှစ်တွေအတွင်းမှာသူတို့ဘက်ကအရင်းမြစ်ထောက်ပံ့ပေးမှဖြစ်တယ်လို့သူတို့အလဲပိုင်းကိုရောက်သွားတဲ့အခါကျရင်စိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းကိုမြစ်အောက်ပိုင်းမှာစွမ်းအားကြီးဆုံးဖြစ်လာရစေမယ်ဆိုပြီးဂရုပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အနာဂတ်ကိုတခြားသူလက်ထဲမှာလုံးဝအလိုက်ရမှာဖြစ်လို့စိတ်ဝိညာဉ်ကိုင်းဘက်ကဒီတောင်းဆိုချက်တွေကိုချက်ချင်းညှင်းပယ်လိုက်ကြတာကြောင့်ဆွေးနွေးမှုပြပြသွားခဲ့ရပြီးတိုက်ပွဲဖြစ်ပွားလာဖို့ကိုသာရွေးချယ်လိုက်ကြပါတော့တယ်။သူတို့တွေကတခြားသူတွေနဲ့မဟာမိတ်ပြုမှာမဟုတ်သလိုဘသူကိုမှလည်းချောင်းတိုက်မှာမဟုတ်တဲ့အပြင်သူများလက်အောက်ခံဘဝနဲ့ပေးစာကန်စာတွေကိုလည်းညှော့ကိုးနေမှာမဟုတ်ဘူးဆိုပြီးစိတ်ဝိညာဉ်ကိုင်းတစ်ခုလုံးကတိုက်ပွဲခေါ်တံပြုလိုက်ကြပါတယ်။ဆွေးနွေးမှုမအောင်မြင်ရင်လည်းကန်တရားအတိုင်းပဲပေါ့ဆိုပြီးစုံဘိုးဘေးကဒီကိစ္စကိုနောက်ထပ်တေချာစဉ်းစားခိုင်းလိုက်ကြပြီးပြန်ထွက်ခွာလာခဲ့ကြပါတယ်။သူတို့ထွက်သွားပြီဆိုတာနဲ့စိတ်ဝိညာဉ်ကိုင်းဘက်ကဂိုင်းအကာအကွယ်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့စုံအဖိုးကြီးကိုတခါတည်းတက်ပစ်လိုက်ရအောင်ဆိုပြီးအကြီးကဲတယောက်ကဘိုးဘေးဟန်ကျုံကိုအဖော်ကြီးကြည့်လိုက်ပါတယ်ဒါပေမဲ့သူတို့တွေကဘိုးဘေးတွေဖြစ်ကြတာကြောင့်တန်တမန်တွေကိုချောင်းမြောင်းတိုက်ခိုက်ခြင်းကနှစ်ပေါင်းများစွာကြာတဲ့အထိအရှက်ရနေစရာဖြစ်မဲ့အပြင်အဖိုးကြီးဆုံးကကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲဒီနေရာကိုရောက်လာမှာမဟုတ်ဘူးဆိုပြီးဒီကြံကိုညှင်းပယ်လိုက်ပါတယ်ဘိုးဘေးဟန်ကျုံယူဆထားတဲ့အတိုင်းတွေးကိုင်းဘက်မှလည်းသူတို့အကြံစီမအောင်မြင်ခဲ့ဘူးဆိုပြီးဘိုးဘေးဝူကြီးထွက်ပေါ်လာခဲ့ပါတယ်အကြီးကဲဆုံးကိုထိုးကျွေးခန့်လုပ်ထားပြီးဂိုင်းနဲ့မြေတဲ့ဝင်ရောက်လာခဲ့ကစိတ်ဝိညာဉ်ဂိုင်းဘက်ကစတင်တိုက်ခိုက်လာပြီဆိုတာနဲ့တွေးကိုင်းဘက်ကလည်းဒီယာကိုအခွင့်ကောင်းယူပြီးစစ်ပွဲစတင်မှာဖြစ်ပါတယ်ဒါကြောင့်အခုချိန်မှာတော့အလဲပိုင်းနေမြေကိုသူတို့သွားကျင်တယ်ဆိုရင်ဂိုင်းလေးခုစစ်ပွဲကြီးကိုကျင်းတေပေါဆင်နွှဲရတော့မှာဖြစ်တယ်လို့စိတ်ဝိညာဉ်ဂိုင်းကလည်းသူတို့ထင်ထားတာထက်ပိုပြီးအင်အားများနေလျက်ရှိပါတယ်။တွေးကိုင်းကိုပြန်ရောက်လာချိန်မှာတော့ရဲကျန်းတယောက်ကစိတ်ဝိညာဉ်ဂိုင်းမှာပတ်မွေနောက်ခဲ့တာတောင်ပိုင်ရှောင်ချွန်းဆိုတဲ့ကောင်ကကြောက်လို့ထွက်မလာရဘူးဆိုပြီးဂုံတရင်မွေးပြက်နေခဲ့ရတယ်လို့ဒီသတင်းကြားတဲ့တူးရွှေမေးကလည်းရဲကျန်းကကိုတော်ပိုင်ဖြစ်မှန်ပို့တေချာသွားခဲ့ရပါတယ်စစ်ပွဲဖြစ်လာဖို့ကကျင်းသိနေပြီဖြစ်လို့အကြီးကဲတွေကြားမှာဆွေးနွေးမှုပြင်းထန်နေခဲ့တယ်လို့စစ်ပွဲဖြစ်လာတဲ့အခါကျရင်သူချစ်ရတဲ့ညီအကိုတွေဟာမြေစာပင်ဖြစ်သွားနိုင်တဲ့အတွက်ကိုတော်ပိုင်ကတော့စိတ်ဆင်းရဲနေခဲ့ရပါတယ်
ဒါပေမဲ့စစ်ပွဲရှောင်လွှဲနိုင်မဲ့နီလန်းလဲမရှိတာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်နေရတဲ့အချိန်စုံကျင်းဝမ်သူ့စီရောက်လာခဲ့တော့အခြေအနေဘယ်လိုရှိသလဲဆိုပြီးမေးကြည့်လိုက်ပါတယ်။တစ်ဖက်မှာလည်းဆွေးနွေးမှုပြင်းထန်နေခဲ့ကြပြီးဘိုးဘေးဝူကြီးကတိုက်ခိုက်ဖို့လိုလားနေပြီးဘိုးဘေးစုံတို့ကအခြေအနေကိုစောင့်ကြည့်နေခဲ့ကြပါတယ်။ဂျာနီဘိုးဘေးကလည်းအလဲကောင်ကနေဖြန့်ဖြေးပေးနေလျက်ရှိသလိုဒီအချိန်မှာပဲတပည့်တယောက်ရောက်ရှိလာခဲ့ပြီးစိတ်ဝိညာဉ်ကိုင်းကလောချင်မျိုးနွယ်စုဘက်မှာအစည်းအဝေးတွေတိစောက်ပြီးစစ်အင်အားတိုးချဲ့လိုက်ကြောင်းလာရောက်လျှောက်တင်ပါတယ်။လောချင်မျိုးနွယ်ပုံကံမှုကစစ်ပွဲဖြစ်လာရတဲ့အကြောင်းရင်းဖြစ်ပြီးဒီလိုမျိုးပုံကံခြင်းကသွေးကိုင်းကြောင့်ဖြစ်ရတဲ့ဆိုကလူများသိထားကြပေမဲ့တကယ်တမ်းမှာကတခြားသူတွေရဲ့လှုပ်ကြံခြင်းခံလိုက်ရတာဖြစ်ပါတယ်။လောချင်မျိုးနွယ်စုကိစ္စကသွေးကိုင်းနဲ့သက်ဆိုင်ခြင်းမရှိခဲ့ပေမဲ့ဒီအခြေအနေထိရောက်ရှိလာပြီဖြစ်တာကြောင့်စစ်ပွဲဖြစ်လာခြင်းသူတွေလည်းကြိတ်ဝမ်းသာနေကြမှာပါ။ဒါကြောင့်ဘိုးဘေးဝူကြီးရဲ့ဆုံးဖြတ်ချက်ကအတည်ဖြစ်သွားခဲ့ရပြီးစုံဘိုးဘေးလည်းဘာမှဝင်ပြောနိုင်ခြင်းမရှိတော့ပါဘူး။လောချင်ကိစ္စကိုကိုတော်ပိုင်လည်းအကြောင်းဆုံးသိသွားရပြီဖြစ်တယ်လို့ဂိုင်းနှစ်ခုကြားထဲမှာဆက်ဆက်ရေးပြတ်သွားရပြီဖြစ်လို့ဖြစ်ချင်တဲ့ကိစ္စတွေနဲ့ဖြစ်လာမယ့်အကြောင်းတွေကိုသူတို့ဘက်ကဘာမှပြောင်းလဲနိုင်မှာမဟုတ်ကြောင်းစုံကျင်းဝမ်ကထပ်ရှင်းပြလိုက်ပါတယ်။ဒီအချိန်အပြင်းရောက်နေတဲ့တပည့်အကုန်လုံးကိုရောက်တဲ့နေရာကနေဂိုင်းနဲ့ပြန်လာခိုင်းတယ်လို့စစ်ပွဲအတွက်ကြိုးပြင်ဆင်ရတော့မှဖြစ်လို့အပြင်ထွက်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းဘိုးဘေးဝူကြီးရဲ့ကြေညာတန်ထွက်လာခဲ့ပါတယ်။ဂိုင်းနှစ်ခုလုံးဟာတိုက်ပွဲအတွက်ပြင်ဆင်နေကြပြီဖြစ်တာကြောင့်ဘာမှမတက်နိုင်တဲ့ကိုတော်ပိုင်တယောက်လည်းမျက်နှာဖုံးပိုင်ရှင်အဖိုးကြီးပေးသွားခဲ့တဲ့ဘူးတိ6 လုံးတွေကဆေးတွေထုတ်တောက်လိုက်ရင်ကျင့်ကြံမှုပြုလုပ်လိုက်ပါတယ်။ရာသီအလီလီပြောင်းလဲလာခဲ့ပြီးနှွေမိုးဆောင်ဆိုတဲ့ဥတုရာသီတပတ်လည်ပြီးချိန်မှာတော့ကိုတော်ပိုင်တယောက်အုံမြင့်တိဆောက်ခြင်းအလဲလက်အဆင့်ကိုချိုးဖျက်တက်လန်းနိုင်ခဲ့ပြီဖြစ်တယ်လို့မသိမျိုးရဲ့တနာယူဆောင်ပြီးစိတ်ဝိညာဉ်ကိုင်းစီကိုပြန်ဖို့ပြင်ဆင်နေခဲ့ပါတော့တယ်။ကိုတော်ပိုင်တယောက်အုံမြင့်တိဆောက်ခြင်းအလဲဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီးစိတ်ဝိညာဉ်ပင်လေ3 ဆင့်ကိုလည်းပုံဆောင်ခဲ့တွင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့တိမျိုးအုံမြင့်တိဆောက်သူတွေဟာအမြူတေအဆင့်ကိုတက်လန်းနိုင်ခြင်းမရှိကြတာကြောင့်ဂိုင်းရဲ့အရေးပါတဲ့နေရာတွေနဲ့အကြီးကဲနေရာတွေကိုပေးအပ်တာမျိုးမလုပ်ကြပါဘူး။သူတို့တွေရဲ့အမြင်မှာရဲကျန်းဟာအရေးချင်းရှိပေမဲ့တနာစရာကောင်းတဲ့လူဆိုပြီးဒီအတိုင်းမှယူထားကြတာဖြစ်လို့စစ်ပွဲကိုရက်တက်နိုင်မဲ့အာဏာနဲ့အကြီးကဲတွေရဲ့အစီအစဉ်တွေကိုဝင်ရောက်ဆွတ်ဖက်ချင်တယ်ဆိုရင်ဒီထက်ပိုလုပ်ပြဖို့လိုအပ်ပါတယ်။သွေးကိုင်းထဲမှာဆေးကြောက်တိုင်တစ်ခုရှိပြီးလွန်ခဲ့တဲ့နှစ်8000တုန်းကဆေးပညာအောင်မြင်သွားတဲ့ဘိုးဘေးကြီးတယောက်ကအမွေချန်ထားပေးခဲ့တာဖြစ်တယ်လို့ဆေးပညာအမွေနှစ်တွေတင်စီထားတယ်ဆိုပေမဲ့အခုချိန်ထိစက္ကန့်နိုင်သူထွက်ပေါ်လာခြင်းမရှိသေးပါဘူး။လူစိတ်ဝင်စားမှုနေပါလာတာနဲ့အမျှတွားရောက်စမ်းသက်ခြင်းသူတွေလည်းအနေငယ်လောက်သာကြံရှိတော့တာမို့ကိုတော်ပိုင်ကဆေးကြောက်တိုင်စီသွားပြီးဆေးအမွေအနှစ်စက္ကန့်လိုက်နိုင်တယ်လို့မျိုးသွေးကိုင်းတစ်ခုလုံးကိုဟန်ဆောင်ခြင်းထည့်ပြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စုံကျင်းဝမ်စီသွားပြီးသူ့အစီအစဉ်ကိုပြောပြလိုက်ပေမဲ့အောင်မြင်နိုင်ခြင်းနဲ့ပါတာကြောင့်အဆင်ပြေပါမလားဆိုတဲ့စုံကျင်းဝမ်မေခွန်းတွေကိုသူစ조사မယ်ဆိုတဲ့အကြောင်းနဲ့အောင်မြင်သွားတဲ့အခါကျရင်မမဆုံကိုလည်းကာကွယ်ပေးခြင်းတယ်ဆိုပြီးတော်ကီထက်ချွေပြလိုက်ပါတယ်။စုံကျင်းဝမ်လည်းရဲကျန်းစိတ်ကိုအတော်တင်နားလဲနေပြီမို့ဆေးကြောက်တိုင်စီခေါ်လာခဲ့ပြီးတပည့်တွေကိုဖယ်ရှားခိုင်းလိုက်ပြီးတာနဲ့ဘေးပတ်ဝန်းကျင်တစ်ခွင်ကိုအစီရင်ခင်းချင်းပေးလိုက်ပါတယ်။ကိုတော်ပိုင်ကကြီးတဲ့လူတွေမရှိဘူးဆိုရင်သူ့အစီအစဉ်ကိုဘလို့ကောင်းတယ်ဖော်ရမလဲဆိုပြီးအတွင်းနဲ့နေခဲ့ရတယ်လို့အစီရင်ခင်းပြီးသွားတဲ့စုံကျင်းဝမ်ကလည်းသူမကိုစိတ်မပြတ်စေနဲ့ဆိုပြီးထွက်သွားပါတော့တယ်။ဘယ်သူမှမရှိတဲ့အခါကိုတော်ပိုင်ကကြောက်တိုင်ရှိမှတရားထိုင်နေပြလိုက်ပြီးအမွေနှစ်ကိုချက်ချင်းယူပြလိုက်ရင်လူတိုင်းရိပ်မိသွားနိုင်တာကြောင့်အချိန်တစ်ခုကြာအောင်တရုပ်ဆောင်ပြရမယ်ဆိုကလောက်ဝက်လောက်ကြာအောင်မလို့မရှားနေပြလိုက်ပါတယ်။လောက်ဝက်ကြာတဲ့အခါမှာတော့ကိုတော်ပိုင်တယောက်တဖြည်းဖြည်းအားနည်းလာခဲ့ပြီဖြစ်တယ်လို့ဘယ်သူမှမယူနိုင်တဲ့အရာကိုရဲကျန်လဲယူနိုင်မှမဟုတ်ဘူးဆိုပြီးလူတွေပြောနေတဲ့အချိန်မှာပဲကြောက်တုံးတွေလေထဲမျောလွင့်လာခဲ့ပါတယ်။ဒီလိုဖြစ်လာအောင်စိတ်ဝိညာဉ်စွမ်းအားတွေနဲ့မတိမတာလုပ်ပြလိုက်တာဖြစ်ပြီးလူတွေကလည်းအဝေးတနေရာကနေလှမ်းကြည့်နေကြရတာဖြစ်လို့တေချာမြင်ရခြင်းမရှိတာကြောင့်ရဲကျန်းကဆေးအမွေအနှစ်ကိုတကယ်ရရှိသွားနိုင်တာလားဆိုပြီးလူတွေအုံခဲလာကြပါတော့တယ်။တစ်ဖက်မှာလည်းရဲကျန်းကဆေးအမွေနှစ်ယူခြင်းနေပြီးစုံကျင်းဝမ်ကလည်းကာကွယ်ပေးလိုက်တာဖြစ်ကြောင်းအတင်းဖြင်းတွေနဲ့ကောလာဟာလာတွေကိုထင်တိုင်းပြောနေကြတာကြောင့်စုံချွဲလဲဒေါ်လေးဖြစ်သူစီရောက်လာခဲ့ပါတယ်။တပည့်တယောက်ကိုဒီလောက်ထိကူညီပေးခြင်းကအတိတ်ပဲမရှိလုံးတဲ့အပြင်အတင်းဖြင်းတွေကသူတို့စုံအိမ်တော်ကိုလည်းဂုံတိတ်ခါကြဆင်းစေတယ်ဆိုပြီးစုံချွဲကမကြေမနက်ဖြစ်နေတဲ့အတွက်အရေးချင်းရှိတဲ့လူတိုင်းကိုအခွင့်အရေးပေးရမယ်လေဆိုပြီးစုံကျင်းဝမ်ကတာမန်တိုင်းပြန်ရှင်းပြလိုက်ပါတယ်။ဒီအချိန်ပြပွဲရဖို့ပြင်လိုက်တဲ့ကိုတော်ပိုင်လည်းကြောက်တိုင်ပေါ်မှာလူရိပ်တစ်ခုမြင်လိုက်တာကြောင့်သူမြင်မနေတာလားဆိုပြီးအနီးကပ်ကြည့်ရှုလိုက်တဲ့အခါလူပုံစံအရေးတွေကပိုပြီးရှင်းလင်းလာခဲ့ပါတယ်။အနာတိုးကပ်သွားပြီးလက်နဲ့ထိလိုက်ချိန်မှာတော့စိတ်ဝိညာဉ်တစ်ခုလုံးကကြောက်တိုင်အတွင်းမှာရှိတဲ့ဝိညာဉ်လောကနယ်မြေတွေကိုချက်ချင်းဝင်ရောက်သွားခဲ့တာကြောင့်ကိုတော်ပိုင်လည်းအလွန်အံ့ဩနေခဲ့ရပါတယ်။အပြင်ဘက်ကလူတွေကလည်းကြောက်တုံးတွေလေးပေါ်ပြန်ပြီးတရုတ်ပြနေတဲ့အချိန်တုန်းကအမွေနှစ်ရသွားတယ်ဆိုပြီးအကုန်ယုံကြည်နေကြပေမဲ့ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးတကယ်တမ်းအမွေဆက်ခံနေတဲ့အချိန်မှာတော့ဒီကောင်ချင်းထဲနေတာဖြစ်ရမယ်ဆိုပြီးမယုံသင်္ကာဖြစ်နေခဲ့ကြပါတယ်။ဒီအချိန်မှာပဲဝိညာဉ်လောကထဲမှာပုံရိပ်ရောင်တွေပြောင်းလဲနေခဲ့ကစေးကြောက်တိုင်ကြီးကလည်းတဖြည်းဖြည်းအယောင်လင်းလက်လာခဲ့တဲ့နောက်ပုံရိပ်ရောင်အကြီးကဲကဆေးပညာတွေသင်ကြားပေးနေခဲ့တယ်လို့ကိုတော်ပိုင်ကလည်းဆေးအမွေအနှစ်ကိုအပြည့်အဝဆက်ခံနေခဲ့ပါတယ်။
ပြင်ဘက်မှာလည်းကြောက်တိုင်ကြီးအယောင်လင်းလက်လာခဲ့တာကြောင့်လူအကုန်လုံးအံ့အားသင့်နေလျက်ရှိကြပြီးစုံကျင်းဝမ်နဲ့စုံချွဲတို့လည်းအမြန်ရောက်ရှိလာခဲ့ကြသလိုတောင်ထိပ်တစ်ခုပေါ်မှာတော့ဘိုးဘေးဝူကြီးနဲ့စုံဘိုးဘေးတို့ကစကားပြောနေလျက်ရှိကြပါတယ်။ဆေးကြောက်တိုင်ကြီးထဲမှာဆေးစွမ်းအင်ကိုင်းရဲ့အမွေနှစ်လည်းပါဝင်တာကြောင့်ဆေးစွမ်းအင်နဲ့ရေစင်ကိုင်းကကြီးပေးကဝယ်ယူဖို့စ조사ခဲ့ကြဘူးတဲ့ဆိုပြီးအချင်းချင်းပြောနေကြပါတယ်။နှစ်ပေါင်း8000ကြာပြီးတဲ့နောက်မှာတော့သူတို့ဂိုင်းကနေဆေးပညာရှင်တယောက်ထွက်ပေါ်လာတော့မယ်ဆိုပြီးမှတ်ချက်ပြုနေခဲ့ကြတဲ့အပြင်ရဲကျန်းကိုဝင်နောက်ရှက်တဲ့ဘသူကိုမဆိုချွင်းချက်မရှိသက်ပစ်လိုက်ဆိုပြီးစုံကျင်းဝန်စီအမိန်လန်းပေးလိုက်ကြပြန်ပါတယ်။ဝိညာဉ်လောကထဲမှာတော့သွေးကိုင်းဘိုးဘေးရဲ့ဆေးပညာရက်တွေအပြင်ဆေးစွမ်းအင်ကိုင်းရဲ့မပြည့်စုံသေးတဲ့ဆေးအမွေအနှစ်တွေကိုလည်းထပ်တင်ကြားလိုက်ရတာကြောင့်ဆေးကြောက်တိုင်ရဲ့အမွေအနှစ်ကြီးတစ်ခုလုံးကိုအကုန်ရရှိသွားခဲ့ပါတော့တယ်။ဒါပေမဲ့လက်ရှိစိတ်ဝိညာဉ်ကခန္ဓာကိုယ်နဲ့အချိန်ကြာကြီးကင်းကွာနေလျက်ရှိတာကြောင့်တဖြည်းဖြည်းအိုမင်းလာခဲ့တဲ့အချိန်ဘိုးဘေးဝူကြီးတို့ကကောင်းကင်ထက်ကအလင်းရောင်တွေကိုကြည့်ရင်ရဲကျန်းရဲချင်းကသူတို့ထင်ထားတာထက်ပိုထူးချွန်နေမှန်းသိသွားကြပါတယ်။ဆေးအမွေနဲ့ရရှိသွားတဲ့အခါခန္ဓာကိုယ်ထဲပြန်ရောက်ရှိလာခဲ့ပြီးသတိလစ်မိမျောသွားခဲ့တာကြောင့်စုံကျင်းဝမ်ကသူ့ကိုဖေးကူထားလိုက်ရင်းကဆေးတစ်လုံးတိုက်ကျွေးလိုက်ပါတယ်။ပြန်သတိရလာချိန်မှာတော့မမဆုံကိုစိတ်မပြတ်စေခဲ့ဘူးမလားဆိုပြီးရင်မေးကြည့်လိုက်တဲ့အပြင်အခုချက်ချင်းဆေးဖို့ဆဲရမယ်ဆိုပြီးအမြန်ပြေးထွက်သွားခဲ့တာကြောင့်စုံချွဲလဲဒီကောင်ယူသွားတာဖြစ်နိုင်တယ်ဆိုကမှတ်ချက်ပြုလိုက်ပါတော့တယ်။အိမ်ပြန်ရောက်ပြီဆိုတာနဲ့ဆေးဖို့ဆက်ဖို့စ조사နေခဲ့ပြီးနောက်တနေ့မှာတော့တကားခောက်တန်ကြလိုက်ရတဲ့အတွက်အပြင်ထွက်ကြည့်တဲ့အခါတပည့်တယောက်ကိုအရင်တွေ့လိုက်ရတဲ့အပြင်ဆေးပစ္စည်းများစွာကိုလည်းထပ်မံမြင်တွေ့လိုက်ရပါသေးတယ်။အကြောင်းရင်းမေးကြည့်လိုက်တဲ့အခါမှာတော့ဘိုးဘေးလက်ဆောင်ပေးလိုက်တာဖြစ်မှန်သိလိုက်ရတဲ့အတွက်ချစ်ဖို့ကောင်းလိုက်တဲ့ဘိုးဘေးဆိုပြီးကိုတော်ပိုင်ရေယိုမိလိုက်ပါတော့တယ်။အဲ့ဒီနေ့ကနေစပြီးကိုတော်ပိုင်ဆေးဖို့နေခဲ့တာအချိန်တလကြာသွားခဲ့သလိုအလဲတောင်းထိတ်တစ်ခုလုံးမှလည်းယာတီဥတုဖောက်ပြန်နေလျက်ရှိပါတယ်။စိတ်ဝိညာဉ်ကိုင်းမှာဆိုရင်ဒီလိုအခြေအနေကိုမြင်လိုက်တာနဲ့တကိုင်းလုံးရှောင်ပြေးကြမှာဆိုပေမဲ့သွေးကိုင်းသားတွေကတော့ဘူးမတိကိုမတိရက်ကြည့်နေကြကပုံစံမျိုးစုံဝေဖန်နေလျက်ရှိကြပါတယ်။နက်ဆရာဖြစ်သူကလည်းအကြီးကဲတွေကဂိုင်းတစ်ခုလုံးရဲ့ဆေးပစ္စည်းအကုန်လုံးကိုရဲကျန်းစီပို့ပေးထားတာကြောင့်အစင်းလေးဆေးလုံးမဖော်ဆက်ပြနိုင်ဘူးဆိုရင်အပြစ်ပေးခံရနိုင်တယ်ဆိုပြီးအတင်းပြောနေခဲ့ကြပါတယ်။ဒီအချိန်မှာပဲပောက်ကွဲလူဆဲဆဲဖြစ်နေတဲ့ဆေးပေါင်းဖို့ကြီးတစ်လုံးကသူတို့စီလွင့်ပြန်လာခဲ့တာကြောင့်အမြန်ရှောင်တိန်လိုက်ကြရတဲ့အပြင်ဒီလိုအခြေအနေမျိုးဇက်တိုက်ဖြစ်ပွားနေတာကြောင့်အလဲတောင်းထိတ်တစ်ခုလုံးလည်းမီးလောင်ပျက်စီးနေခဲ့ရပါတယ်။ကိုတော်ပိုင်ကတော့စိတ်ဝိညာဉ်ကိုင်းမှာအောင်မြင်နိုင်ခြင်းမရှိခဲ့တဲ့သူ့ရဲ့အိမ်မက်လေးတွေကိုဒီနေရာမှာလာရောက်စမ်းသပ်နေခဲ့ပြီးအစင်းလေးဆေးလုံးဖော်ဆက်နည်းကိုလည်းစိတ်တိုင်းကြပြုပြင်ပြောင်းလဲနေခဲ့သလိုဆေးလုံးဖော်ဆက်တဲ့အခါကျရင်ဒီလောက်ထိကြောက်စရာကောင်းတာလားဆိုပြီးစုံကျင်းဝင်လည်းအဝေးတနေရာကစောင့်ကြည့်နေခဲ့ပါတယ်။သူ့လောက်တာမန်ရဲ့သားနဲ့ဘာလို့ပောက်ကွဲသွားရတာလဲဆိုပြီးဆေးအိုးအသစ်တွေနဲ့တခါထပ်ဖော်ကြည့်လိုက်ပေမဲ့ဖော်ဆက်ချိန်တိုင်းပောက်ကွဲပြန်ထွက်နေတာကြောင့်အလဲကိုင်းသားတွေလည်းကဘာပြတ်မတက်ဖြစ်နေခဲ့ရပါတယ်။နက်ဆရာဖြစ်သူကလည်းသူ့အိမ်အသစ်လေးပျက်စီးသွားလို့ဆိုပြီးရဲကျန်းဆိုတဲ့ကောင်ကျင့်ကြံဆေးမြင့်နေတယ်ဆိုတိုင်းအနိုင်ကျင့်လို့ရမယ်ထင်နေတာလားတတိရှိရင်တယောက်ချင်းတိုက်ခိုက်မယ်ဆိုပြီးအတန်ကောင်းဟစ်လိုက်ပေမဲ့ဆေးပေါင်းဖို့ကြီးပြဲဝဲရောက်ရှိလာတာကြောင့်အမြန်ထွက်ပြေးလိုက်ရပြန်ပါတယ်။ဒီလိုဆက်ဖြစ်နေရင်သူ့ယာတုအာနာနဲ့တောင်တပည့်တွေရဲ့တိုင်ကြားမှုကိုထိန်းထားနိုင်မှာမဟုတ်ဘူးဆိုပြီးစုံကျင်းဝင်စိုးရိမ်စိတ်ဖြစ်လာခဲ့ရပေမဲ့ကိုတော်ပိုင်ကတော့စိတ်ဝိညာဉ်ကိုင်းမှာဆိုရင်အကြီးကဲတွေချက်ချင်းရောက်လာနိုင်ပေမဲ့သွေးစွမ်းအင်ကိုင်းကတော့ဒါစီမဲ့သူမရှိပါလားဆိုပြီးအရန်ကောင်းကြောင်ချီကျူးနေလိုက်ပါတယ်။ဂိုင်းတူညီအကိုတွေရဲ့လက်ရှိခံစားချက်တွေကိုသူနားလည်ပေးနိုင်တာဖြစ်လို့အရန်နိုင်ကျင့်မှာမဟုတ်ဘူးဆိုပြီးနောက်ဆုံးအချိန်ထပ်ဖော်ဆက်ကြည့်လိုက်ပေမဲ့အဲ့ဒီဆေးပေါင်းဖို့ကြီးလဲပောက်ကွဲတော့မလို့ဖြစ်လာတာကြောင့်မကောင်းသူထိတ်ဆိုပြီးအပြင်ဘက်လွင့်ပစ်လိုက်ပြန်ပါတယ်။ဒီတစ်ချိန်မှာတော့ကျင်းတေပေါက်အောင်မြင်မှာဆိုပြီးခံယူချက်ကြီးမားနေခဲ့ပေမဲ့ဖော်ဆက်လိုက်တဲ့အခောက်တိုင်းမှာအကုန်းပေါက်ကွဲနေပြန်တာကြောင့်အလဲတောင်းထိတ်တစ်ခုလုံးလဲပြေးစရာမြေမရှိပဲကဘာမီးလောင်နေခဲ့ရပါတော့တယ်။အခြေအနေဆိုးရွားလာပြီးမို့စုံကျင်းဝင်တယောက်လဲဘိုးဘေးကြီးကဲတွေစီမှာအကူကြီးသွားတောင်းကြည့်လိုက်တဲ့အခါဆေးဖော်ဆက်ခြင်းကလူတက်တယ်လို့ဖြစ်နေတာကြောင့်ဘိုးဘေးဝူကြီးကသဘောမကျတယ်လို့ဖြစ်နေပေမဲ့စုံဘိုးဘေးကတော့သွေးကိုင်းသားတွေဆေးဖော်တယ်ဆိုတာကတခြားသူတွေနဲ့ကွဲထွက်နေရမယ်ဆိုပြီးထောက်ခံပေးနေခဲ့ပါတယ်။ဒါအပြင်ရဲကျန်းသာအစင်လေးဆေးလုံးအောင်မြင်သွားမယ်ဆိုရင်ပျက်စီးခြင်းတလောက်ပျက်စီးလို့ရနိုင်တယ်ဆိုပြီးအပြည့်အဝထောက်ပံ့ပေးနေတဲ့အချိန်ပောက်ကွဲလာတဲ့ဆေးအိုးကြီးကစုံချွဲကျင့်ကြံနေတဲ့သွေးရည်တကွန်ဘတ်ထိရောက်ရှိသွားခဲ့ပြန်ပါတယ်။ဒေါသထွက်သွားတဲ့စုံချွဲလည်းအပြက်စီးတွေကင်ထားရင်ရဲကျန်းကိုရှင်းပစ်ခြင်းစိတ်ဖြစ်လာတာကြောင့်သူရှိတဲ့ဘက်စီထွက်လာခဲ့လိုက်ပါတော့တယ်။သူရောက်သွားတဲ့အခါရဲကျန်းကဆေးဖော်နေတုန်းဖြစ်ပြီးစုံချွဲကအလင်းငိုက်တိုက်ပစ်လိုက်တာကြောင့်စုံချွဲမင်းယူသွားပြီလားသူခုဆေးဖော်နေတာဆိုပြီးကိုတော်ပိုင်လည်းအမြန်ခုခံထားလိုက်ရပါတယ်။ဒီစကားကြတော့မင်းလုံးနေတဲ့ဟာကဆေးဖော်နေတာမဟုတ်ပဲအလဲတောင်းတစ်ခုလုံးကိုဖျက်ဆီးဖို့စ조사နေတာဆိုပြီးစုံချွဲကတိုက်ခိုက်နေရင်တန်းလန့်ဆေးပေါင်းဖို့ကြီးကိုပါဖျက်ဆီးပစ်ဖို့စ조사လာတဲ့အတွက်တွေးတာမထိတော့အောင်အမြန်ကန်ထုတ်ပေးလိုက်ရပါတယ်။ဒီလိုမျိုးရှောင်တိန်နေတာတောင်စုံချွဲလက်ထဲရောက်ရှိသွားခဲ့ပြီးလောဝတစ်ချက်နဲ့ရိုက်ထုတ်ခံလိုက်ရတာကြောင့်ကိုတော်ပိုင်လည်းပောက်ကွဲတော့မဲ့ဆေးပေါင်းဖို့ကြီးကိုအဝေးပြန်တွန်းထုတ်လိုက်ရပါတယ်။ဒီအချိန်တွင်းမှာပဲဆေးလုံးဖော်ဆက်တဲ့အခါထဲသွင်းရမယ့်မီးရှိန်ကိုနားလဲသွားပြီးဖြစ်တာကြောင့်စုံချွဲကိုကျေးဇူးလန်းတင်လိုက်ပေမဲ့ထိခိုက်နာကျင်သွားရပြီးဒေါသထွက်နေသူကြီးကပြေးဝင်တိုက်ခိုက်လာပြန်တာကြောင့်စုံကျင်းဝမ်ကဝင်ရောက်တားဆီးပေးလိုက်ပါတယ်။
ရဲကျန်းကိုတိုက်ခိုက်ချင်တယ်ဆိုရင်သူ့ကိုအရင်ဖျက်ကျော်ရမယ်ဆိုပြီးစုံကျင်းဝမ်သတိပေးလိုက်တော့စုံချွဲလေဒီလိုဖျက်လို့ဖျက်ဆီးကောင်ကိုဘာကြောင့်ကာကွယ်ပေးချင်နေရတာလဲဆိုပြီးပိုပေါက်ကွဲသွားရတာကြောင့်ဆေးဖော်တဲ့အခါပျက်စီးမှုတွေဖြစ်လာနိုင်တဲ့အပြင်လက်ရှိကိစ္စကိုဘိုးဘေးကိုယ်တိုင်တားဆီးခိုင်းတာဆိုပြီးအိမ်ပြန်ခိုင်းလိုက်ပါတော့တယ်စုံချွဲကရဲကျန်းကိုတစ်ချက်လန့်ကြည့်လိုက်ပြီးဘိုးဘေးစိတ်ကုန်သွားတဲ့အချိန်ကျရင်ဒုက္ခရောက်လာလိမ့်မယ်ဆိုကမတော်ခင်ပြောသွားခဲ့တာကြောင့်ကိုတော်ပိုင်ကစုံချွဲလျှောက်ပြောသွားတာမလားဆိုပြီးစုံကျင်းဝမ်စီမေးကြည့်လိုက်ပေမဲ့သူပြောသွားတဲ့စကားတွေကအမှန်တိုင်းဖြစ်လာနိုင်တယ်ဆိုကတစ်ဖက်ကပြန်ရှင်းပြလာခဲ့ပါတယ်အစင်လေးဆေးလုံးကိုအောင်မြင်အောင်မလုပ်နိုင်ဘူးဆိုရင်စုံချွဲပြောသလိုဖြစ်လာနိုင်တာကြောင့်မအောင်မြင်နိုင်ဘူးဆိုရင်တော့အောင်မြင်အောင်စ조사ရမယ်ဆိုပြီးစုံကျင်းဝမ်ထွက်သွားခဲ့တဲ့နောက်ကိုတော်ပိုင်လည်းအစင်လေးဆေးလုံးတွေကိုတေချာတန့်စင်နေခဲ့ပါတော့တယ်မီးပူချိန်ကိုအပြင်ဘက်လျှော့ချလိုက်ရင်ဆေးပေါင်းဖို့တွေကိုမပေါက်ကွဲစေနိုင်မှန်းသိလိုက်ပေမဲ့ယာဒီဥဒုဖောက်ပြန်လာပြီးအက်ဆစ်မိုးတွေရွာသွန်းလာတာကြောင့်တကိုင်းလုံးတိုင်ဘက်ကုန်ကြပြန်ပါတယ်မိုးရေတွေထိလိုက်တာနဲ့လူတချို့ကအမွှေးတွေရှည်ထွက်လာခဲ့ပြီးနှက်စရာဖြစ်သူနဲ့စုံချွဲတို့ကလည်းဝမ်းပြက်ဝမ်းလျှော့ဖြစ်ကုန်ကြတာကြောင့်ရေလုံးအိမ်သားတစ်ခုရှိမှလူတန်းရှည်ကြီးဖြစ်နေခဲ့ကြပါတယ်တစ်ဖက်မှာတော့ကိုတော်ပိုင်ကစုံကျင်းဝမ်စီရောက်နေခဲ့ပြီးအကြီးကဲပေးထားတဲ့အချိန်ပြည့်ကနီးပြီဖြစ်လို့ဆေးလုံးမအောင်မြင်ဘူးဆိုရင်တောင်သူမဘက်ကနေအတက်နိုင်ဆုံးကာကွယ်ပေးမယ်ဆိုပြီးစုံကျင်းဝမ်ကမရက်မနာပြောနေခဲ့တာကြောင့်ကိုတော်ပိုင်ကလည်းမမဆုံကိုသူစိတ်မပြတ်စေခဲ့ဘူးနော်ဆိုကဆေးတိတ်တာတစ်လုံးထုတ်ပေးလိုက်ပါတော့တယ်ဒီအချိန်စုံဘိုးဘေးရောက်ရှိလာခဲ့ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမတူညီတဲ့အဆင့်လေးဆေးငါးလုံးကိုမြင်တွေ့လိုက်ရတဲ့အတွက်ရဲကျန်းကိုမစိုးဘူးလို့ချီးကျူးလိုက်ရင်စုံမျိုးနွယ်ဆက်ခံသူတွေနဲ့တူညီတဲ့အဆင့်တန်းတစ်ခုကိုစုဖြစ်ပေးသွားခဲ့ပါတယ်ဒီအချင်းရကိုနှက်စရာဖြစ်သူချောင်းကြည့်နေခဲ့ပြီးရဲကျန်းကတောင်တစ်ခုလုံးဖျက်ဆီးပစ်လိုက်တာတောင်အပြစ်ပေးမခံရတဲ့အပြင်စုချီးမြင့်ခံလိုက်ရသေးတာလားဆိုပြီးစိတ်ဆင်းရဲသွားခဲ့ရပါတယ်ဒါပေမဲ့သူတို့အကြောက်ရဆုံးဖြစ်တဲ့ဆေးဖော်ဆက်မှုပြီးသွားတာကြောင့်တတောင်လုံးကြအောင်ဝမ်းသာအားရလှမ်းအော်ပစ်လိုက်တဲ့အခါမှာတော့ဆေးဖော်ဆက်နေတဲ့အချိန်တွင်အထုပ်ပိုးကိုစီနဲ့ရှောင်းတိန်နေကြရသူတွေလည်းအလဲတောင်ထိတ်စီအကုန်ပြန်ပြေးလာခဲ့ကြပါတော့တယ်ကောင်းကင်ဘုံကသူတို့ကိုပြစ်မထားတော့ဘူးဆိုပြီးအော်ဟစ်ပြေးလွှားနေကြတာကြောင့်ကိုတော်ပိုင်လည်းသူတို့အဖြစ်ကိုကြည်ရင်အပြစ်ရှိတယ်လို့ခံစားနေခဲ့ရပါတယ်နောက်နေ့တွေမှာတော့တောင်ထိပ်သုံးခုရဲ့အကြီးအကဲတွေကဂုံပြူပွဲလုပ်ပေးနေကြပြီးရဲကျန်းကိုအမှုတိုက်နေကြပေမဲ့ဒါကိုသိတဲ့ကိုတော်ပိုင်ကလည်းကောက်ကျစ်တဲ့မြေခွေးအိုကြီးတွေသူတို့အတွက်ဆေးဖော်စက်ခိုင်းချင်တာမလားဆိုပြီးတောင်းမဲ့ဟာတွေတုံးပစ်ထားလိုက်ပါတယ်တောက်စားပြီးလို့အိမ်ပြန်လာချိန်မှာတော့သူ့ကိုစောင့်နေတဲ့စုံကျင်းဝမ်ကိုအမတ်မထင်မြင်လိုက်ရတယ်လို့ဒီနေရာကိုဘလို့ပြန်လာရမလဲဆိုတာသိနေသေးတာပဲဆိုပြီးစုံကျင်းဝမ်ကအကြာကြီးစောင့်နေရတဲ့အကြောင်းခနဲ့တလို့ပြောလာခဲ့ပါတယ်အကြီးကဲ၃ယောက်ကိုတွားတွေ့တာမှန်သိပေမဲ့ရဲကျန်းကစုံမျိုးနွယ်စုရဲ့ဓာတ်ရိုက်တစ်ပည့်ဖြစ်တာကြောင့်သူ့ကိုတစ္ဆာမဖောက်သွားဘူးဆိုရင်စုံမိသားစုဝင်ဖြစ်အမြဲတမ်းသတ်မှတ်ထားတဲ့ဆိုကအတိမတ်ပြုတစိပ်ပြားဖြစ်ပေးလိုက်ပါတယ်ဒါပေမဲ့လက်ချော်တယ်လို့ဖြစ်သွားခဲ့ပြီးရဲကျန်းလန်းဖမ်းလိုက်ချိန်မှာတော့လာရောင်ထိန်လင်းနေတဲ့ချယ်ရီပင်ကြီးအောက်မှာစန့်ကျင်ဘက်လူနှစ်ယောက်နီးနီးကက်ကက်ဖြစ်သွားခဲ့ကြပြီးအချိန်တော်ကြာတဲ့အထိနှစ်ယောက်သားစကားမပြောနိုင်ခဲ့ကြပါဘူးဒီမြင်ကွင်းကိုစုံချွဲမြင်တွေ့သွားတဲ့အခါသူအယံမုံတီးနေတဲ့ကောင်ကသူ့တော်လေးနားမှာဘာကြောင့်ရှိနေရတာလဲဆိုပြီးတာသနာဝင်ဖြစ်တဲ့အတွက်ရှက်သွားတဲ့စုံကျင်းဝမ်လည်းဘာမှမဖြစ်တယ်လို့ဟန်ဆောင်လိုက်ပြီးရဲကျန်းကအကြီးကဲတွေအပေါ်ရိုသေလေးစားမှုမရှိဘူးဆိုကတောင်ထိပ်တစ်ခုလုံးကိုတန်ရှင်းရေးတာဝန်လုပ်ခိုင်းလိုက်ပါတော့တယ်ကိုတော်ပိုင်ကတော့သူလည်းဘာမှမလုပ်ခဲ့ရဘူးလေဆိုပြီးရေရွရင်းကြံနေခဲ့တယ်လို့နောက်တနေ့မှာတော့အပျက်စီးတွေကိုတန်ရှင်းရေးသွားလုပ်နေခဲ့ရပါတယ်အမြင်ကက်နေတဲ့အလဲကိုင်းသားတွေကအမိုက်တွေထပ်ထည့်ပေးလိုက်ကြသလိုနက်စရာဖြစ်သူကလည်းသူ့အဖြစ်ပြက်ကိုလောင်ပြောင်ပြောဆိုနေခဲ့ရင်ကွာစစ်အခွန်တွေထပ်ပစ်ထည့်ပေးလိုက်ပြန်ပါတယ်ကိုတော်ပိုင်ကဆေးတလုံးထုတ်ပြလိုက်ပြီးဆေးအစွမ်းပြပေးရမလားဆိုတဲ့မေခွန်းထုတ်တန်ကြလိုက်ရတဲ့အခါရဲကျန်းရဲ့ဆေးလုံးဆိုရင်ဖင်တုံအောင်ကြောင်းနေကြပြီဖြစ်လို့တကောင်းသားအကုန်လုံးလည်းချက်ချင်းထွက်ပြေးသွားကြရင်တောင်းပန်သွားခဲ့ကြပါတယ်ဒီအချိန်မှာပဲတောင်ထိပ်သက်ခင်တွေရောက်ရှိလာကြပြီးသူ့ကိုလာကယ်ပေးတာဖြစ်ကြောင်းဒီနေရာမှာတန်ရှင်းရေးသမားဆက်မလို့ပဲသူတို့တောင်တွေစီအလဲသဘောမျိုးလာပြီးဆေးလုံးဖော်ဆက်ပေးနိုင်မလားဆိုကပွဲလန်တုံးဖြာဝင်ခင်းကြသလိုညှိနှိုင်းမှုလာလုပ်ကြတာကြောင့်ကိုတော်ပိုင်လည်းစိတ်ဝင်စားသွားခဲ့ပါတော့တယ်ရဲကျန်းတယောက်အလဲတောင်ထိပ်မှာအပြစ်ပေးခံထားရတဲ့အတွက်တောင်ထုအကြီးကဲ၃ယောက်ကသူတို့ဘက်ရောက်လာအောင်အကြံမျိုးစုံထုတ်သုံးနေကြပြီးစုံကျင်းဝမ်ကသူ့အပေါ်အပြစ်ပြုမိထားသူတွေကိုရက်ဆက်တက်တယ်ဆိုပြီးရှင်းပြပြောဆိုနေကြပါတယ်စုံကျင်းဝမ်နဲ့တိုက်ခိုက်ခဲ့တော့ကအမီမဲတောင်ကြီးကဲတောင်သေးတော့မလို့နည်းနည်းလေးပဲလိုခဲ့တယ်ဆိုပြီးပြောတော့ရဲကျန်းလည်းအမှန်တကယ်ထိတ်လန့်နေပြီးသူလည်းအသက်ခံရမှာလားဆိုပြီးအတွေးနဲ့သွားရပါတယ်အကြီးကဲတွေကရဲကျန်းရဲ့တွေ့ဝေမှုကိုအသုံးပြုပြီးသူတို့တွေကအစင်လေးဆေးလုံးကိုလိုချင်ယုံတာဖြစ်လို့ရဲကျန်းကသူတို့တောင်ထွတ်တွေမှာစိတ်ရှိလက်ရှိလာဖော်ဆက်နိုင်ကြောင်းနဲ့အရင်းမြစ်တွေလည်းအများကြီးထောက်ပံ့ပေးအောင်မှာဖြစ်ကြောင်းမလုံးပေးဆွေးနွေးကြပါတယ်ပြီးတဲ့အခါဘယ်တောင်ထွတ်ကိုရဲကျန်းရင်လာမလဲဆိုပြီးအမီမဲတောင်သခင်ကြီးကအင်အားထုတ်ပြလာခဲ့သလိုအလောင်းတောင်သခင်ကြီးကဒီနေရာကိုအရင်ရောက်တဲ့သူကအရင်ရတဲ့တယ်ဆိုပြီးငင်းခုန်နေလိုက်ကြရင်အစွမ်းတွေထုတ်ပြလိုက်ကြပါတယ်ရဲကျန်းကတိုက်ခိုက်မဲ့ထင်လိုက်ပေမဲ့အကြီးကဲ၃ယောက်ကကြောက်တုံးကက်ကြီးစက်ကူဆိုပြီးအမြန်ရှင်းပြိုင်လိုက်ကြတဲ့အခါအလောင်းတောင်သခင်ကြီးကအနိုင်ရသူဖြစ်သွားခဲ့တာကြောင့်သူတို့တောင်ထွတ်ရဲ့အမတ်သားတစိပ်ပြတစ်ခုကိုသူ့စီထုတ်ပေးလိုက်ပါတယ်တစိပ်ပြကင်ထားမယ်ဆိုရင်အလောင်းတောင်တစ်ခုလုံးကိုစိတ်ကြိုက်သွားလာခွင့်ရှိပြီးအလိုရှိတဲ့အရင်အမြင့်များစွာကိုလည်းထုတ်ယူသုံးဆွဲခွင့်ရှိတဲ့ဆိုကကျန်တဲ့အကြီးကဲတွေကလည်းသူတို့တစိပ်ပြတွေကိုထုတ်ပေးလာကြပါတော့တယ်
ရဲကျန်းစိတ်ထဲမှာတော့သွေးသက်ခင်ပြိုင်ပွဲဝင်ပြိုင်နိုင်ဖို့ကိုပိုင်အင်အားစုတွေတိစောက်နိုင်တော့မယ်ဆိုပြီးသဘောကျကျင်းနေတဲ့အချိန်ရှင်တို့၃ယောက်ကလူခိုးဖို့ရောက်လာကြပြန်ပြီလားဆိုပြီးစုံကျင်းဝင်လည်းထပ်မံရောက်ရှိလာခဲ့ပါတယ်။ရဲကျန်းကအလဲတောင်းရဲ့တပည့်ဖြစ်လို့အသက်နဲ့ခန္ဓာနှစ်ခုလုံးကလည်းအလဲတောင်းတဲ့သက်ဆိုင်ကြောင်းပြောရင်သူပြောတာမှန်ရဲ့လားဆိုပြီးရဲကျန်းပေါ်လက်တင်လိုက်တဲ့အခါကိုတော်ပိုင်လည်းအကြီးကဲပြောတဲ့စကားတွေကိုပြန်ကြားရောက်လာခဲ့ပါတယ်။စုံကျင်းဝင်ကသူ့အသက်လေးကိုရန်ရှာတော့မှလားဆိုပြီးဂရိပေးထားတဲ့အတိုင်းဆေးသွားဖော်ကြရအောင်ပြောရင်အမြန်ထွက်ပြေးသွားခဲ့တာကြောင့်သူတို့အစီအစဉ်အောင်မြင်ပြီဆိုကအကြီးကဲတွေလည်းစိတ်ကြည်နက်စွာပြေးလိုက်သွားကြပါတော့တယ်။စိတ်ဆိုးသွားတဲ့စုံကျင်းဝင်ကတော့ရဲကျန်းနင်းထွက်သွားမယ်ဆိုရင်ဘယ်တော့မှပြန်မလာနဲ့တော့ဆိုပြီးအော်ပြောရင်းကြံနေခဲ့ပါတယ်။အလောင်းတောင်ကိုရောက်လာတဲ့အခါသူဆေးဖော်တဲ့အခါကျရင်ကပ်ဘေးတွေဖြစ်လာတတ်တယ်ဆိုပြီးရဲကျန်းကကြိုးသတိပေးလိုက်ပေမဲ့ဖြစ်လာတဲ့ပြဿနာတိုင်းကိုသူတာဝန်ယူပေးမှဖြစ်လို့ဖြစ်ချင်ရဖြစ်လို့ရတယ်ဆိုပြီးလောဘတက်နေတဲ့အကြီးကဲကမကြောက်မလန့်ပြန်ပြောလာပါတယ်။အလောင်းတန့်စင်ကမ်းမထဲမှာတော့ပြင်ဆင်ပေးထားတဲ့အလောင်းရုပ်သေးတွေနဲ့အတူရဲကျန်းဖန်တီးတန့်စင်ထားတဲ့အစိမ်းရောင်ရုပ်သေးကြီးကိုလည်းသူ့စီပြန်ပေးလာတာကြောင့်ပျော်ရွှင်စွာလက်ခံပေးလိုက်ပါတယ်။အကြီးကဲကအလောင်းရုပ်သေးတွေကိုအစင်းမြင့်တင်ပေးနိုင်တဲ့အစင်းလေးဆေးလုံးဖော်ဆက်ခိုင်းနေတာဖြစ်ပြီးပြင်ဆင်ထားတဲ့ဆေးညွန့်နဲ့လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေရဲကျန်းစီထုတ်ပေးလိုက်တဲ့နောက်အပြင်ဘက်ကနေသတင်းကောင်းဆောင်ဆိုင်နေမယ်ဆိုပြီးထွက်ခွာသွားခဲ့ပါတော့တယ်။အပြင်ရောက်တဲ့အခါအလောင်းတောင်ထိပ်မှာရဲကျန်းဆေးဖော်တော့မှဖြစ်လို့ရုပ်သေးတန့်စင်ကမ်းမတဲကိုဘယ်သူမှဝင်ရောက်ခွင့်မရှိသလိုအနာကပ်သွားသူတိုင်းတေးတံပေးခံရမယ်ဆိုပြီးကြိုးသတိပေးထားလိုက်ပါတယ်။မကောင်းဆိုးဝါးရဲ့ဆေးဖော်တဲ့အခါကျရင်ကပ်ဘေးဖြစ်လာနိုင်တယ်ဆိုပြီးလူတချို့ထိတ်လန့်နေကြသလိုမသိတဲ့လူတွေကတော့ဆေးဖော်ဆက်တာလေးကအဲလောက်ကြောက်ဖို့ကောင်းလို့လားဆိုပြီးအချင်းချင်းကြမှာအငင်းပွားမှုဖြစ်ပွားကြပါတော့တယ်။ရွှေရှောင်ရှမ်းလဲသူပြင်ထားတဲ့အလုံးယုံလေးကိုထပ်ဖြက်စီအောင်မလားဆိုပြီးအော်ငိုခြင်းစိတ်ဖြစ်နေရတဲ့အချိန်ကိုတော်ပိုင်ကဆေးညိုမာတီကာကြီးကိုအချိန်ချင်းဖက်ရှုနေခဲ့ပြီးဖော်ဆက်မဲ့ဆေးလုံးအဆင့်ကအဆင့်6ဖြစ်နေပေမဲ့အဆင့်4ဆေးလုံးအဖြစ်တစ်ဆင့်နှိပ်ပေးထားမှန်းသိလိုက်ရပါတယ်။ဒါပေမဲ့အလောင်းရုပ်သေး46ရုပ်လောက်ကိုဆေးပေါင်းဖို့အဖြစ်အသုံးပြုပြီးဆေးလုံးဖြစ်လာအောင်လဲ46ချိန်မြောက်ထိတက်ဆင်ပေးရမှာဖြစ်တဲ့အပြင်ဖော်ဆက်ရခက်ခဲလွန်းတာကြောင့်အစွမ်းထက်မှုလည်းပြင်းထန်လွန်းလာပါတယ်။ရဲကျန်းကဒီဆေးလုံးလောက်ကိုဖော်ဆက်နိုင်ဖို့ယုံကြည်ချက်ရှိပေမဲ့အလောင်းရုပ်သေးတွေအဆင်းမြင့်လာတဲ့အခါသွေးကိုင်းကြီးကအင်အားကြီးလာမှဖြစ်လို့စိတ်ဝိညာဉ်ကိုင်းအတွက်ပြဿနာဖြစ်လာနိုင်ခြေရှိတာကြောင့်ဖော်ဆက်ပေးခြင်းစိတ်မရှိပါဘူး။ဒါပေမဲ့လက်ရှိအခြေအနေကဘေးကျနှံချက်ဖြစ်နေလို့အလောင်းရုပ်သေးဆေးလုံးကိုနှစ်ပိုင်းခွဲပစ်ဖို့ကြဲရလိုက်ပြီးအပေါ်ရဆေးလုံးနဲ့အတွင်းပိုင်းအနှစ်သာရဆေးလုံးအဖြစ်စတင်ဖော်ဆက်လိုက်ပါတယ်။အပေါ်ရဆေးလုံးကိုအကြီးကဲစီပေးလိုက်မှဖြစ်ပြီးအနှစ်သာရဆေးလုံးကိုတော့အလောင်းရုပ်သေးထဲမှာထည့်သွင်းထားလိုက်မှဖြစ်လို့အဲ့ဒီအချိန်ကျရင်အစိမ်းရောင်ရုပ်သေးကြီးကအလောင်းကောင်တွေအကုန်လုံးကိုအမိန့်ပေးစေခိုင်းနိုင်မှာဖြစ်ပါတယ်။ဒါအပြင်အစိမ်းရောင်ရုပ်သေးကသူ့ပိုင်ဆိုင်မှုဖြစ်တာကြောင့်အလောင်းတောင်မှာရှိနေတဲ့ရုပ်သေးအကုန်လုံးကလည်းသူ့ပိုင်ဖြစ်လာနိုင်တဲ့အပြင်အပေါ်ရဆေးလုံးကတော့ပိုင်ရှင်ဖြစ်သူခွင့်ပြုပေးနေတဲ့၍အလောင်းရုပ်သေးတွေကိုတဆင့်ခံအမိန့်ပေးထိန်းချုပ်နိုင်ပါတယ်။ကိုတော်ပိုင်ဆေးဖော်လိုက်ပြီးဆိုတာနဲ့အလောင်းတောင်တစ်ခုလုံးရိမ့်ထိုးလောက်ခါလာခဲ့ပြီးအပျက်စီးတချို့လည်းစတင်ပြိုကျလာခဲ့တာကြောင့်လူတချို့အော်ဟစ်ပြေးလွှားနေရပါတယ်။ဒါပေမဲ့အလဲတောင်ထိတ်လောက်အခြေအနေမဆိုးရွားသေးတဲ့အတွက်လက်ခံပေးသူတွေရှိနေကြသလိုရွှေရှောင်ရှမ်းကလည်းသူတို့တွေဟာတကိုင်းနေသားချင်းဖြစ်လို့သူ့အလုပ်ယုံလေးကိုမဖျက်ဆီးလိုက်ပါနဲ့ဆိုပြီးလမ်းအော်ပြောနေရပါတယ်။တစ်ဖက်မှာလည်းဆေးလုံးအောင်မြင်ဖို့နီးစပ်နေလျက်ရှိပေမဲ့အစိမ်းရောင်ရုပ်သေးစီကနေမိခိုးငွေတွေရုတ်တရက်ထွက်ပေါ်လာခဲ့လို့ဆေးလုံးကျရှုံးသွားခဲ့ရပြီးအလောင်းကောင်ကြီးလည်းပောက်ကွဲတော့မလို့ဖြစ်သွားရပါတယ်။ဒါကိုမြင်တော့ရဲကျန်းလည်းအခြေအနေထိန်းချုပ်လိုက်ရပြီးအကြောင်းရင်းကိုရှာဖွေလိုက်တဲ့အခါသွေးမတန့်စင်ခြင်းဖြစ်နေလို့အလောင်းရုပ်သေးပေါ်မှာသွေးတန့်စင်အောင်ပြုလုပ်ပေးနေခဲ့ပါတယ်။သွေးတန့်စင်မှုလုပ်နေလေအလောင်းရုပ်သေးစီကနေအနက်ရောင်အခိုးငွေတွေထွက်ပေါ်နေလေဖြစ်ပြီးရဲကျန်းဘက်ကမထိန်းချုပ်နိုင်တဲ့အခါမှာတော့အလောင်းတောင်တစ်ခုလုံးကိုစတင်ပြန့်နှံ့သွားခဲ့ပါတော့တယ်။ကိုတော်ပိုင်ဆေးဖော်ရင်ကပ်ပေးတစ်ခုဖြစ်လာလိမ့်မယ်ဆိုတဲ့စကားအတိုင်းအနက်ရောင်မိခိုးငွေတွေရှူရှိုက်မိလိုက်ကြသူတွေလည်းမြင်ကျင်တာမြင်ကုန်ကြသလိုလှုပ်ချင်တာလှုပ်ကုန်ကြပြီးထင်းရောင်ထင်းမာဖြစ်ကုန်ကြရတာကြောင့်တောင်ထိပ်တစ်ခုလုံးအထင်းကိုမဲ့လာကြရပါတယ်။ကျင့်ကြံသူတွေအကုန်လုံးပြေးမလွတ်နိုင်ဖြစ်နေကြပြီးလူတချို့ကရေထဲရောက်ကုန်ကြသလိုငါလိုကူးခတ်နေလျက်ရှိကြတဲ့အပြင်တချို့ကလည်းငှက်တွေလိုမျိုးကောင်းကင်ပေါ်ပြန်တန်းကျင်နေကြပြီးလှုပ်ချင်တာတွေရှောက်လုပ်ကုန်ကြပါတယ်။ယူသွနေတဲ့တပည့်တွေကိုရွှေရှောင်ရှမ်းကလိုက်နှုတ်ပေးနေရပြီးဘာမှတက်နိုင်ခြင်းမရှိတာကြောင့်အကြီးကဲတွေစီအမြန်သတင်းပို့လိုက်ကြဆိုပြီးဘေးနားမှာရှိနေတဲ့ကြောက်တုံးကြီးကိုအမိန့်ပေးလိုက်ပါတယ်။သူမိန့်ပေးနေတာကိုအခုထိမသွားသေးဘူးလားသူ့ကိုအာခံချင်နေတာလားဆိုပြီးဒေါသဖြစ်ဖြစ်နဲ့အားကုန်ပိတ်ကန်ပစ်လိုက်တော့နာကျင်သွားတဲ့ရွှေရှောင်ရှမ်းလဲမင်းခန္ဓာကိုယ်ကကြောက်တုံးလိုတန်မာလာချီလားဆိုပြီးဘာတွေလေးကျင့်နေလဲဆိုတာမေးကြည့်လိုက်ပါတယ်။ဒီဖြစ်စဉ်ကိုမြင်တော့တခြားကြီးကဲတွေကရဲကျန်းဆေးလာဖော်တဲ့အခါကျရင်ကြိုတင်ပြင်ဆင်ထားရမယ်ဆိုပြီးလှမ်းစစ်ဆေးနေကြသလိုအလောင်းတောင်အကြီးကဲလဲခမ်းမကြီးဘက်ပြန်ရောက်လာခဲ့ပါတယ်။ဒီကောင်းတွေအကုန်လုံးဘာတွေဖြစ်နေကြတာလဲဟာဆိုပြီးကိုမျက်လုံးကိုတောင်မယုံကြည်နိုင်ဖြစ်နေရသလိုအနက်ရောင်ခိုးအငွေတွေကိုသူလဲရှူရှိုက်မိလိုက်တဲ့အခါမှာတော့မထိန်ချုပ်နိုင်တော့တဲ့အဖိုးကြီးလဲလင်းယုံငက်တကောင်လိုလေထဲရှောက်ပြန်နေပါတော့တယ်။အလဲတောင်ထိတ်မှာတော့အသေးကွဲနေတဲ့စုံကျင်းဝန်တယောက်အရက်မှုအောင်တောင်းတည်ခဲ့ပြီးရဲကျန်းဆိုတဲ့ကောင်စုပ်လေးကသူမဖြစ်စေခြင်းတဲ့အရာကိုနည်းနည်းလေးတောင်နားမလည်ပေးနိုင်ဘူးဆိုပြီးဒေါသထွက်နေခဲ့ရပါတယ်။ရဲကျန်းကတပည့်တွေအများကြီးကိုထိခိုက်နာကျင်စေခဲ့ပြီးမှအောင်မြင်မှုရရှိခဲ့တာဖြစ်လို့တခြားသူတွေကသူ့အပေါ်မုန်းတီးနေကြပါတယ်။
ဒါကြောင့်တပည့်တွေစိတ်ကြည်နေသွားပြီးအမုန်းတွေရောသွားအောင်တန်ရှင်းရေးလုပ်ခိုင်းလိုက်တာဖြစ်တယ်လို့ဒီလိုရိုးရှင်းမှုလေးကိုတောင်ရဲကျန်းကနားမလည်ပေးနိုင်တဲ့အပြင်တခြားသူတွေစီကိုတောင်ထွက်သွားလိုက်သေးတယ်ဆိုပြီးနာကျင်စွာရေရွတ်နေခဲ့ပါတယ်။ဒီလောက်တောင်ထွက်သွားခြင်းတယ်ဆိုရင်ပြန်လာဖို့စိတ်မကူးနဲ့တော့ငါဆိုတဲ့စုံချင်းဝန်ကနေမရှိလေဖြစ်တယ်ဆိုပြီးဒေါသထွက်လိုက်နာကျင်လိုက်ဖြစ်နေတဲ့အချိန်တစ်ဖက်မှာလည်းဆေးလုံးအောင်မြင်သွားပြီဖြစ်လို့အပေါ်ရဆေးလုံးထုတ်ယူလိုက်ပြီးအကြီးကဲကိုပေးဖို့အပြင်ထွက်လာလိုက်ပါတယ်။အပြင်ဘက်မှာတော့ဂိုင်းသားအကုန်လုံးမူးမေးဖြစ်လဲနေလျက်ရှိကြပြီးရွှေရှောင်းရှမ်းလဲသတိမေးခြင်းတလို့ဖြစ်နေတာကြောင့်လှုံနှိုးကြည့်လိုက်ပေမဲ့ချက်ချင်းသတိပြန်မရလာသေးလို့ဘားတွေကြီးလိမ့်ရိုက်ပေးလိုက်ရပြီးနီရဲနာကျင်သွားတဲ့အခါကျမှတကောင်းသားလဲမျက်လုံးပြန်ဖွင့်လာခဲ့ပါတယ်။ရဲကျန်းကိုမြင်တော့လက်ရှိပြဿနာကိုအကြီးကဲစီသတင်းသွားပို့လိုက်ဒီကိစ္စတွေအကုန်လုံးကကောင်းကင်မှာပြန်ဝဲနေတဲ့လင်းယုံငက်ကြောင်ဖြစ်ရတာဆိုပြီးအပေါ်ကိုမောကြည့်လိုက်ပါတယ်။ကိုတော်ပိုင်လဲကြောင်တောင်တဲ့အပေါ်ဘက်မောကြည့်တဲ့အခါအလောင်းတောင်အကြီးကဲကလင်းယုံငက်လို့အော်ဟစ်ပြန်တန်းနေတာကြောင့်သူရှာလိုက်တဲ့ပြဿနာကဒီလောက်ကြီးသွားတာလားဆိုပြီးစိတ်ညစ်သွားရပါတယ်။ရဲကျန်းကိုအမြန်ထွက်သွားခိုင်းလိုက်တယ်လို့ဒီငက်ဆုပ်ကိုအပြက်ရှင်းပြရမယ်ဆိုပြီးရွှေရှောင်းရှမ်းကအလောင်းရုပ်သေးပေါ်မှာပောက်ကွဲမှုထည့်ပေးလိုက်ကလောက်လေးကောလို့ပစ်ချလိုက်ပါတော့တယ်။ရဲကျန်းတားနေတဲ့ကြားကအကြီးကဲလဲပောက်ကွဲမှုထိမှန်သွားခဲ့ပြီးအရှိန်ပြင်းပြုတ်ကျလာခဲ့ရတယ်လို့ရန်သူကိုနှိမ်နှင်းလိုက်နိုင်တဲ့အတွက်အကြီးကဲတွေကစူးချီးမြင့်ကြလိမ့်မယ်ဆိုပြီးရွှေရှောင်းရှမ်းလဲပျော်ရွှင်စွာထွက်သွားခဲ့ပါတော့တယ်။သတိပြန်ဝင်လာတဲ့အကြီးကဲကရှက်လက်ရှက်ဒေါသလဲထွက်သွားတာကြောင့်ဖိအားထုတ်ဖော်လိုက်ရင်ရဲကျန်းစီပြေးဝင်တိုက်ခိုက်လာတဲ့အခါကိုတော်ပိုင်ကဆေးပလင်းထုတ်ပြလိုက်ပြီးခမားမလို့ခြင်းဘူးဆိုရင်ဖျက်ဆီးပစ်လိုက်မဲ့အကြောင်းကြိုပြောပေးထားလိုက်ပါတယ်။ဒီစကားကြတော့အကြီးကဲဖြစ်သူချက်ချင်းရက်တန့်သွားခဲ့ပြီးတိုက်ခိုက်မှုကိုလည်းလမ်းကြောင်းပြောင်းလိုက်ရတဲ့အချိန်စိတ်ဆိုးနေသေးပေမဲ့စိတ်မချနိုင်ဖြစ်နေရတဲ့စုံချင်းဝန်လည်းဒီနေရာကိုရောက်ရှိလာခဲ့ကရဲကျန်းကိုကာကွယ်ပေးဖို့အသင့်ပြင်ထားလိုက်ပါတယ်။ဒီဆေးလုံးကအကြီးကဲပိုင်ဆိုင်တဲ့အလောင်းနဲ့ရုပ်သေးကိုအစစ်မြင့်ပေးနိုင်တာကြောင့်အမြန်ပေးဖို့လမ်းယူလိုက်ပေမဲ့အပြောင်းလဲမြန်တဲ့လူကိုဒီဆေးလုံးပေးလိုက်မဲ့အစားသူကိုယ်တိုင်ဖျက်ဆီးပစ်လိုက်မယ်ဆိုပြီးရဲကျန်းကချိန်ချောက်ပစ်လိုက်ပါတယ်။ဆေးလုံးယူပြီးသွားရင်တိုက်ခိုက်အောင်မှဆိုပြီးပြောတော့အကြီးကဲလည်းမျက်နှာချိုသွေးလိုက်ပြီးသူစိတ်လောသွားတာဖြစ်ကြောင်းဆေးလုံးအောင်မြင်သွားရင်ဘလို့ပြဿနာမျိုးကိုမှအရေးမယူတော့ဘူးဆိုပြီးဆေးလုံးကိုလည်းအတူလာအစ်လာမေးကြည့်လိုက်ပါတယ်။ကိုတော်ပိုင်ကဆေးပလင်းပစ်ပေးလိုက်ပြီးထုတ်စစ်ကြည့်တဲ့အခါအစ်လေးဆေးလုံးဖြစ်နေလို့အကြီးကဲပျော်ရွှင်သွားခဲ့ရပေမဲ့လည်းအလောင်းရုပ်သေးတွေကိုထိန်းချုပ်စေခိုင်းနိုင်တဲ့ဆေးလုံးကသူ့စီမှာရှိနေခဲ့တာဖြစ်ပါတယ်။အနောက်လက်ကြည့်လိုက်ပြီးမဆုံလို့ခေါ်လိုက်ပေမဲ့စုံချင်းဝန်ကလက်မကြည့်ပဲထွက်သွားတာကြောင့်ကိုတော်ပိုင်လည်းသူကငါ့ကိုစိုးရိမ်လို့လိုက်လာပေးတာပဲဆိုပြီးအနောက်ကလိုက်သွားလိုက်ပါတော့တယ်။အလေတောင်ကိုပြန်ရောက်လာတဲ့အခါစုံချင်းဝန်ကပြဿနာတွေဖြစ်တဲ့အခါကျမှပြန်လာဖို့စိတ်ကူးရှိတာလားကို့အမားကိုတီလာမေးတော့သူကဘာမှလုံးမိလို့လဲဆိုပြီးဒီစကားတွေတော်လောက်ပြီဆိုပြီးခွန်းတုံးပြန်လိုက်ပါတယ်။စုံချင်းဝန်ကသူ့ကိုပြန်ပြောရဲတဲ့ပေါ့ဆိုပြီးစိတ်တိုစွာမေးလိုက်တဲ့အခါဆေးပလင်းထုတ်ပေးလိုက်ပြီးဒါကိုယူခိုင်းလိုက်ပေမဲ့ဆေးလုံးတွေဖော်ဆက်နိုင်နေလို့သူ့ကိုပြန်ခံပြောရဲနေတာလားဆိုပြီးစုံချင်းဝန်ကပြန်ပစ်ပေးလိုက်ပါတယ်။ဒီဆေးလုံးကတာမန်ဆေးလုံးမဟုတ်ကြောင်းပြောတော့အစင်းလေးဆေးလုံးဖော်ဆက်သွားနိုင်တာနဲ့ပဲသူ့ကိုအထင်သေးသွားတာလားဆိုပြီးရီးတဲ့ပြန်ပြောလာပြန်တာကြောင့်ဒီဆေးလုံးကိုအရင်စစ်ဆေးကြည့်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့အစင်း30ဆေးလုံးဖော်နိုင်ရင်တော့ငါ့ကိုလှည့်စားလို့မရဘူးဆိုပြီးစုံချင်းဝန်ဘက်ကအတင်းညှင်းဆက်နေခဲ့တဲ့အတွက်သူတို့နှစ်ယောက်ကြားမှာတိုက်ခိုက်မှုအသေးစားဖြစ်ပွားခဲ့ရကဆေးပလင်းလည်းပြုတ်ကျသွားခဲ့ရပါတယ်။ဆေးလုံးထွက်ပေါ်လာတဲ့အခါကျမှအမျိုးသမီးကျင့်ကြံသူတွေအတွက်အထူးဖော်ဆက်ထားတဲ့ဆေးလုံးဖြစ်မှန်သိသွားရပြီးစုံချင်းဝန်အံ့အားသင့်သွားရပါတယ်။ရဲကျန်းကဒီဆေးလုံးကိုအလောင်းတောင်ထိပ်ကရရှိလာတဲ့ဆေးဝါးပစ္စည်းတချို့နဲ့တယောက်သောသူအတွက်ဖော်ဆက်ပေးခဲ့တာဖြစ်တယ်လို့အယိုးမြစ်တွေတတ်မှစေပြီးအသားရည်ကိုလည်းဖြူဝင်းလာပါစေကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီတယောက်သောသူကမလိုချင်ကြောင်းပြောနေတော့ဘာမှမထူးတော့တဲ့အကြောင်းဆေးလာပေးပြီးပြီဆိုတော့သူထွက်သွားတော့မှဖြစ်တယ်လို့အခုချိန်ကနေစပြီးခင်ဗျားကအကြီးကဲကျုပ်ကတပည့်တယောက်လို့ပြောပြီးကိုတော်ပိုင်းထွက်သွားပါတော့တယ်။စုံချင်းဝန်ကရဲကျန်းဆိုပြီးလှမ်းခေါ်လိုက်တဲ့အခါအကြီးကဲစီမှာဗာပြောစရာရှိသေးလို့လဲဆိုပြီးအရွက်တိုက်မေးလိုက်တော့စုံချင်းဝန်လည်းပြောစရာစကားမဲ့သွားရပါတယ်။ပြောစရာစကားမရှိတော့ဘူးဆိုရင်သူ့ကိုခွင့်ပြုပေးပါအောင်ဆိုပြီးထွက်သွားတဲ့ရဲကျန်းနောက်ကျောကိုကြည့်ရင်စုံချင်းဝန်တယောက်အတွေးများစွာကြည်စိုးနေကြရပါတော့တယ်။ကိုတော်ပိုင်ကအခန်းထဲမှာစောင့်နေပြီးစုံချင်းဝန်ဘာဆက်လုပ်မလဲဆိုတာသိချင်စိတ်ဖြစ်နေခဲ့ပါတယ်။တိတ်မကြခင်မှာပဲညှော်နေသူရောက်လာခဲ့ပြီးပထမဆေးလုံးကတန့်စင်မှုမရှိတာကြောင့်လွင့်ပစ်လိုက်ပြီဖြစ်ကြောင်းဒါကြောင့်နောက်တစ်လုံးထပ်ဖို့ပေးရမယ်ဆိုပြီးပြောရင်းထွက်သွားပါတော့တယ်။ဒီစကားကြတော့အပင်ပန်းခံစူးစမ်းဖို့ဆက်ပေးတဲ့ဆေးလုံးကိုတကယ်လွင့်ပစ်လိုက်တာလားဆိုပြီးကိုတော်ပိုင်စိတ်မကောင်းဖြစ်သွားရပေမဲ့စုံချင်းဝန်စီကနေဆေးနှံရရှိလိုက်တဲ့အခါကျမှသူမလိန်ပြောသွားတာဖြစ်မှန်သဘောပေါက်သွားခဲ့ပါတယ်။စုံချင်းဝန်ထွက်သွားတဲ့နောက်မှာတော့မြေစိမ့်တောင်တပည့်တွေကသူတို့အကြီးကဲစီကိုခေါ်ဆောင်သွားခဲ့ကြပြီးဂိုင်းစစ်ပွဲကြီးနီးလာပြီဖြစ်လို့သွေးမော်ဆေးလုံး100လောက်ဖော်ဆက်ပေးနိုင်မလားဆိုပြီးမြေစိမ့်တောင်တခင်ကြီးကမေးမြန်းနေလျက်ရှိပါတယ်။မြေစိမ့်တောင်မှာဆိုရင်ကောင်းကင်နဲ့မြေကြီးစွမ်းအင်တို့ပါဝင်တဲ့ဆေးပေါင်းဖို့ကြီးရှိနေခဲ့ပြီးဆေးလုံးပျက်စီးသွားချိန်မှာတောင်ဆေးအိုးပေါက်ကွယ်သွားမှာမဟုတ်ဘူးဆိုပြီးအကြီးကဲကရှင်းပြပေးလာခဲ့ပါတယ်။အကြီးကဲဘက်ကအာမခံပေးလိုက်ပြီဖြစ်လို့ကိုတော်ပိုင်ကလည်းသွေးဆေးလုံးဖော်ဆက်ပေးနိုင်တယ်ဆိုပြီးအကြီးကဲကိုအပြင်ထွက်ခိုင်းလိုက်ပြီးတာနဲ့ဆေးညွန့်ပစ္စည်းတွေစတင်ထုတ်ကြည့်လိုက်ပါတယ်။
တန့်စင်ကန်တစ်ခုလုံးကိုစစ်ဆေးကြည့်လိုက်တဲ့အခါထာဝရရှင်တန်ရေးကျမ်းရဲ့စင်နဂါရုပ်ပုံတွေနဲ့သွေးပိုးပေးကြီးရဲ့ရုပ်ပုံတချို့ထွက်ပေါ်လာတဲ့အတွက်သွေးကိုင်းနီးစနစ်တွေကသွေးပိုးပေးကြီးကနေဆင်းသက်လာတာဖြစ်လို့သွေးပိုးပေးကြီးကသူနဲ့ကျင့်စဉ်တူလိုက်တာဆိုပြီးတွေးမိလိုက်ပါတယ်။ဒါကြောင့်ဒီယေဒနာတွေအကုန်လုံးကိုသူအကုန်ယူပြစ်လိုက်မယ်ဆိုရင်ထာဝရရှင်တန်ရေးစွမ်းအားနဲ့စေပညာရက်တွေအကုန်လုံးကိုပိုင်ဆိုင်သွားနိုင်လောက်တယ်ဆိုပြီးကိုတော်ပိုင်သဘောကျသွားတဲ့နောက်စစ်ပစ္စည်းတွေထုတ်ယူလိုက်ရင်စတင်တန့်စင်ကြည့်လိုက်ပါတယ်။ဆေးစွမ်းဆယ်ဆလောက်နဲ့အရင်စမ်းသက်ကြည့်တဲ့အခါဆေးပေါင်းဖို့ကြီးကအကောင်းတိုင်းရှိနေသေးတာကြောင့်ပျော်ရွှင်သွားတဲ့ကိုတော်ပိုင်လည်းဆေးပစ္စည်းတွေအကုန်လုံးကိုဆေးညှို့မာတိကအတိုင်းဖော်ဆက်တန့်စင်နေခဲ့ပြီးတစ်ဖက်မှာလည်းထာဝရရှင်တန်ရေးကျမ်းကိုမပြတ်လေးကျင့်နေခဲ့ပါတယ်။အချိန်တစ်ခုကြာတဲ့အခါပောက်ကွဲတာမျိုးမရှိဘူးဆိုတဲ့ဆေးပေါင်းဖို့ကြီးကစတင်လှုပ်ရမ်းလာခဲ့တာကြောင့်ဒီလောက်ကြီးတဲ့အိုးကြီးတာပောက်ကွဲထွက်သွားမယ်ဆိုရင်သူလည်းအသက်ဆုံးရှုံးသွားလိမ့်မယ်ဆိုပြီးအပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ညီစိတ်တောင်ကြီးကဲကရဲကျန်းကြီးလေအောင်မြင်သွားပြီလားမေးတော့ဆေးဖော်ဆက်ခြင်းကအချိန်တစ်ခုလိုအပ်တာမို့အခုတော့ဆေးလုံးနဲ့ပေးထားခဲ့တယ်ဆိုပြီးတခြားတောင်ထိပ်တွေမှာဆေးသွားဖော်လိုက်အောင်မယ်ဆိုကထွက်သွားဖို့ပြင်လိုက်ပါတယ်။အကြီးကဲကကောင်းကင်ပေါ်မှာမိုးကြိုးတွေရှိနေသေးတယ်ဆိုပြီးစိုးရိမ်စွာမေးလာတော့ရဲကျန်းလဲဆေးပေါင်းဖို့ကြီးကအကြီးကဲပြောထားသလိုပောက်ကွဲတာမျိုးမရှိဘူးဆိုရင်ဘာပြဿနာမှရှိလာမှာမဟုတ်ဘူးဆိုပြီးနောက်3လကြာရင်ဆေးလုံးပြန်လာထုတ်ပေးမယ်ဆိုကချက်ချင်းထွက်လာခဲ့လိုက်ပါတယ်။အမီမဲ့တောင်ထိပ်မှာမကောင်းဆိုးဝါးရဲ့ဆေးလာဖော်နေပြီဖြစ်လို့ဂိုင်းသားတွေလည်းအထုပ်ပိုးကိုစီနဲ့နေရာရွှေ့ပြောင်းနေကြရပြီးလူတချို့ကတော့တောထဲပုန်းခိုနေကြရပါတယ်။အကြီးကဲဖြစ်သူကသူလိုချင်တာဖော်ဆက်ပေးနိုင်ရင်သူ့ဘက်ကလည်းလိုချင်တာပြန်ပေးမယ်ဆိုပြီးရဲကျန်းကိုဂရုပေးနေခဲ့ပါတယ်။အကြီးကဲကထာဝရရှင်တန်သူသွေးဆေးလုံးဖော်ဆက်ခိုင်းနေတာဖြစ်ပြီးဆေးညှို့ရှုပ်ထွေးလွန်းတာကြောင့်ရဲကျန်းကလည်းအခွင့်အရေးပိုးယူလို့ရအောင်သူလည်းတက်နိုင်မှာမဟုတ်ကြောင်းပြန်ပြောလိုက်ပါတယ်။ဒီစကားကြတော့အကြီးကဲဘက်ကမကောင်းဆိုးဝါးတွေနဲ့ချင်းချောက်ပြလိုက်ပြီးရဲကျန်းဆေးဖော်ပေးမယ်ဆိုရင်မကောင်းဆိုးဝါးတွေမနှောက်ယှက်နိုင်အောင်ထိမ့်သိမ်းပေးထားမယ်ဆိုကပြောလာခဲ့ပြန်တော့စုံကျင်းဝံအတွက်လည်းဆေးဖော်ပေးရအောင်မှဖြစ်လို့သူလည်းလက်ခံပေးလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းအမီမဲ့တောင်ထိပ်မှာရှိတဲ့မကောင်းဆိုးဝါးမိစ္ဆာတွေကကိုပြောက်လူတက်နိုင်ပြီးရက်ဆက်ကြမ်းကြုတ်လွန်းတာကြောင့်ရဲကျန်းလိုအစွမ်းထက်ဆေးစရာတယောက်တစ်ခုခုဖြစ်သွားမှစိုးရိမ်မိကြောင်းစုံကျင်းဝံကဘိုးဘေးဖြစ်သူထံရှောက်တင်နေခဲ့ပါတယ်။စုံဘိုးဘေးကစစ်ပွဲဖြစ်လာတော့မဲ့အချိန်မှာတင်းငယ်တဲ့ကိစ္စလေးတွေကိုဂယူးဆိုင်ဖို့မတင်တော့သလိုရဲကျန်းကြောင့်တခြားကြီးကဲတွေနဲ့လည်းဆက်ဆက်ရေးမပြတ်ချင်ဘူးဆိုပြီးပြောတော့စုံကျင်းဝံကရဲကျန်းဟာသွေးသက်ခင်ကိုရံတော်ဖြစ်လို့ကာကွယ်ဆောင်ရှောက်ပေးဖို့ထက်တောင်းဆိုလိုက်ပါတယ်။စုံကျင်းဝံရဲ့အမူအရာကိုမြင်တဲ့အခါရဲကျန်းကမင်းအတွက်အရန်အရေးကြီးနေတာလားဆိုပြီးမေးကြည့်လိုက်တော့တစ်ဖက်ကလည်းခေါင်းညိတ်ပြရင်ထွက်သွားခဲ့တာကြောင့်ကျင်းဝံစိုးရိမ်ပေးရမဲ့သူနောက်ဆုံးတော့ထွက်ပေါ်လာခဲ့ပြီဆိုပြီးဘိုးဘေးရေယိုမိလိုက်ပါတော့တယ်။အမီမဲ့တောင်ထိပ်မှာတော့ရဲကျန်းနဲ့အကြီးကဲဖြစ်သူတို့စေတန့်စင်ကမ်းမကြီးတဲ့ကိုတဖြည်းဖြည်းဝင်ရောက်လာကြပြီးမကောင်းဆိုးဝါးအန်ဒရယ်တွေကိုသူကာကွယ်ပေးထားမှဖြစ်လို့ရဲကျန်းကိုလည်းစေတန့်စင်တဲ့ကိစ္စပေါ်မှာသာအာယုံစိုက်ခိုင်းထားလိုက်ရင်တကားပိတ်ထွက်ခွာသွားခဲ့ပါတော့တယ်။ဒီနေရာမှာသူ့ကိုခြေကျုံမိစေခြင်းရင်ဆူတောင်းနေလိုက်လေဆိုပြီးစိတ်တိုနေတဲ့ကိုတော်ပိုင်လည်းချက်ချင်းဆေးဖော်ဆက်လိုက်ပြီးဆေးဝါးပစ္စည်းတွေကိုဆေးညွန့်အတိုင်းတန့်စင်လိုက်တဲ့အခါအနီရောင်ဆေးလုံးတစ်လုံးကိုအရင်ရရှိလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့အောင်မြင်မှုမရှိတာကြောင့်ဆေးလုံးအကွဲသွားခဲ့ရပြီးအဖိုးတန်ဆေးပစ္စည်းတွေကိုဖြုံးတိသလိုဖြစ်နေရပြီဆိုပြီးအဝေးလွင့်ပစ်လိုက်သလိုမာယွင်းသွားတဲ့နေရာတွေကိုတေချာပြန်ပြင်ဆင်နေခဲ့ပြီးနောက်တစ်ကြိမ်ထက်စူးစမ်းကြည့်လိုက်ပါတယ်။ဒီအချိန်နေရာတစ်ခုကနေအတန်တစ်ခုကြားလိုက်ရလို့သွားစစ်ဆေးကြည့်တဲ့အခါဆေးလုံးစားကျင်နေကြတဲ့မိစ္ဆာသားပေါက်လေးတွေကိုအများကြီးတွေ့လိုက်ရတာကြောင့်ဒါပါကောင်လေးတွေလဲဆိုပြီးမထွက်ပြေးသေးပဲကြံနေတဲ့ကောင်လေးကိုဖမ်းယူကြည့်လိုက်ပါတယ်။မိစ္ဆာသားပေါက်လေးကအခိုးငွေ့ဖြစ်ပြောင်းလဲသွားပြီးလက်ထဲကနေယုံထွက်သွားခဲ့တာကြောင့်တဘာဝအတိုင်းဖြစ်တည်လာတဲ့မိစ္ဆာကောင်လေးဖြစ်နေမှန်းသိလိုက်ရပါတယ်။သူ့ဆေးလုံးကအကွဲသွားပြီဆိုပေမဲ့အနှစ်သာရရှိနေသေးလို့ထိုးကျွေးကြည့်တဲ့အခါတစ်ဖက်ကလည်းချက်ချင်းစားပစ်လိုက်တဲ့အတွက်ကိုတော်ပိုင်ကသူ့ဆေးလုံးစားလိုက်ရင်သူ့အတွက်ကူဆေးဖော်ပေးရမယ်ဆိုပြီးပြောလိုက်ပါတယ်။ဒီစကားကြတော့မိစ္ဆာသားပေါက်လေးကသူ့ကိုလန့်ကိုက်လာခဲ့ပေမဲ့အကောင်သေးလွန်းတာကြောင့်ဘာမှမဖြစ်စေခဲ့ပါဘူး။မိစ္ဆာသားကောင်တွေကတခင်ဖြစ်သူကိုတောင်ပြန်တိုက်ခိုက်ကြတယ်ဆိုပြီးအကြီးကဲဖြစ်သူကသွေးစာလုံးတဲ့အကြောင်းရှင်းပြဖူးခဲ့တဲ့အတွက်ကိုတော်ပိုင်လည်းသွေးတစ်စက်ထုတ်ယူလိုက်ကသူတို့နှစ်ယောက်ကြားမှာသွေးစာချုပ်ချုပ်ဆိုလိုက်ကြပါတယ်။အဲ့ဒီနောက်မိစ္ဆာသားပေါက်လေးကိုရှောင်းဟေးလို့နာမည်ပေးလိုက်ပြီးဆေးဖော်တဲ့နေရာဘေးမှာကင်းဆောင်ခိုင်းထားလိုက်တယ်လို့မအောင်မြင်တဲ့ဆေးလုံးတွေကိုလည်းအကုန်ကျွေးပစ်လိုက်တာကြောင့်ရှောင်းဟေးလည်းတဖြည်းဖြည်းအင်အားကြီးမားလာခဲ့ကဆေးဖော်ဆက်ခြင်းကလည်းရပ်ပေါင်းများစွာကုန်ဆုံးသွားခဲ့ပါတယ်။မတိလိုက်ခင်မှာပဲရှောင်းဟေးကမိစ္ဆာကောင်ကြီးဖြစ်လာခဲ့ပြီးပောက်ကွဲတော့မဲ့ဆေးပေါင်းဖို့ကြီးပေါ်ကဆေးခိုးအငွေ့တွေကိုစုပ်ယူဝါမျိုးခိုင်းလိုက်ပြန်ပါတယ်။အဲ့ဒီအခါမှာတော့ရှောင်းဟေးကသွေးစားနေတဲ့မိစ္ဆာကောင်ဖြစ်ကိုစတင်ပြောင်းလဲလာခဲ့ပြီးတခင်ဖြစ်သူကိုလည်းရုတ်တရက်တိုက်ခိုက်တာကြောင့်မိစ္ဆာကောင်တွေကိုတင် जा ပေးလို့မရနိုင်ဘူးဆိုကတစ်ဖက်ကဒါစီကာထားလိုက်ပါတယ်။ရှောင်းဟေးကကိုဖြောက်ချောင်းမြောင်းနေလျက်ရှိပြီးတစ်ဖက်ကလည်းသူထွက်လာမဲ့ဘက်ကိုသွေးဓာတ်ကြိုခုတ်ပေးလိုက်သလိုအချိန်တစ်ခုကြာအောင်အပြန်လန်တိုက်ခိုက်ပြီးချိန်မှာတော့အတီးခံလိုက်ရတဲ့ကောင်လည်းကြောက်အားလန့်အားဖြစ်သွားရပြီးအမိန့်နာခံလာခဲ့ပါတော့တယ်။ဒီအချိန်တောင်ထိပ်သခင်ကစားဖက်ရင်အလုရှုံနေပြီးတပည့်တွေလာသတင်းပေးလို့အမြန်ထွက်လာလိုက်ပါတယ်။တိတ်ဆိတ်ငြိမ်သက်သွားတဲ့စေတန့်စင်ကမ်းမကြီးကိုအကြီးအကဲဖြစ်သူပြန်လာစစ်ဆေးကြည့်တဲ့အခါမိစ္ဆာသားကောင်ရုတ်တရက်ပြေးထွက်လာခဲ့လို့အမြန်ရှောင်းလိုက်ရပါတယ်။
အထဲဘက်မှာတော့ဆေးတစ်တာတစ်လုံးနဲ့စာတစောင်ချန်ထားပေးခဲ့ပြီးရဲကျန်းကသူ့ကိစ္စပြီးသွားပြီဖြစ်လို့အကြီးအကဲဖြစ်သူကသူ့အပေါ်မှာကျေးဇူးကြွေးတင်နေပြီဆိုကစကားချန်ထားခဲ့လိုက်ပါတယ်။ဆေးလုံးထုတ်စစ်ကြည့်တဲ့အခါအစင်လေးဆေးလုံးတစ်ဖြစ်လဲထာဝရရှင်တန်သွေးဆေးလုံးဖြစ်လို့အကြီးအကဲဖြစ်သူကျင်းနဲ့ပျော်ရွှင်သွားခဲ့ရတယ်လို့ကိုတော်ပိုင်တယောက်ကလည်းအလဲတောင်းကိုပြန်နေရင်တခုခုမေ့ကြံခဲ့သေးလားဆိုပြီးတေချာစဉ်းစားနေလိုက်ပေမဲ့ဘာကိုမှပြန်စဉ်းစားလို့မရတာကြောင့်ဒီအတိုင်းထားလိုက်ပါတော့တယ်။တကယ်တမ်းမှာတော့သူမသိတဲ့အချက်ကအချိန်3လပြည့်တဲ့အခါကျရင်မြေစိမ့်တောင်ကိုပြန်သွားပြီးဆေးပေါင်းဖို့ကြီးတဲ့ကနေဆေးလုံးထုတ်ပေးရမှာဖြစ်ပါတယ်။စုံချွဲကမြေစိမ့်တောင်ကိုလမ်းကြည့်နေပြီးဆေးပေါင်းဖို့ကြီးပောက်ကွယ်သွားရင်တောင်ထိပ်တစ်ဝက်လောက်ပျက်စီးသွားနိုင်တယ်ဆိုပြီးရဲကျန်းအပြစ်ပေးခံရမယ့်အချိန်ကိုကျင်းနဲ့စွာစောင်းမျှော်နေပါတယ်။တစ်ဖက်မှာလည်းစုံချင်းဝန်ကရဲကျန်းကိုသတိရနေခဲ့ပြီးပြန်သွားခေါ်ဖို့ပြင်လိုက်တဲ့အချိန်ကိုတော်ပိုင်ပြန်ရောက်ရှိလာခဲ့ပါတယ်။စုံချင်းဝန်ကဘလို့လုပ်ပြီးပြန်ရောက်လာတာလဲမေးတော့အလဲတောင်ထိပ်ကသူ့အိမ်ဖြစ်တဲ့အကြောင်းမမဆုံကိုလည်းစိုးရိမ်အောင်လုပ်မိခဲ့လို့တောင်းပန်ကြောင်းပြန်ပြောလိုက်တဲ့အခါတစ်ဖက်ကလည်းမိန်းကလေးတို့ထုံးစံအတိုင်းဘသူကစိုးရိမ်ပေးနေလို့လဲဆိုပြီးဟန်မူရပို့လိုက်ပါတယ်။တောင်ထိပ်3ခုမှာဆေးသွားဖို့ပေးခဲ့တာကသူတို့ရဲ့စိုးရိမ်မှုတွေကိုတွားဖြစ်ရှင်းပေးတာဖြစ်လို့သူတို့စီကနေထောက်ခံမှုရရှိလာနိုင်မယ်ဆိုရင်တွေးသက်ခင်ပြိုင်ပွဲမှာစုံမိသားစုကပိုပြီးအားသာသွားနိုင်တယ်ဆိုပြီးရဲကျန်းပြောတန်ကြလိုက်ရတော့စုံချင်းဝင်လည်းသူ့အတွက်လှုပ်ပေးနေတာလားဆိုကအံ့ဩသွားခဲ့ရပါတယ်။သူလှုပ်ပေးနေတဲ့အရာအလုံးကမမဆုံအတွက်ပါဆိုပြီးတော်ကီထက်ပစ်လိုက်တယ်လို့လက်ကလေးဖမ်းဆွဲလိုက်ရင်နုပြိုဆေးလုံးထုတ်ပေးလိုက်တာကြောင့်စုံချင်းဝင်လည်းသူနောက်ပြောလိုက်တဲ့စကားကိုအတီးယူဖော်ဆက်ပေးခဲ့တာလားဆိုပြီးစိတ်လှုပ်ရှားသွားရပါတယ်။ကိုတော်ပိုင်ကဒီအခွင့်အရေးကိုအသုံးချကမမဆုံကိုအမြဲပျော်ရွှင်အောင်ထားပါမယ်ဆိုပြီးဂရုပေးလိုက်တာကြောင့်အပြိုကြီးစုံချင်းဝင်လည်းရင်ခုန်လုံးလို့ဘာမှမပြောနိုင်တော့ပါဘူး။သူတို့နှစ်ယောက်တရားပေါ်မှာအကြီးဆိုင်နေကြတဲ့အချိန်စုံချွေရောက်လာခဲ့ပြီးဒီမြင်ကွင်းကိုမြင်လိုက်ရတာကြောင့်သူထင်သေးနေတဲ့ကောင်ကသူ့ကိုကြောတက်သွားတဲ့အပြင်ဒေါ်လေးဖြစ်သူကိုလည်းအပိုင်သိမ့်ကျင်နေတာလားဆိုပြီးဒေါသထွက်စွာပြေးဝင်တိုက်ခိုက်ပါတော့တယ်။ကိုတော်ပိုင်အနေနဲ့ဒီတိုက်ကွက်ကိုအလွယ်တကူတားဆီးနိုင်ပေမဲ့စုံချင်းဝင်ရှိနေတာကြောင့်တမင်သက်သက်အထိခိုက်ခံပြလိုက်ပါတယ်။အထိခိုက်မခံနိုင်သူကစုံချွဲကိုဝင်တားဆီးလိုက်ပြီးရဲကျန်းပါဖြစ်သွားတယ်လဲမေးတော့ကိုတော်ပိုင်ကဘာမှမဖြစ်ကြောင်းပြန်ပြောလိုက်ပေမဲ့ထိခိုက်နေတာမြင်လိုက်ရလို့စုံချွဲပဲလက်ဆူမိလိုက်ပါတယ်။စုံချွဲလေဒေါ်လေးဖြစ်သူကအမုန်းတီးဆုံးကောင်ကိုဂယူးဆိုင်ပေးနေတဲ့အပြင်သူ့ကိုလည်းအပြစ်တင်နေပြန်တာကြောင့်အတိတ်ပဲမရှိလိုက်တာဆိုပြီးအော်ဟစ်ပေါက်ကွဲနေတဲ့အချိန်ဂိုင်းတစ်ခုလုံးတုံခါလာခဲ့ကမြေစိမ့်တောင်ထုတ်ကြီးတစ်ခုလုံးအရှိန်ပြင်းပြင်းပေါက်ကွဲသွားရပါတော့တယ်။ဒီလိုပေါက်ကွဲမှုမျိုးဆိုရင်တောင်ထိပ်တစ်ဝက်လောက်ပျက်စီးသွားနိုင်တယ်ဆိုပြီးစုံချင်းဝန်အံ့အားသင့်စွာပြောလိုက်တယ်လို့ကိုတော်ပိုင်လည်းဆေးပေါင်းဖို့ကြီးကိစ္စကိုအခုမှပြန်သတိရလိုက်တာကြောင့်အမြန်သွားကြည့်လိုက်ရပါတယ်။စိတ်မချနိုင်တဲ့စုံချင်းဝန်လည်းသူ့နောက်ပြေးလိုက်သွားခဲ့ပြီးစုံချွဲကတော့တရားမဝင်တဲ့ဒီကိစ္စကိုသူ့သဘောမတူပေးနိုင်ဘူးဆိုကအော်ဟစ်ကြံနေခဲ့ရပါတယ်။မြေစိမ့်တောင်မှာတော့တောင်ထိပ်တစ်ခုလုံးပေါက်ကွဲပျက်စီးနေတာကြောင့်သူ့ဆေးလုံးလည်းတစ်ခါတည်းပျက်စီးသွားလောက်ပြီဆိုပြီးစိတ်မကောင်းဖြစ်သွားရတဲ့အချိန်အကြီးအကဲဖြစ်သူကသူ့တောင်ထိပ်တစ်ခုလုံးကိုဒီလိုဖျက်ဆီးပစ်လိုက်တာတောင်ဒီနေရာကိုပြန်လာရဲသေးတယ်ပေါ့ဆိုပြီးဒေါသထွက်စွာပြောလာပါတယ်။စုံချင်းဝန်ကရဲကျန်းအရှိမကာကွယ်ပေးထားလိုက်ပြီးအကြီးအကဲကဖြည့်ရှင်းချက်တောင်းတာတဲ့အခါကိုတော်ပိုင်ကလည်းသူ့စီကနေဖြည့်ရှင်းချက်လိုချင်တယ်ဆိုရင်ပြောပြပေးရသေးတာပေါ့ဆိုပြီးတင်းမာစွာဆိုလိုက်ပါတယ်။ရဲကျန်းကအဆင့်ငါဆေးလုံးဖြစ်လာအောင်ဆေးညိုများစွာဖတ်ရှုခဲ့ရတယ်လို့ပါဝင်ပစ္စည်းမျိုးစုံကိုလည်းရောနှောတန့်စင်ခဲ့ရတာကြောင့်ဆေးလုံးဖော်ဆက်ခြင်းကအရန်ခက်ခဲခဲ့တဲ့အကြောင်းဒါပြင်အကြီးအကဲဖြစ်သူကသူ့ဆေးပေါင်းဖို့ကြီးကိုဘယ်တော့မှပေါက်ကွဲမှာမဟုတ်ဘူးဆိုပြီးအာမခံထားခဲ့ပေမဲ့အခုချိန်မှာတော့မြင်တွေ့ကြတဲ့အတိုင်းပဲဆိုပြီးကိုတော်ပိုင်ကပြန်ချေပပစ်လိုက်ပါတယ်။ဒီစကားကြတော့ရဲကျန်းကဆေးဖော်ဆက်မှုကြရှုံးတာကိုဖုံးကွယ်ထားဖို့အတွက်မိအားမြင့်တင်သွားခဲ့တာဖြစ်ပြီးတောင်ထိပ်တစ်ခုလုံးကိုမြေမြုပ်ပစ်ချင်တာဖြစ်ကြောင်းသူထဲဝင်ကြီးမိလို့ရဲကျန်းရဲ့ရုံမာမှုတွေကိုမျက်မြင်သိလိုက်ရတာဆိုပြီးအပြစ်ပြန်တင်လာပါတယ်။အကြီးကဲစီကနေအထဲဝင်ကြီးခဲ့တယ်ဆိုတဲ့စကားတန်ကြားလိုက်ရတဲ့အခါရဲကျန်းလည်းအယံပေါက်ကွယ်သွားခဲ့ပါတယ်။အစင်းမြင့်ဆေးလုံးဖော်ဆက်တဲ့အခါကျရင်မီးပူချိန်ကိုတေချာထိညှိပေးထားရတာဖြစ်လို့အထဲမဝင်ကြီးပါနဲ့ဆိုပြီးမသွားခင်တေချာမှသွားခဲ့ပေမဲ့သူပြောတာကိုနားမထောင်တဲ့အပြင်အခုလိုပျက်စီးသွားချိန်ကြမှာသူ့အပေါ်အပြစ်တင်ကျင်တာလားဆိုပြီးတကယ်တရားခံကိုလက်ညှိုးပြန်ထိုးပေးလိုက်ပါတယ်။တခိုးကလူပြက်ဟစ်နေသေးတယ်ဆိုပြီးဒေါသထွက်သွားရတဲ့အကြီးကဲဖြစ်သူလည်းတပည့်တွေကိုဖမ်းဆီးခိုင်းလိုက်ပေမဲ့စုံချင်းဝန်ကအကုန်ဖယ်ရှားပစ်လိုက်ပြီးရဲကျန်းကအလဲတောင်းတပည့်ဖြစ်လို့သူ့ရှိမှတောင်ဒီလိုလုပ်ရဲသေးလားမေးလိုက်ပါတယ်။ရဲကျန်းကအပြစ်သားတယောက်ဆိုပြီးအကြီးကဲဖြစ်သူကဘေးမဖယ်ပေးဘူးဆိုရင်တိုက်ခိုက်လိုက်ကြတာပေါ့ဆိုကခွန်အားထုတ်ပြလိုက်တဲ့နောက်မြေစိမ့်တောင်သခင်ကြီးနဲ့အလဲတောင်ထိတ်သခင်မတို့လည်းအပြင်းထန်တိုက်ခိုက်နေခဲ့ကြပါတယ်။အကြီးကဲနှစ်ယောက်လုံးကအုံမြင့်တိဆောက်ခြင်းအထွတ်ထိပ်အဆင့်တွေဖြစ်ကြပြီးအနိုင်အရှုံးထွက်ပေါ်ခြင်းတယ်ဆိုရင်တော့နှစ်ဖက်လုံးထိခိုက်သွားနိုင်ခြင်းများသလိုတွေးသခင်ပြိုင်ပွဲလည်းနီးကပ်လာနေပြီဖြစ်တာကြောင့်စုံချင်းဝန်ကတခြားကြီးကဲတွေရဲ့ထောက်ခံမှုလိုအပ်နေပါတယ်။ဒီလိုအကြောင်းရင်းတွေကြောင့်စုံချင်းဝန်ကရဲကျန်းကိုပြစ်ပယ်လိုက်တဲ့ပေမဲ့သူ့အပေါ်ကောင်းမွန်လွန်းတာကြောင့်ကိုတော်ပိုင်လည်းရင်ထဲထိသွားရပါတယ်။ထိတ်တိုက်တွေ့ဆုံမှုအပြီးမှာတော့နှစ်ဖက်စလုံးအနောက်ဆုတ်လိုက်ရပြီးတိုက်ပွဲဆက်ဖြစ်ကြမှာဆိုလို့တခြားကြီးကဲတွေကလည်းဝင်ရောက်ဖြန့်ဖြေပေးလာကြပါတယ်။ဆေးလုံးဖော်ဆက်ခြင်းကအောင်မြင်မှုလည်းရှိသလိုကြာရှုံးမှုလည်းရှိတယ်ဆိုပြီးအလောင်းတောင်သခင်ကြီးပြောတော့မြေစိမ့်တောင်သခင်ကြီးလည်းအရန်ဒေါသထွက်သွားရပြီးဝင်မရှုပ်ဖို့ပြောလိုက်ပါတယ်
ဒီစကားကြတော့အမီမဲတောင်သခင်ကြီးကရဲကျန်းကိုထိခိုက်အောင်လုပ်ချင်ရင်သူ့ကိုအရင်ကြော်ဖျက်ရမယ်ဆိုပြီးအကြီးကဲတွေကြားအခြေအနေတင်းမာနေကြတဲ့အချိန်ဆေးနှံရရှိလိုက်တာကြောင့်အားလုံးကိုခဏရက်ခိုင်းထားလိုက်ပြီးဆေးလုံးကိုအမြင်လိုက်ရှာပါတော့တယ်။ညီစိတ်တောင်အကြီးကဲကဟန်ဆောင်မနေဖို့ပြောလိုက်တယ်လို့အမီမဲတောင်အကြီးကဲကလည်းညီလေးရဲ့ကျန်းကဆေးဖော်ဆက်တာများသွားလို့စိတ်ဖောက်သွားတာများလားဆိုပြီးစိတ်မကောင်းဖြစ်သွားရကစုံချင်းဝန်ကလည်းအကောင်းဆုံးလုပ်ပေးပြီးဖြစ်လို့ပြန်ကြရအောင်ခေါ်လိုက်ပါတယ်။ကိုတော်ပိုင်ကအဖိုးတန်ဆေးလုံးလေးမင်းဘေးရောက်နေတာလဲကွာဆိုပြီးအပြက်စီးတစ်ခုကိုဖယ်ကြည့်လိုက်တဲ့အချိန်မှာတော့အလင်းတန်းတစ်ခုနဲ့အတူအစင်ငါဆေးလုံးထွက်ပေါ်လာခဲ့တာကြောင့်လူတိုင်းအံ့အားသင့်သွားရပါတယ်။ဆေးစွမ်းအင်ကိုင်းမှာတောင်အစင်ငါဆေးလုံးဖော်ဆက်နိုင်သူကတယောက်တည်းသာရှိလို့ရဲကျန်းကဒီအဆင့်ထိရောက်သွားပြီလားဆိုပြီးလူတိုင်းမယုံကြည်နိုင်ဖြစ်နေရတယ်လို့မြေစိမ့်တောင်ကြီးကဲကလည်းသူတို့ကတိပေးထားတဲ့အတိုင်းရဲကျန်းကိုအရင်းမြစ်တွေပေးမယ်ဆိုပြီးဆေးလုံးတောင်းယူလိုက်ပါတယ်။အစင်ငါဆေးလုံးဖြစ်တာကြောင့်တခြားကြီးကဲတွေကလည်းသူတို့ကိုရောင်းပေးနိုင်မလားဆိုပြီးအပြိုင်ဆိုင်ကန့်လန့်နေကြပြန်လို့မြေစိမ့်တောင်သခင်ကြီးလည်းရဲကျန်းကိုမျက်နှာချိုသွေးလိုက်ရပါတယ်။ရဲကျန်းကတော့အပြောင်းလဲမြန်တဲ့လူကိုဆေးလုံးမပေးချင်ကြောင်းပြောတော့ဂရီပေးထားတဲ့အရင်းမြစ်တွေကိုသုံးဆထက်တိုးပေးမယ်လေဆိုပြီးထက်ကန်းလန့်လိုက်ပေမဲ့မထူးခြားသလိုပြုမှုနေတာကြောင့်အကြီးကဲဖြစ်သူလည်းသူရှိနေတဲ့ရွေမြေစိမ့်တောင်မှာရှိတဲ့အရာတွေကိုစိတ်ကြိုက်ယူခွင့်ပြုမယ်ဆိုပြီးအကုန်ပုံအော့ပစ်လိုက်ပါတယ်။ဒီစကားတွေကအချိုတက်နေတာမဟုတ်လားမေးတော့အကြီးကဲလည်းမျက်နှာချိုထက်သွေးလိုက်ရပြီးစေတနာအပြည့်နဲ့ပြောတာဖြစ်တယ်လို့ပျက်စီးသွားတဲ့တောင်ထိပ်တစ်ခုလုံးကတက်တေခံပေးနေပါတယ်ဆိုပြီးအနာတိုးကပ်လာခဲ့ပေမဲ့စုံချင်းဝန်ကဆေးရောလူရောသူတို့အပိုင်ဖြစ်တယ်ဆိုကကြားဖြတ်တာစီးလိုက်ပါတယ်။အလေတောင်ထိပ်ကကောင်းနာမှန်သမျှကိုအကုန်ယူခြင်းနေတယ်ဆိုရင်အင်းအားကွာခြားလာမှာဖြစ်လို့ကျန်တဲ့အကြီးကဲတွေလည်းအစင်ငါဆေးလုံးတွက်ဆိုရင်တော့တိုက်ခိုက်ဖို့အသင့်ပြင်ထားလိုက်ပါတယ်။တကယ်တော့အစင်ငါဆေးလုံးဆိုတာသူတို့တစ်သက်လုံးမြင်ဖူးခြင်းမရှိတာကြောင့်အကြီးကဲလေးယောက်လုံးကိုလိုချင်စိတ်ဖြစ်နေကြပြီးတိုက်ခိုက်ဖို့အတွက်လည်းအစင်သင့်ဖြစ်နေကြတာမို့ဒီဆေးလုံးကသူ့ဖော်ဆက်ထားတာဖြစ်လို့သူနဲ့သက်ဆိုင်တယ်ဆိုပြီးကိုတော်ပိုင်ကကြားဖြတ်ပြောလိုက်ပါတယ်။ဒီအချိန်စုံဘိုးဘေးထွက်ပေါ်လာခဲ့ပြီးသဘောတူညီထားတဲ့အတိုင်းဆိုရင်မြေစိမ့်တောင်အကြီးကဲကဆေးလုံးပိုင်ဆိုင်ရမှာဖြစ်ကြောင်းပြောတော့အကြီးကဲလည်းပျော်ရွှင်စွာအယိုးအသေးပြုလိုက်ပါတယ်။ဆုံးဖြတ်ပြီးတဲ့အခါရဲကျန်းဘက်လက်ကြည့်လိုက်ပြီးအစင်ငါဆေးလုံးကိုတောင်ဖော်ဆက်တန့်စင်နိုင်နေပြီဖြစ်လို့အလောင်းတောင်ထိပ်ရဲ့ကြက်သွေးရောင်အကြီးကဲဖြစ်ယာရုတိုးပေးလိုက်တယ်လို့မြေစိမ့်တောင်သခင်ကြီးကိုလည်းအရင်းမြစ်တွေထုတ်ပေးခိုင်းပြီးကိုတော်ပိုင်အတွက်စစ်ပွဲတိုင်းကိုလုပ်ပေးခိုင်းလိုက်ပါတယ်။ကြက်သွေးရောင်အကြီးကဲဆိုတာတောင်ထိပ်သခင်တွေအောက်ကတဆင်းနဲ့ယာရုဖြစ်တယ်လို့ကြက်သွေးရောင်စစ်ပွဲတိုင်းဆိုတာကလည်းယာရုအမတ်အသားဖြစ်တာကြောင့်ကိုတော်ပိုင်လည်းကျေးဇူးတင်ကြောင်းပြောလိုက်ပြီးအယိုးအသေးပြုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သွေးကိုင်းသားအကုန်လုံးကိုကျင့်ကြံမှုမှာအာယုံစိုက်ခိုင်းလိုက်ပြီးနောက်9ရက်ကြာရင်အုံမြင့်တိဆောက်ခြင်းအဆင့်တွေရဲ့သွေးချီစွမ်းအားတွေနဲ့အမွေနှစ်ဖွင့်လှစ်မှာဖြစ်တယ်လို့တလကြာရင်အလဲတောင်ထိပ်ရဲ့သွေးသက်ခင်ပြိုင်ပွဲကိုထပ်မံကျင်းပပေးမယ်ဆိုကအတိပေးလာခဲ့ပါတယ်။အရာအလုံးပြီးသွားရင်စိတ်ဝိညာဉ်ကိုင်းကြီးနဲ့စစ်ပွဲစတင်တော့မှာဖြစ်လို့ကျင့်ကြံသူတွေအကုန်လုံးကဖြစ်လာနိုင်မဲ့လိုအပ်ချက်အလုံးကိုကြိုတင်ပြင်ဆင်ထားရလိမ့်မယ်ဆိုပြီးအမိန့်ပေးရင်ထွက်ခွာသွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့စုံချင်းဝန်ကနောက်3ရက်ကြာရင်အမွေနှစ်ဆက်ခံပွဲကိုကျင်းပပေးတော့မှာဖြစ်လို့ရဲကျန်းကိုအစင်သင့်ပြင်ကိုင်းထားလိုက်ပြီးစိတ်ဝိညာဉ်ကိုင်းနဲ့လည်းစစ်ပွဲကြီးဆင်နွှဲကြတော့မှာဖြစ်ကြောင်းလှုပ်ဝက်ရှင်းပြပေးနေခဲ့ပါတယ်။3ရက်ပြည့်တဲ့အခါဂိုင်းသားအကုန်စုစည်းနေကြပြီးဘိုးဘေးကြီးဟန်ရန်ကသွေးတကားဖွင့်လှစ်တော့မှာဖြစ်လို့ဂိုင်းတစ်ဘက်အကုန်လုံးကိုသွေးငွေ့အသက်ထုတ်လွတ်ခိုင်းလိုက်ပြီးအမွေနှစ်ဆက်ခံပွဲကိုလည်းတာဝန်ယူကြီးကြက်ပေးနေခဲ့ပါတယ်။သွေးငွေ့သက်တွေကောင်းကင်ထက်ရောက်သွားတဲ့အခါတကားမုတ်ဝါကြီးတစ်ခုနဲ့အတူသွေးပလင်တစ်ခုထွက်ပေါ်လာခဲ့ကသွေးပလင်တရားထိုင်မှုအတွက်ဆိုပြီးကောင်းကင်ကိုယူဖွဲ့တပည့်9ယောက်ကိုစတင်ရွေးချယ်လိုက်ကြပါတယ်။လူ9ယောက်ထဲမှာတော့ကိုတော်ပိုင်ပါဝင်တူးရွှေမေရွှေရှောင်းရှမ်းနဲ့စုံချွဲတို့ရွေးချယ်ခံလိုက်ရပြီးသွေးပလင်ထက်ရောက်လာကြတဲ့အခါရှောင်းရှမ်းကရဲကျန်းနဲ့အနီးကပ်ထိုင်နေရတဲ့အတွက်ပျော်ရွှင်စွာနှုတ်ဆက်လိုက်ပါတယ်။ကိုတော်ပိုင်ကစုံချွဲကိုတစ်ချက်လန်းကြည့်လိုက်ပြီးအပြစ်ပေးခံထားရတာကနေလွတ်မြောက်လာပြီလားမေးလိုက်တဲ့အတွက်စုံချွဲတယောက်ဒေါသထွက်စွာမျက်နှာပြက်သွားခဲ့ရတယ်လို့ရွှေရှောင်းရှမ်းလည်းအကြီးကဲဆုံးကပါအပြစ်လုံးမိလို့လဲဆိုပြီးအံ့အားသင့်သွားရပါတယ်။စုံချွဲကပါစက်ပိတ်ထားလိုက်ဆန်းဆိုပြီးအရန်ပေါက်ကွဲပြနေတော့ရွှေရှောင်းရှမ်းလည်းတိတ်တိတ်နေပေးလိုက်ရတယ်လို့ကိုတော်ပိုင်ကအချိန်ရှိနေတုန်းလေးတခြားတပည့်9ယောက်ကိုအကဲခက်ကြည့်ရှုနေလိုက်ပါတယ်။တိတ်မကြခင်မှာပဲဘိုးဘေးကြီးရောက်ရှိလာခဲ့ပြီးအမွေဆက်ခံမှုအခမ်းအနားရဲ့ပထမဆုံးအဆင့်တစ်ဖြစ်လဲတောင်ထိပ်လေးခုမှာရှိတဲ့တောင်ဆောင်ဝင်းညင်တွေကိုနှိုးထပေးလိုက်ကြတာကြောင့်ကောင်းကင်ထက်မှာပေါက်ကွဲမှုကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ဘိုးဘေးကြီးကသူတို့သွေးကိုင်းကတခြားကိုင်းတွေနဲ့ဘာလို့ရှင်ပြိုင်နိုင်တယ်လဲဆိုတာကိုမင်းတို့တွေ့ရလိမ့်မယ်ဆိုပြီးဂုံယူစွာပြောလိုက်တဲ့အချိန်မျက်လုံးတစ်လုံးပုံစံရှိတဲ့ပေါက်ကွဲမှုကြီးထပ်ဖြစ်လာခဲ့ပြီးကိုတော်ပိုင်းခန္ဓာကိုယ်ထဲမှာလည်းထာဝရအသက်ရှင်ခြင်းစွမ်းအားတွေလည်းထိမ့်မနိုင်သိမ်းမရဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့တရီသားကျင့်ကြံခြင်းအဆင့်ဖြစ်တဲ့တောင်ဆောင်စိတ်ဝိညာဉ်တစ်ဖြစ်လဲမပျက်စီးနိုင်သောခရမ်းရောင်အယိုး6ကြီးထွက်ပေါ်လာခဲ့ပြီးတရီသားကျင့်ကြံခြင်းအစောပိုင်းမှာရှိနေတဲ့အပြင်မိုးကြိုးစွမ်းအားတွေနဲ့အနက်ရောင်ကြီးစွမ်းအားတွေကိုအသုံးပြုနိုင်သူဖြစ်ပါတယ်။အယိုး6ကိုမြင်တော့အလောင်းရုပ်သေးတန့်စင်ခြင်းရဲ့အထို့ထိပ်အခြေအနေဖြစ်ရမယ်ဆိုပြီးကိုတော်ပိုင်တွေးမိလိုက်သလိုသွေးနဲ့ဆိုးတွေပေါင်းစည်းသွားခဲ့ပြီးမျက်နှာတစ်ထောင်ရှိနေတဲ့နဆိုးတစ်ကောင်ထပ်မံဖြစ်တည်လာခဲ့ပြန်ပါတယ်။မျက်နှာတစ်ထောင်နဆိုးကောင်ကြီးဟာအမီမဲတောင်ထိပ်ရဲ့အဆောင်ရှောက်ဝိညာဉ်ဖြစ်ပြီးအခိုးအငွေ့တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာကြောင့်မကောင်းဆိုးဝါးအစွမ်းတွေကိုစိတ်ကြိုက်အသုံးပြုနိုင်တဲ့အပြင်တရေသားကျင့်ကြံခြင်းအဆင့်မှာဖြစ်ပါတယ်
အဲ့ဒီနောက်အလဲတောင်ထိပ်ရဲ့အဆင့်လွန်ရတနာဖြစ်တဲ့သွေးဓာတ်တစ်ချောင်းထွက်ပေါ်လာခဲ့တယ်လို့လေးခုမြောက်ကလည်းမြေစိမ့်တောင်ထွတ်ရဲ့ဘိုးဘေးအစီရင်တစ်ခုဖြစ်တာကြောင့်တောင်ထိပ်လေးခုရတနာတွေဟာတရေသားကျင့်ကြံခြင်းအဆင့်တွေနဲ့တိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။ငါးခုမြောက်အဆောင်လျှောက်ကသွေးကိုင်းတစ်ခုလုံးရဲ့အထွတ်မြတ်ရတနာဖြစ်တဲ့သွေးစာ6ရုပ်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီးသူ့ရဲ့အဆင့်ကလည်းတရေသားကျင့်ကြံခြင်းနှောင်းပိုင်းအဆင့်လောက်ရှိနေခဲ့ပါတယ်။စာကြောက်ရုပ်ကြီးကသူ့ရဲ့ချိန်ခွင်ကိုင်းမြောက်လိုက်တဲ့အခါကိုတော်ပိုင်တို့လည်းကိုယ့်ရဲ့ပုံရိပ်ရောင်တွေနဲ့ကိုပြန်တိုက်ခိုက်ရမယ့်ပုံရိပ်ရောင်ကဘာကြီးတစ်ခုတည်းချက်ချင်းဝင်ရောက်သွားခဲ့ကြပြီးအမြင့်ဆုံးထွက်လာနိုင်တဲ့သူကစိတ်သက်ခွန်အားအတန်မာဆုံးလို့ယူဆသတ်မှတ်နိုင်ပါတယ်။အကြီးအကဲတွေလည်းပထမစမ်းသပ်မှုတွေကနေဘသူအရင်ထွက်လာနိုင်မလဲဆိုပြီးတိကျင်စိတ်ဖြစ်နေကြသလိုအထဲဘက်မှာလည်းလူတစ်ယောက်ချင်းစီကပုံရိပ်ရောင်တစ်ခုစီနဲ့တိုက်ခိုက်ရှင်ပြိုင်နေခဲ့ကြရပါတယ်။တိတ်မကြခင်မှာပဲကိုတော်ပိုင်ကပုံရိပ်ရောင်ကိုအနိုင်ယူပစ်လိုက်ပြီးအပြင်ဘက်ပြန်ထွက်လာနိုင်တာကြောင့်ရဲကျန်းကထူးချွန်ထမျက်လွန်းတယ်ဆိုပြီးအကြီးအကဲတွေဝိုင်းဝန်းချီးကျူးနေခဲ့ကြကဆုံချွဲတူးရွှေမင်းနဲ့ရွှေဆောင်ရှမ်းတို့လည်းအသီးသီးပြန်ထွက်လာနိုင်ကြပါတယ်။လူ9ယောက်အရှိမှာတော့သွေးရည်ကန်ကြီးတစ်ခုရှိနေပြီးအခိုးငွေတွေကိုစုပ်ယူပြီးတော့တန့်စင်သွေးဆက်6ဆက်အဖြစ်ပြန်ထုတ်ပေးရမှာဖြစ်တဲ့အပြင်ဒီသွေးဆက်6ခုကပဲသွေးပိုးပေးမျက်လုံးကြီးကိုဖွင့်လှစ်အသက်သွင်းနိုင်မှာပါ။သွေးပိုးပေးမျက်လုံးဆိုတာအမွေဆက်ခံမှုအခမ်းအနားရဲ့အဓိကအစိတ်ပိုင်းဖြစ်တယ်လို့တန့်စင်သွေး6ဆက်ကသွေးစာ6ရုပ်ကြီးကိုနိုးထလာစေနိုင်မှာဖြစ်ပြီးကျန်တဲ့ရတနာတွေကတော့သူ့အလိုလိုနိုးထလာနိုင်စွမ်းရှိကြောင်းဘိုးဘေးကြီးကရှင်းပြပေးလိုက်ပါတယ်။ရတနာ9ခုစလုံးအသက်ဝင်လာတဲ့အခါကျရင်သွေးပိုးပေးမျက်လုံးကြီးကိုဖွင့်လှစ်ပေးလာကြမှာဖြစ်လို့ဘိုးဘေးကြီးလည်းသွေးတန့်စင်ခြင်းအခမ်းအနားကိုအရင်လှုပ်ဆောင်ခိုင်းလိုက်တဲ့အခါတပည့်တွေလည်းသွေးခိုးအငွေ့တွေကိုစတင်စုပ်ယူကြပါတော့တယ်။ခဏအကြာမှာပဲတပည့်တချို့စီမှာတန့်စင်သွေးဆက်တွေပြန်လဲတိတ်တီးလာကြပြီးတူးရွှေမေကအရင်ဆုံးပြီးဆုံးသွားခဲ့တယ်လို့ကိုတော်ပိုင်ကတော့စုံချွဲနဲ့ရွှေဆောင်ရှမ်းတို့ဘက်ကိုတစ်ချက်လန့်ရှိုးနေလိုက်ပါတယ်။တန့်စင်သွေးစွမ်းအားတွေကိုတခြားသူတွေစီကနေလည်းခိုးယူသုံးဆွဲလို့ရနိုင်တာကြောင့်ကိုတော်ပိုင်လည်းစုံချွဲနီးလန့်တိုင်းဘေးပတ်ဝန်းကျင်ကနေသွေးစွမ်းအားတချို့လောက်ကိုမတိမတာစုပ်ယူပစ်လိုက်ပါတော့တယ်။သူစီကနေသွေးစွမ်းအားတွေစုပ်ယူခံလိုက်ရတာမြင်တော့စုံချွဲဒေါသထွက်သွားခဲ့ရပြီးရဲချမ်းဘက်အော်ဟစ်ပစ်လိုက်ပေမဲ့ကိုတော်ပိုင်ကချွဲအားကိုယ်တိုင်လည်းဒီတိုင်းလုံနေတာမလားဆိုပြီးယူကျင်အောင်ပြန်ဆောင်လိုက်ပါတယ်။သွေးစွမ်းအားလိုချင်ရင်ကို့အစွမ်းစားနဲ့ကိုစ조사အထုတ်ရတယ်ဆိုပြီးပောက်ကွဲနေတဲ့စုံချွဲလဲရဲချမ်းစီကနေပြန်လဲစုပ်ယူလိုက်ရင်သူတို့နှစ်ယောက်ကြားမှာအရင်မြင့်လူယူပွဲကြီးဖြစ်လာခဲ့ရပါတယ်။တူးရွှေမေကတော့ဒီလိုခန်းသားမျိုးမှတောင်ခွေးချင်းကိုက်နေကြတာပါလားဆိုပြီးရှက်စရာကောင်းကြောင်းထောက်ပြပေးလိုက်တဲ့အပြင်သွေးသက်ခင်ရာတို့ဟာသူမအတွက်ဖြစ်လာရလိမ့်မယ်ဆိုပြီးဘိုးဘေးဝူကြီးထံယုံကြည်ချက်ရှိစွာအာမခံလိုက်ပေမဲ့လည်းအရင်မြစ်ကိုတော့ဝင်လူယူခြင်းမရှိခဲ့ပါဘူး။ဘိုးဘေးဝူကြီးကတမိဖြစ်သူကိုဝင်ပါစေခြင်းပေမဲ့လည်းအာမခံချက်ကြားလိုက်ရတော့စိတ်သက်သာရသွားခဲ့တဲ့အချိန်ကိုတော်ပိုင်ကအရင်မြစ်အကုန်လုံးပြင်တန့်စင်သွေးဆက်ကိုလည်းအကုန်ဆုပ်ယူပစ်လိုက်တာကြောင့်လူတိုင်းအံ့အားသင့်သွားကြပါတယ်။ရှောင်းရှမ်းကမင်းတို့တိုက်ခိုက်ခြင်းရင်လည်းသူ့အရင်မြစ်တွေကိုတော့လွတ်အောင်ရှောင်ပေးပါကွာဆိုပြီးအော်ငိုခြင်းစိတ်ဖြစ်သွားရတယ်လို့ဘိုးဘေးတွေကလည်းရဲချမ်းပြုမှုတွေကိုစုံဘိုးဘေးထံတိုင်ကြားလိုက်ပါတယ်။နောက်ဆုံးမှာတော့ရဲချမ်းကသွေးစွမ်းအားကုန်လုံးရဲ့90%လောက်ကိုစုပ်ယူသိမ်းဆည်းနိုင်လိုက်တာကြောင့်မပြောင်းလဲနိုင်တော့သွေးရိုး6ကြီးကိုလည်းလှုပ်ရှားမှုဖြစ်သွားစေခဲ့ပါတယ်။စုံဘိုးဘေးကနေမဝင်ခင်ချိန်မှာသွေးဆက်ထုတ်ပေးခိုင်းလိုက်ပြီးအမွေနှစ်ကိုအချိန်မီဖွင့်လှစ်မှာဖြစ်ကြောင်းတစုံတစ်ယောက်ကနှောက်နှင်းအောင်ပြုလုပ်ရဲရင်သွေးရိုး6အဖြစ်တန့်စင်ပစ်လိုက်မယ်ဆိုပြီးဖိအားပေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲကိုတော်ပိုင်တို့ကသွေးနဲ့ဆိုးကြီးအတွက်သွေးဆက်တွေပြန်ထုတ်ပေးနေခဲ့ပြီးနေဝင်ချိန်ကိုလည်းတဖြည်းဖြည်းရောက်ရှိလာခဲ့ကတပည့်ရှိယောက်လုံးကသွေးဆက်တွေထုတ်ပေးလိုက်ကြပေမဲ့ကိုတော်ပိုင်ကအခြေအနေတစ်ခုကြောင့်အတွင်းနဲ့နေခဲ့ရပါတယ်။စစ်ပွဲဖြစ်လာတဲ့အခါသွေးစွမ်းအင်ကိုင်းဘက်ကဒီသွေးနဲ့ဆိုးကြီးကိုဝက်ဖက်အဖြစ်ထုတ်သုံးလာနိုင်ပြီးစိတ်ဝိညာဉ်ကိုင်းသားတွေတေးကြီးပျက်စီးကြရမှာဖြစ်လို့ကိုတော်ပိုင်လည်းသွေးဆက်ထုတ်ပေးဖို့တွန်းဆုတ်နေခဲ့ရပါတယ်။ဒါပေမဲ့နေဝင်ချိန်နီးကပ်လာနေသလိုဘိုးဘေးတွေလည်းစောင့်ကြည့်နေလျက်ရှိတာကြောင့်ရွေးချယ်စရာမရှိတော့ပဲသွေးဆက်ထုတ်ပေးလိုက်ရပြီးဆုံးဖြတ်ချက်တစ်ခုနဲ့အတူအဲ့ဒီသွေးဆက်ထဲမှာလည်းသူပိုင်ဆိုင်တဲ့ထာဝရသွေးဆက်ကိုမတိမတာထည့်သွင်းပေးလိုက်ပါတော့တယ်။သွေးနဲ့ဆိုးကြီးနဲ့အဆင့်တူသွားတဲ့အခါကျရင်ကိုတော်ပိုင်ကထာဝရသွေးဆက်ကိုအသုံးပြုပြီးထိန်းချုပ်စေခိုင်းနိုင်မှာဖြစ်ပေမဲ့ဘိုးဘေးတွေရိပ်မိသွားမလားဆိုတာကတော့ကံတရားအပေါ်မူတည်နေခဲ့ပါတယ်။သွေးနဲ့ဆိုးခန္ဓာကိုယ်တဲ့သွေးဆက်ဝင်ရောက်သွားချိန်မှာတော့တခြားအရာဘာမှဖြစ်မလာခဲ့ပဲသွေးနဲ့ဆိုးကြီးလည်းထွက်ခွာသွားခဲ့တဲ့နောက်ကိုတော်ပိုင်လည်းပုံရိပ်ရောင်လောကတစ်ခုတည်းကိုရုတ်တရက်ဝင်ရောက်သွားခဲ့ပါတယ်။ဒီပုံရိပ်ရောင်ကဘာကြီးကိုသူတယောက်ထဲမြင်နေရတာဖြစ်ပြီးအထက်ဘက်မှာတော့သွေးပိုးဘေးကြီးကသူ့ကိုလာရှာဖို့ခေါ်နေခဲ့ပါတယ်။အတိစိတ်ပြန်ဝင်တဲ့အခါအပြင်ဘက်ပြန်ရောက်နေခဲ့ပြီးရွှေဆောင်ရှမ်းကအစင်ပြေလာမေးလိုက်တယ်လို့ဘိုးဘေးကြီးတွေကလည်းဒလပြည့်တဲ့အခါကျရင်သွေးသားတော့ရွေးချယ်ပေးမယ်ဆိုကထွက်ခွာသွားကြပါတော့တယ်။ကိုတော်ပိုင်ကတော့ခုနတုန်းကမြင်ကွင်းကြောင့်စိတ်ရှုပ်ထွေးနေလျက်ရှိတယ်လို့စုံကျင်းဝင်သွေးသက်ခင်ဖြစ်လာတဲ့အခါကျရင်ထာဝရရှင်တန်နိုင်မဲ့ပစ္စည်းကိုယူပြီးချက်ချင်းထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တူးရွှေမေကမြေကဘာအုပ်မြစ်ကိုအဆင့်ကိုထိတိဆောက်ထားနိုင်လို့သွေးသက်ခင်ရာတို့ကသူမအပိုင်ဖြစ်လာလိမ့်မယ်ဆိုပြီးလက်အောက်ငယ်သားတွေမြောက်ပင်ပြောဆိုနေကြတယ်လို့စုံချွဲကလည်းသွေးသက်ခင်ရာတို့ဟာသူတို့စုပ်မိသားစုအပိုင်ဖြစ်လာရမယ်ဆိုပြီးအခြေတင်ဖြစ်လာကြပါတယ်။ဒေါ်လေးစုံကအုပ်မြစ်တိဆောက်ခြင်းအထွတ်ထိပ်အဆင့်ဖြစ်တာကြောင့်ဘသူကရှင်ပြိုင်တိုက်ခိုက်နိုင်မှာလဲဆိုပြီးရဲချမ်းကိုလည်းမနှက်ဖြန်ကြရင်သူစီလာတွေးရမယ်လို့မှကြားကစုံချွဲထွက်သွားပါတော့တယ်။နောက်တနေ့စုံချွဲကိုသွားတွေးတဲ့အခါတစ်ဖက်ကလည်းလှုပ်ဝက်နေရတစ်ခုစီခေါ်ဆောင်သွားပေးလိုက်ပြီးရဲချမ်းကဘယ်ကိုသွားနေကြတာလဲမေးတော့
ဒေါ်လေးဖြစ်သူအမိတ်ပေးထားလို့တာမဟုတ်ရင်ရဲကျန်းလို့ကောင်မျိုးကိုခေါ်သွားပေးချင်တာမဟုတ်ကြောင်းအထင်သေးစွာပြန်ပြောလာပါတယ်။ဒီစကားကြတော့ကိုတော်ပိုင်လည်းမတိချင်အောင်စောင်းတေးလိုက်ပြီးစုံချင်းဝန်ကသွေးသက်ခင်ကိုရတော့အဖြစ်သူ့ကိုရွေးချယ်ပေးလိုက်ပြီးဖြစ်မှန်းသိလိုက်တယ်လို့တိတ်မကြခင်မှာပဲအကြီးကဲတွေလှုပ်ဝက်တွေ့ဆုံကြတဲ့နေရာတစ်ခုစီရောက်လာကြပါတယ်။ဒီလူတွေအကုန်လုံးကိုတခါမှမြင်ဖူးခြင်းမရှိတဲ့အပြင်စုံမျိုးနွယ်စုရဲ့အရေးပါအရာရောက်သူတွေဖြစ်ကြပြီးစုံချွဲကိုမြင်တဲ့အခါအယိုတေးပြုနှုတ်ဆက်လိုက်ကြတယ်လို့ရဲကျန်းကိုထပ်မံနှုတ်ဆက်လိုက်ကြချိန်မှာပဲဆွေးနွေးပွဲစားလိုက်ကြရအောင်ဆိုပြီးစုံချွဲအမိန့်ပေးလာခဲ့ပါတယ်။လက်ရှိဆွေးနွေးပွဲဟာလာမယ့်သွေးသက်ခင်ပြိုင်ပွဲအတွက်အရေးကြီးအချက်လက်တွေဝေမျှပြောကြားပေးဖို့ဖြစ်တယ်လို့ပြိုင်ပွဲမှာအဆင့်3ဆင့်ရှိပြီးအုပ်စုခွဲတိုက်ခိုက်ကြရမှာဖြစ်ကြောင်းစုံချွဲကစီးမြင်စည်းကမ်းတွေစတင်ရှင်းပြပေးလာခဲ့ပါတော့တယ်။အုပ်စုတစ်ခုချင်းစီမှာခေါင်းဆောင်တစ်ယောက်စီရှိကြပြီးကိုရနော်ရဲ့တာဝန်ကတော့မိမိရဲ့ခေါင်းဆောင်ကိုသွေးပိုးပေးကြီးရဲ့နှလုံးခမ်းထိရောက်အောင်စောင့်ရှောက်ပို့ဆောင်ပေးရမှာဖြစ်တဲ့အပြင်တခြားတစ်ဖွဲ့ရဲ့ကိုရနော်တွေကိုလည်းနှလုံးခမ်းထဲရောက်လာနိုင်ခြင်းမရှိနိုင်အောင်တားဆီးပိတ်ဆို့ပေးရမှာဖြစ်ပါတယ်။ပထမအဆင့်မှာတင်လူတစ်ဝက်လောက်ရောကျသွားနိုင်တဲ့အပြင်အတိမတ်ပြုတ်ခံရသူတွေကပဲဒုတိယအဆင့်ပြိုင်ပွဲကိုတက်ရောက်သွားနိုင်ကြမှာပါ။တရေရှင်ရေးပြိုင်ပွဲဖြစ်လို့ပထမအဆင့်မှာဖယ်ရှားခံလိုက်ရသူတွေကအသက်ပေးဆက်ရမှာဖြစ်ပြီးဒုတိယအဆင့်ကတော့အရင်းမြစ်တွေရှင်ပြိုင်စုဆောင်းရမှာဖြစ်တဲ့အတွက်အသက်ဆုံးရှုံးနိုင်မဲ့တိုက်ပွဲကြီးတွေကိုလည်းအများကြီးတိုက်ခိုက်ရပါလိမ့်မယ်။အရင်းမြစ်ပုံများသူတွေကတတိယအဆင့်ကိုရောက်ရှိနိုင်ပြီးဒုတိယအဆင့်မှာကြန့်ရှိခဲ့သူတွေကလည်းသူတို့သခင်အပေါ်တက်ရောက်နိုင်ဖို့အတွက်ပြိုင်ဘက်အကုန်လုံးကိုတက်ဖြတ်ရှင်းလင်းဖို့လိုအပ်ပြီးခေါင်းဆောင်ဖြစ်သူအတွက်လည်းသွေးလန်းကြောင်းတစ်ခုဖွင့်လှစ်ပေးရမှာဖြစ်ပါတယ်။ဒါအပြင်တူရှေမေတို့အဖွဲ့ထဲမှာအစွမ်းထက်သူတွေရှိနေကြပြီးပထမဆုံးတစ်ယောက်ကအုံမြင့်တိဆောက်ခြင်းအလဲလက်အဆင့်ဖြစ်တဲ့ကြားလဲဆိုသူဟာရဲရင်ထက်မြက်သူတစ်ယောက်ဆိုပေမဲ့တက်ဖြတ်ခြင်းစိတ်ဆန္ဒတွေကိုတော့ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။သူ့နောက်မှာတော့ရန်ဟိုဝူနဲ့ကျန်းယူရှန်တို့ရှိကြပြီးသူတို့နှစ်ယောက်လုံးကအုံမြင့်တိဆောက်ခြင်းနောက်ပိုင်းအဆင့်ဖြစ်ကြသလိုအစွမ်းထက်လက်နက်တွေကိုလည်းပိုင်ဆိုင်ထားကြပါသေးတယ်။နောက်ဆုံးတစ်ယောက်ကအုံမြင့်တိဆောက်ခြင်းအထို့အထိပ်အဆင့်ကိုနှစ်ပေါင်း100ကြာရောက်ရှိနေသူရှောင်ချင်းဆိုတဲ့အဖိုးကြီးတစ်ယောက်ဖြစ်ပြီးအမြူတေအဆင့်ကျင့်ကြံမှုကိုအချိန်မရွေးချိုးဖျက်နိုင်တာကြောင့်တူရွှေမေရဲ့အကြီးဆုံးဝက်ဖယ်ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ရှောင်ချင်းကိုသာအရင်ဆုံးမရှင်းပြနိုင်ဘူးဆိုရင်ဘေးအန္တရာယ်ရှိလာနိုင်တယ်ဆိုပြီးဆုံးချွဲရှင်းပြပေးနေတဲ့အချိန်တခြားတစ်ဖက်မှာလည်းကိုတော်ပိုင်အကြောင်းပြောနေကြပြီးသူတို့ဘက်မှာအကြီးကဲရှောင်ချင်းရှိနေတာကြောင့်ဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုကအစီအစဉ်သတ်မှတ်နေကြပါတယ်။တူရွှေမေဘက်မှာရှောင်ချင်းရှိနေပေမဲ့သူတို့ဘက်မှာလည်းညီနောင်ရဲ့ကြံရှိနေတယ်ဆိုပြီးစုံကျန်းဆိုသူကကိုတော်ပိုင်ကိုအကြီးကဲရှောင်ချင်းနဲ့ထိတ်တိုက်ရင်ဆိုင်ခိုင်းနေပြီးသူတို့အဖွဲ့ကိုဦးဆောင်ခိုင်းနေခဲ့ပါတယ်။ဒီကိစ္စဟာအချုံနဲ့ဝိုင်းမနေကြတာဖြစ်လို့အထာနဲ့တဲ့ကိုတော်ပိုင်ကလည်းသူကအခုမှအုံမြင့်တိဆောက်ခြင်းအလဲလက်အစ်စ်မှသာရှိနေသေးတဲ့အကြောင်းဒါပြင်အကြီးကဲရှောင်ချင်းကအမြူတေဖွဲ့ခြင်းအတူရောင်အစ်စ်မှဖြစ်လို့ဒီလိုအစွမ်းထက်သူတယောက်ကိုအကိုစုံကျန်းကသာတိုက်ခိုက်အနိုင်ယူတင်ကြောင်းချက်ချင်းပြန်ခြေပါပစ်လိုက်ပါတယ်။ဒုတိယအဆင့်အတွက်လမ်းကြောင်းဖွင့်ကျင်တယ်ဆိုရင်သူတို့ဘက်မှာစုံချွဲလဲရှိနေသေးတာဖြစ်လို့သူတို့စုံမိသားစုတစ်ခုလုံးကဒီတလအတွင်းအတူတူလေးကျင့်ကြရအောင်ဆိုပြီးအကြံစီတစ်ခုလုံးကိုသူကိုယ်တိုင်ရေးဆွဲပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းတူရွှေမေကကြားလဲအရေးချင်းကိုစမ်းသက်တိုက်ခိုက်နေလျက်ရှိပြီးစိတ်ခံစားချက်မထိန်နိုင်သူကအစွမ်းတွေထုတ်တိုက်ခိုက်တဲ့အတွက်တခင်မလေးအပေါ်ရိုင်းပြတာမျိုးမလုပ်ရဘူးဆိုကအကြီးကဲရှောင်ချင်းကဝင်ရောက်တားဆီးပစ်လိုက်ပါတယ်။ဘိုးဘေးဝူကြီးကအရာအလုံးစီစဉ်ပေးထားတဲ့အတွက်သွေးသက်ခင်ပြိုင်ပွဲကိုအနိုင်ရဖို့ကျင်းသေးပါတယ်ဆိုပြီးတူရွှေမေကိုလည်းစိုးရိမ်စရာမလိုကြောင်းရှောင်ချင်းကထက်ရှင်းပြပေးလိုက်ပါတယ်။အဲ့ဒီညမှာတော့တူရွှေမေတစ်ဖြစ်လဲတူလင်ဖေးကသွေးပိုးပေးနှလုံးခမ်းထဲမှာအစီရင်တွေရှိနေတာကြောင့်တန်းဝင်သွားလို့မရတဲ့အကြောင်းကိုအစွမ်းထက်အဖွဲ့စည်းကြီးရဲ့နက်အဆင့်ကိုရန်တော်တွေကိုပြောပြပေးလိုက်ပါတယ်။ဒါကြောင့်နက်ဆင့်ကိုရန်တော်ဘက်ကဒီပစ္စည်းလေးကသွေးပိုးပေးအမွေအနှစ်ကိုအပြည့်အဝဆက်ခံစေနိုင်တဲ့ဆိုကတခင်မလေးဖြစ်သူထံရွှေရောင်လင်းတစ်လုံးထုတ်ပေးလိုက်တဲ့အချိန်ကိုတော်ပိုင်ကအပြင်းထန်လေးကျင်းနေလျက်ရှိပြီးအချိန်တလပြည့်ခါနီးမှာတော့16កောင်စွမ်းကိုကျွမ်းကျင်တမြောက်သွားခဲ့ပါတော့တယ်။ခဏအကြာမှာပဲစုံချင်းဝင်ရောက်ရှိလာခဲ့ပြီးစုံချွဲကအားလုံးပြောပြပေးပြီးမလားမေးတော့သွေးသက်ခင်ပြိုင်ပွဲကမမဆုံကိုတောင်အသက်ရှူမနေစေနိုင်တာလားဆိုပြီးကိုတော်ပိုင်လဲကျင်းနာစွာနာတိုးသွားလိုက်တာကြောင့်စုံချင်းဝင်ရှက်သွေးဖြာသွားရပါတယ်။သွေးသက်ခင်ရာထူးကိုအလဲတောင်ထိပ်ရဲ့စုံမိသားစုကနှစ်ပေါင်းများစွာပိုင်ဆိုင်ခဲ့ကြပေမဲ့အခုချိန်မှာတော့ဘိုးဘေးဝူကြီးတို့ကဂရီစကားတစ်ခုကြောင့်ရှင်ပြိုင်ခွင့်ရရှိလာခဲ့ကြပါတယ်။ကောင်းကင်အစဉ်အုံမြင့်တိဆောက်ခြင်းနီလန်းကိုဘိုးဘေးဝူကြီးတို့စီကနေဂရီစကားတခွန်းနဲ့တောင်းဆိုယူဆောင်ခဲ့ကြတာဖြစ်ပေမဲ့စုံချွဲကမြေကားသားကြောက်ထဲမှာအောင်မြင်အောင်မလုပ်ဆောင်နိုင်ခဲ့တာကြောင့်စုံမိသားစုတစ်ခုလုံးမှာစုံချင်းဝင်တယောက်ကပဲဝင်ရောက်ရှင်ပြိုင်နိုင်ဖို့အရေးချင်းပြည့်မိခဲ့ပါတယ်။ဒါကြောင့်သူမသွေးသက်ခင်ဖြစ်လာနိုင်ဖို့ရဲကျန်းဘက်ကနေအစွမ်းကုန်ကူညီပေးဖို့မျှော်လင့်ဆောင်စားနေခဲ့တယ်လို့သွေးသက်ခင်ဖြစ်လာတဲ့အခါကျရင်ရဲကျန်းပိုင်ဆိုင်ထားတဲ့ကြက်သွေးရောင်အကြီးကဲရာထူးထက်အဆင့်ပိုတိုးပေးပါမယ်ဆိုပြီးပြောတော့သူတို့နှစ်ယောက်ကြားထဲမှာဒီစကားတွေပြောဖို့မလိုအပ်တဲ့အကြောင်းမနှက်ဖြန်ပြိုင်ပွဲကြရင်အလဲတောင်းထိတ်ခမ်းမကိုအစောဆုံးရောက်လာပေးပါမယ်ဆိုပြီးသူ့ကိုယုံကြည်လို့ရကြောင်းပြောပြပေးလိုက်ပါတယ်။ဒါအပြင်မိုးကောင်းကင်ကိုတစ်ချက်ကြည့်လိုက်ပြီးဒီညလာရောင်ကတိတ်ကိုလှလွန်းနေတယ်ဆိုတာမမဆုံးသိရဲ့လားဆိုပြီးအတိတ်ပဲနှစ်ခုပါဝင်တဲ့စကားတစ်ခွန်းထပ်ပြောလိုက်ပါတော့တယ်
ပြိုင်ပွဲနေ့ရက်ရောက်ရှိလာပြီဖြစ်လို့ဂိုင်းရင်ပြင်တစ်ခုလုံးမှာလူပေါင်းများစွာစုဝေးရောက်ရှိနေကြပြီးအဖွဲ့နှစ်ခုစလုံးရဲ့ကိုရံတော်တွေကလည်းရှင်ပြိုင်လို့စိတ်ပြင်းထန်နေကြသလိုသွေးသက်ခင်ရာတို့ကသူမပိုင်ဖြစ်လာတော့မှမို့စုံကျင်းဝံကိုအလကားတက်တက်အသေးမခံခြင်းစမ်းနဲ့ဆိုပြီးစကားစစ်ထိုးနေပါတယ်။စုံကျင်းဝံလည်းအထဲရောက်တဲ့အခါကျမှဘယ်သူအနိုင်ရမလဲဆိုတာအဖြေထုတ်ကြည့်ကြတာပေါ့ဆိုပြီးတူးရွှေမေးကိုပြန်တုံ့ပြန်လိုက်တာကြောင့်စုံကျင်းဝံတို့ဘက်မှလူအင်အားပြည့်မိလို့လားဆိုကတစ်ဖက်ကပြန်ပြောလာခဲ့ပါတယ်။သွေးသက်ခင်ရာတို့နေရာဟာသူတို့အပိုင်ဖြစ်လာလိမ့်မယ်ဆိုပြီးစုံချွဲဝင်ပြောလိုက်တဲ့အချိန်မှာပဲဘိုးဘေး3ဦးရောက်ရှိလာကြသလိုအလဲတောင်ထိပ်ကလက်ရှိရာတို့ကိုနှစ်ပေါင်းများစွာချုပ်ကင်ထားခဲ့တဲ့အတွက်လက်ရှိအချိန်မှာတော့သူတို့အပိုင်ဖြစ်လာရတော့မယ်ဆိုပြီးဘိုးဘေးဝူကြီးကစုံဘိုးဘေးကိုလမ်းပြောလိုက်ပါတယ်။ဒီစကားကြတော့မဖြစ်လာသေးတဲ့အချိန်မှာမျောလင်းချက်သိမ့်မထားသင့်ဘူးဆိုပြီးစုံဘိုးဘေးပြန်ပြောလိုက်တဲ့အခါစုံကျင်းဝံအဖွဲဘက်မှလူတစ်ယောက်လိုနေကြောင်းဘိုးဘေးဟန်ရန်ကထောက်ပြလာခဲ့ပါတယ်။ဒီအချိန်မှာပဲနောက်ကျသွားတယ်ဆိုတဲ့စကားတန်းနဲ့အတူရဲကျန်းကကြက်သွေးရောင်အကြီးအကဲဝတ်စုံကိုဝတ်ဆင်ရောက်ရှိလာခဲ့တာကြောင့်စုံကျင်းဝံတို့အဖွဲဘက်မှအင်အားပိုတက်သွားကြပါတယ်။ကြက်သွေးရောင်ဝတ်စုံကအမြူတေအဆင့်ကျင့်ကြံသူရဲ့တိုက်ခိုက်မှုတစ်ကွက်ကိုကာကွယ်ပေးနိုင်စွမ်းရှိတာကြောင့်တူးရွှေမေးတို့အဖွဲသားတွေလည်းရဲကျန်းစီအကဲခက်ကြီးရှုလာကြသလိုဒီမှတိုင်ခင်တုန်းကဘိုးဘေးဟန်ရန်ပြောသွားတဲ့စကားတွေကိုကြားလဲပြန်ကြားရောက်လာမိပါတယ်။ရဲကျန်းကထူးခြားသူတစ်ယောက်ဖြစ်လို့မမျှော်လင့်ထားတဲ့ပြဿနာတွေဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီးအပြားရောင်လင်းတစ်လုံးကိုကြားလက်ထံထုတ်ပေးဖူးခဲ့တာကြောင့်ကြားလက်ဟာကျင့်ကြံစေမြင့်မာမှုကိုအထူးပြုပြီးရဲကျန်းနဲ့ရှင်ပြိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ဘိုးဘေးဟန်ရန်ကဘိုးဘေးဝူကြီးနဲ့မိတ်ဆွေကောင်းတွေဖြစ်လို့အခုလိုကူညီပေးလိုက်တာဖြစ်ကြောင်းပြောပြီးရဲကျန်းကိုလည်းအဓိကရန်သူကြီးဖြစ်မလာခင်အပြည့်ရှင်းဖြစ်တဲ့တယ်ဆိုကထပ်မံမိန်ကြားခဲ့လိုက်ပါသေးတယ်။ရဲကျန်းကိုဆွဲခေါ်ထားနိုင်ဖို့စုံမျိုးရိုးဘက်ကနေတန်ဖိုးကြီးကြီးပိတ်ဆက်ထားတာပဲဆိုပြီးဘိုးဘေးဝူကြီးပြောလာတော့ရဲကျန်းလိုမျိုးအစင်ငါဆေးပညာရှင်တယောက်ကိုကျင့်ကြံခြင်းဂိုင်းတိုင်းကအလိုရှိမှကျင်းသေးတယ်ဆိုပြီးဘိုးဘေးတွေလက်သီးပုံးကျိတ်ထိုးနေကြသလိုတေမာကြောက်နေတယ်ဆိုရင်မလားဖြစ်တဲ့အကြောင်းအစောကြီးတွေကပြောလို့ရတယ်ဆိုပြီးစုံချွဲကလည်းအမြင်မကြည့်ဖြစ်နေရပါတယ်။ဒီစကားကြတော့ချွဲအားမင်းမရိုင်းနေပြန်ပြီလားဆိုပြီးဦးလေးတစ်ယောက်လိုပြန်ပြောလိုက်တာကြောင့်စုံချွဲလည်းပောက်ကွဲတော့မလို့ဖြစ်သွားရလို့စုံကျင်းဝံကသူတို့နှစ်ယောက်လုံးကိုတားဆီးထားလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သွေးသားတော်ရွေးချယ်ပွဲဟာသွေးကိုင်းတစ်ခုလုံးအတွက်အရေးကြီးဆုံးအရာဖြစ်နေလို့ဝင်ရောက်ရှင်ပြိုင်သူတိုင်းအစွမ်းကုန်စ조사ရမယ်ဆိုပြီးဘိုးဘေးတွေကအလဲတောင်ထိပ်ရဲ့သွေးသက်ခင်ပြိုင်ပွဲကြီးကိုတရားဝင်စတင်ပေးလိုက်ကြပါတယ်။ဘိုးဘေးကြီးကဲတွေလက်ဟန်ကိုစီထုတ်ဖော်လိုက်ကြတဲ့အခါဂိုင်းရင်ပြင်တစ်ခုလုံးပေါ်မှာပြိုကျပျက်စီးမှုတွေဖြစ်ပေါ်လာခဲ့ရပြီးလေဟာနဲ့ဝင်ပေါက်ကြီးတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးအဲ့ဒီထဲကိုဝင်သွားလိုက်မယ်ဆိုရင်ပထမအဆင့်စမ်းသပ်မှုဖြစ်တဲ့အစုံမဲ့သွေးလောကငယ်တွေကိုဒီနေရာကူးပြောင်းသွားကြမှာပါ။အဖွဲနှစ်ခုလုံးရဲ့ကိုရံတော်များစွာဟာလည်းအစင်သင်းဖြစ်နေကြသလိုခေါင်းဆောင်ဖြစ်သူတွေကမိန်ကွန်းကိုစီပြောကြားလိုက်ပြီးဘိုးဘေးတွေရဲ့အမိန်ပေးတန်ကြားလိုက်ရပြီဆိုတာနဲ့လေဟာနဲ့ဝင်ပေါက်ထဲကိုလူတိုင်းပြေးဝင်သွားကြပါတော့တယ်။စုံကျင်းဝံကဒုတိယအဆင့်ကိုဝင်ရောက်နိုင်ရမယ်ပြောတော့သူရှိနေရင်စိတ်ချထားလို့ရတယ်ဆိုကရဲကျန်းလဲလေဟာနဲ့ဝင်ပေါက်တစ်ဖြစ်လဲသွေးဘိုးဘေးကြီးရဲ့လက်နေရာကြီးတဲ့ကိုခုံဆင်းသွားခဲ့လိုက်ပါတယ်။သွေးကိုင်းတစ်ခုလုံးကိုသွေးဘိုးဘေးရဲ့လက်ကြီးတစ်ဖက်ပေါ်မှာတိဆောက်ထားခဲ့ကြတာဖြစ်ပြီးခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကမြေအောက်ပိုင်းမြေကြီးထဲမှာဖုံးအုပ်ပြောက်ကွယ်နေတာဖြစ်လို့ပြိုင်ပွဲဝင်သူတွေကလက်မောင်းနေရာကနေနှလုံးသားအခန်းထိရောက်အောင်အမြုံအင်းရောက်ကြရမှာဖြစ်ပါတယ်။သွေးကြောတွေစူးစီးနေကြတဲ့အရက်မှာနှလုံးသားပုံဆောင်ခဲ့တစ်ခုရှိပြီးအတိမပြုတ်ခံရတဲ့သူကတောင်ထွတ်တစ်ခုလုံးကိုအမိန်ပေးစေခိုင်းသွားနိုင်တဲ့သွေးသားတော်ဖြစ်လာနိုင်ပါလိမ့်မယ်။ဒီအကြောင်းတွေကိုစုံကျင်းဝံရှင်းပြပေးပြီးသွားပြီဖြစ်လို့ရဲကျန်းလဲစိမ့်တက်နေတဲ့နယ်မြေကြီးတဲ့တဖြည်းဖြည်းသက်ဆင်းလာခဲ့ပြီးအနီးရောက်လေပူပေါင်းများစွာကိုနေရာတစ်ခုမှာမြင်တွေ့လိုက်ရပါတယ်။ဒီယာတွေကပထမအဆင့်နယ်မြေတွေကိုဒီနေရာပို့ဆောင်ပေးကြတာဖြစ်ပြီးပြောနေရင်တလန်းမှာပဲကျင့်ကြံသူပေါင်းများစွာကိုစတင်ဖုံးအုပ်ပေးလိုက်ကြရင်မတူညီတဲ့နေရာတစ်ခုစီကိုဂျပန်ပို့ဆောင်ပေးလိုက်ကြပါတယ်။သွေးပေါ်လုံးတစ်ခုတည်းကိုလူနှစ်ယောက်ဝင်ခွင့်ရှိပြီးဒီနေရာကူးပြောင်းသွားတဲ့အခါတောင်တလုံးကိုမြင်ရမယ့်အကြောင်းနဲ့အဲ့ဒီတောင်ထိပ်ပေါ်ကိုအရင်တက်ရောက်နိုင်တဲ့သူကပထမစမ်းသပ်မှုကိုအောင်မြင်နိုင်မှာဖြစ်ကြောင်းစုံချွဲရှင်းပြလာပါတယ်။ဒါအပြင်ရဲကျန်းကစုံမိသားစုကိုရတော်ဖြစ်လို့ဒီတစ်ခေါက်ပြိုင်ပွဲကိုအနိုင်ယူဖို့လိုအပ်နေတယ်ဆိုပြီးသတိထပ်ပေးပြီးတာနဲ့သွေးပေါ်လုံးတစ်ခုတည်းကိုဝင်ရောက်ကြည့်လိုက်ပေမဲ့ကန်ထုတ်ခံလိုက်ရပါတယ်။တခြားသူတွေလည်းအကုန်ကန်ထုတ်နေခဲ့ရပြီးရုတ်တရက်ဆိုသလိုသွေးပေါ်လုံးအကုန်လုံးကရဲကျန်းစီပြေးဝင်သွားကြပါတယ်။ဒီမြင်ကွင်းကြောင့်လူတိုင်းအံ့အားသင့်သွားရပြီးရဲကျန်းကိုယ်တိုင်လည်းအခုလိုပါလို့ဖြစ်လာရတယ်လဲဆိုတာသေချာမသိရှိသေးပါဘူး။အဲ့ဒီနောက်မှာတော့သွေးပေါ်လုံးတစ်လုံးကရဲကျန်းကိုဖုံးအုပ်သွားခဲ့ကပထမစမ်းသပ်မှုနယ်မြေတွေကိုဒီနေရာကူးပြောင်းပေးလိုက်ပါတော့တယ်။ရဲကျန်းကသွေးပေါ်လုံးတွေကသူ့ကိုစားပစ်လိုက်တာလားဆိုပြီးနည်းနည်းထိတ်လန့်နေခဲ့ရပေမဲ့သွေးလောကတဲ့ကိုစတင်ရောက်ရှိလာချိန်မှာတော့ကြောက်လန့်မှုတွေပျောက်ကွယ်သွားရသလိုအဓိကတောင်ထိပ်ကိုလည်းလှမ်းမြင်လိုက်ရတဲ့အပြင်တောင်ရဲ့စိတ်ဆန္ဒတွေကလည်းသူ့ကိုလန့်ခေါ်နေတာဖြစ်မှန်ခံစားလိုက်ရပါတော့တယ်။လက်ရှိနေမြေထဲမှာကြားလဲလဲရောက်ရှိနေခဲ့ပြီးသွေးသားရဲများစွာကိုတိုက်ခိုက်အနိုင်ယူနေရင်းကတောင်ထိပ်ပေါ်ရောက်အောင်စ조사တက်ရောက်နေပါတယ်။သူနဲ့အတူရှိတဲ့စုံမိသားစုကိုရတော်ကကံကောင်းမှမဟုတ်ဘူးဆိုပြီးကြားလဲတယောက်ယုံကြည်ချက်အပြည့်ရှိနေခဲ့ပြီးဂျပန်ပို့ဆောင်ခံလိုက်ရပေမဲ့တောင်ထိပ်ပတ်ဝန်းကျင်နဲ့အလွန်နီးကပ်လွန်းတာကြောင့်ဝမ်းသာပျော်ရွှင်နေပါတယ်။ဒီအချိန်မှာပဲသူရောက်နေတဲ့နေရာကမြေပြင်ပေါ်မဟုတ်ပဲတားရဲကောင်ကြီးရဲ့ကြောပေါ်ရောက်ရှိနေခဲ့တာဖြစ်လို့ဒီနေရာတစ်ခုလုံးစတင်တုန်ခါလာခဲ့ရပြီးတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။
ကြားလဲကတော့သူဘာမှမလုပ်တဲ့အကြောင်းပြောရင်အမြန်တောင်းပန်လိုက်တဲ့အခါကျမှတားရဲကောင်ကြီးလည်းပြန်လဲတည်ငြိမ်သွားခဲ့ပြီးဒီတားရဲကြီးဟာအမြူတေအဆင့်ကျင့်ကြံသူတွေကိုတောင်အနိုင်ယူတိုက်ခိုက်နိုင်စွမ်းရှိတာမို့ကြားလဲလည်းဇောချွေးပြန်နေခဲ့ရပါတယ်။အန်ဒီတစ်ခုဖြည့်ရှင်းလိုက်နိုင်ပေမဲ့ရေအောက်ဘက်ကနေသွေးသားရဲတကောင်အလစ်တိုက်ခိုက်လာတာကြောင့်ဟန်ချက်ပြတ်သွားတဲ့ကြားလဲလည်းရေအောက်ပြုတ်ကျသွားရပြီးရေအောက်ဘက်မှာလည်းသွေးသားရဲကြီးကတိုက်ခိုက်လုံးထွေးလာခဲ့ပြန်ပါတယ်။တိတ်မကြခင်မှာပဲသွေးသားရဲကောင်ကြီးကိုတိုက်ခိုက်တက်ဖြတ်လိုက်နိုင်ပြီးမြေပြင်ပေါ်ပြန်တက်လာနိုင်တဲ့အခါတကောင်တည်းရှိနေတာကြောင့်သူကန်ကောင်းသွားတယ်ဆိုပြီးရေယိုမိလိုက်တဲ့အချိန်မှာပဲသွေးသားရဲများစွာထပ်မံထွက်ပေါ်လာကြပြန်ပါတယ်။ထွက်ပြေးစရာနေရာလို့မရှိတာကြောင့်ကြားလဲတယောက်သွေးသားရဲများစွာကိုခန္ဓာကိုယ်အားသုံးပြုရင်တိုက်ခိုက်တက်ဖြတ်နေရပြီးဒီသားရဲကောင်တွေသူ့စီရောက်လာကြတဲ့အကြောင်းအရင်းကိုလည်းတေချာစဉ်းစားနေလိုက်ပါတယ်။ဒီနေရာမှာသားရဲကောင်တွေအများကြီးရှိပြီးသူကိုယ်တိုင်လည်းအတော်လေးခက်ခဲနေရတာကြောင့်စုံမိသားစုကိုရတော့လဲအခုချိန်လောက်ဆိုရင်သားရဲအစားခံလိုက်ရလောက်ပြီဆိုပြီးသူ့ကိုယ်သူဖြစ်သိမ်းလိုက်ပေမဲ့ကိုတော်ပိုင်ကရက်တောင်လေးတစ်ချောင်းနဲ့အေးဆေးလန့်ရှောက်နေခဲ့ပါတယ်။ပြိုင်ဘက်ကိုလည်းအခုထိမတွေ့ရသေးတဲ့အပြင်သားရဲကောင်တွေကိုလည်းတကောင်မှမမြင်ရသေးတာကြောင့်သတိထားသွားလိုက်ရမယ်ဆိုပြီးသူ့ကိုယ်သူသတိပေးနေခဲ့တယ်လို့လမ်းပိတ်ထားတဲ့တစ်ပင်သေးရွက်တွေကလည်းသူရောက်လာပြီဆိုတာနဲ့အလိုလိုလမ်းဖယ်ပေးနေကြပါတယ်။လမ်းတစ်လျှောက်လုံးကိုအစဉ်ပြေပြေလျှောက်လန်းလာခဲ့ပြီးတစ်ကိုင်း6တစ်ချောင်းကိုတနေမိလိုက်တဲ့အခါမှာတော့သူရောက်လာပြီဆိုတာကိုကြားလဲသတိထားမိသွားပါတော့တယ်။ဘာမှမသိသေးတဲ့သူကတောင်ထိပ်နေရာကိုတိတ်မကြခင်ရောက်တော့မယ်ဆိုပြီးလမ်းလျှောက်လာတဲ့အချိန်သွေးလက်ဝါတစ်ချက်ရုတ်တရက်တိုးဝင်လာခဲ့တာကြောင့်ချက်ချင်းရှောင်တိန်ပြစ်လိုက်ရကလဝါချက်အတွင်းမှာလည်းအုံမြင့်တိဆောက်ခြင်းနှောင်းပိုင်းအဆင့်ဆွမ်းအားတွေပါဝင်နေမှန်းသိလိုက်ရပါတယ်။အမြန်ရှောင်တိန်လိုက်ရတဲ့ကိုတော်ပိုင်လည်းဘယ်ကောင်စုပ်ကသူ့ကိုချောင်းတိုက်ရတာလဲဆိုပြီးလူလုံးထွက်ပြခိုင်းတဲ့အခါစေးဖို့ဆက်တယုံလောက်နဲ့ကိုအထင်ကြီးနေတဲ့ကောင်ဆိုပြီးကြားလဲပြန်ပြောလာခဲ့ပါတယ်။ဒီစကားကြတော့ကျင့်ကြံစင်းမြင့်နေတာတောင်သူ့ကိုချောင်းတိုက်ရသေးတဲ့လူယုံမာကောင်ဆိုပြီးထက်မှန်ထိုးနှက်ပစ်လိုက်တာကြောင့်ဒီမခံနိုင်တော့တဲ့ဘက်ကသွေးချီစွမ်းအားတွေကိုသွေးဓာတ်အဖြစ်သိပ်တီးလိုက်ရင်အနီးကပ်တိုက်ခိုက်လာတာကြောင့်အမြန်ခုခံထားလိုက်ရပါတယ်။သွေးဓာတ်ချင်းထိတ်တိုက်ရင်ဆိုင်လိုက်ကြပြီးမင်းလိုအကျင့်မကောင်းတဲ့ကောင်ကမိုးကြိုးပစ်ခံထိတင်တာဆိုပြီးကိုတော်ပိုင်ကျိန်ဆဲပစ်လိုက်ရင်းကဓာချက်တွေရှောင်တိန်လိုက်တဲ့အချိန်မိုးကောင်းကင်ထက်ကနေမိုးကြိုးတစင်းပစ်ခွင်းလာခဲ့ပြီးကြားလဲစီကိုကွက်တိထိမှန်သွားခဲ့ရပါတယ်။ဒီအချင်းအရာကိုမြင်တော့သူတို့နှစ်ယောက်စလုံးအံ့အားသင့်သွားကြရပြီးကြားလဲကတော့ဒီမိုးကြိုးတိုက်ခိုက်မှုကကိုတော်ပိုင်စီစဉ်ထားတဲ့ဝက်ဖဲတစ်ခုများဖြစ်နေမလားဆိုကရဲကျန်းကိုဘာတွေကြံစီထားတာလဲဆိုပြီးထုတ်မေးလိုက်ပါတယ်။ဒီစကားပြောပြီးတာနဲ့ကြားလဲကပြေးဝင်တိုက်ခိုက်လာခဲ့တယ်လို့ကိုတော်ပိုင်ကလည်းမင်းဆိုတဲ့ကောင်ကမိုးကြိုးထက်ပစ်ခံတင်တာဆိုပြီးထပ်ပြောမိလိုက်တာကြောင့်ကြားလဲအပေါ်ကိုမိုးကြိုးတစ်စင်ထပ်မံပစ်ချလာခဲ့ပြန်ပါတယ်။ကိုတော်ပိုင်လည်းသူပြောတဲ့စကားတွေကတကယ်ဖြစ်လာနိုင်တာလားဆိုပြီးနားလည်သွားခဲ့ရတဲ့အချိန်ကြားလဲတယောက်ကတော့မိုးကြိုးထိမှန်ထားခဲ့တာကြောင့်အတော်လေးစုပ်ပြတ်တက်နေရပေမဲ့မတနာတဲ့ဘက်ကမိုးကြိုးတွေထပ်ပစ်လိုက်ဆန်းဆိုကအခောက်ခါကျိန်ဆဲပေးလိုက်ပြန်ပါတယ်။အဲ့ဒီနောက်မှာတော့အဝေးကလှမ်းကြည့်လိုက်မယ်ဆိုရင်တောင်ထိပ်ပတ်ဝန်းကျင်တစ်ခွင်မှာမိုးကြိုးတွေအဆက်မပြတ်ပစ်ချနေလျက်ရှိပြီးကြားလဲကအကာအကွယ်မျိုးစုံသုံးပြရင်အင်းအားကုန်တောင်းခံနေခဲ့ပေမဲ့စက်တိုက်ပစ်နေတဲ့မိုးကြိုးတွေကြောင့်တဖြည်းဖြည်းထိခိုက်လာခဲ့ရပါတယ်။ရဲကျန်းစီမှာမိုးကောင်းကင်ရဲ့အကူအညီရှိနေရင်တောင်ရအောင်တိုက်ခိုက်ပစ်မယ်ဆိုပြီးကြားလဲအော်ဟစ်လိုက်ပေမဲ့အကာအကွယ်ပျက်စီးသွားချိန်မှာတော့အားချောင်းလွန်းတဲ့ကောင်လဲပောက်ကွဲမှုလိုင်လုံးတွေကြောင့်အဝေးကြီးလွင့်ထွက်သွားရပါတော့တယ်။ကိုတော်ပိုင်လည်းပြောသမျှအရာတွေကဒီနေရာမှာအကုန်ဖြစ်နေတယ်လို့ခုနတုန်းကအဖြစ်ပြက်တွေနဲ့ကံကောင်းမှုတွေအကုန်လုံးတိုက်ဆိုင်မှုမဟုတ်မှန်နားလည်သွားတဲ့အခါမှာတော့သူဟာဒီနေရာကြီးထဲမှာဆိုရင်ကံကြမ္မာသားတော်ဖြစ်နေမှန်ကောင်းကောင်းကြီးနားလည်သွားခဲ့ပါတယ်။ဒီလိုဖြစ်လာခြင်းဟာကိုတော်ပိုင်နဲ့သွေးပိုးပေးတို့ကသွေးဆက်ချင်းတူညီနေတာဖြစ်လို့ကြားလဲကိုလည်းသူနဲ့ရန်သူဆက်ဖြစ်ချင်ရင်ဒေတွင်းအရင်တူးထားလိုက်ဆိုပြီးပျော်ရွှင်စွာသတိလန့်ပေးလိုက်ပါတော့တယ်